ပရိသတ်များအားလုံးပဲမင်္ဂလာပါ9နာရီစီစဉ်ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေဒီကနေ့မှာကျွန်တော်ရဲ့ channel လေးကနေတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးသူအကားစော်ရေးသားထားတဲ့ဂမ်ဘီယာကြောင်နဂါးဆိုတဲ့ဖြစ်ရမှန်ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်တင်ဆက်မှုလေးကိုမစခင်မှာပရိသတ်တွေကကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးတော့တင်သမျှတွေကိုသိနိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ထားပေးကြပါဦးဗျဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျွန်တော်ကိုခန့်မဲဖြစ်ပါတယ်။ကဲဒါဆိုရင်တော့တင်ဆက်မှုလေးကိုစလိုက်ကြရအောင်ဗျာ။အချိန်ကတော့1985ခုနှစ်ခန့်ကဖြစ်ပါတယ်။တာယာအေးရွာလေးမှာပဲခူးတိုင်းအနောက်ချမ်းတာယာဝတီမြို့နယ်တွင်တည်ရှိကပဲခူးရွာမှတောင်ကြီးရွာလေးတရွာဖြစ်ပါတယ်။အဲဒီရွာမှာနေထိုင်ကြသူတွေကလေယာစိုက်ပျိုးတဲ့သူတွေရှိတဲ့ကဲ့သို့ပဲခူးရွာမကြီးကိုအမိပြုပြီးတစ်ခုတ်ဝါခုတ်တောလိုက်ရွှေချင်းအစရှိတဲ့လုပ်ငန်းတွေကိုလောက်ကင်အသက်မွေးကြသူတွေလည်းရှိပြီးတယ်။ဒီရွာလေးမှာမောင်တင်ဝင်းအမည်ရလူငယ်တစ်ယောက်ရှိတယ်။မောင်တင်ဝင်းမှာအသက်25နှစ်ခန့်ဖြစ်ပါတယ်။မောင်တင်ဝင်းမှာမိဘလက်ကုပ်လက်ရင်းလေယာတွေကိုလောက်ကင်ကပင်ပင်ပန်းပန်းအသက်မွေးမြူရတယ်။တာသူလေသမားတွေဖြစ်တာမို့စားနိုင်တောင်းနိုင်ရုံရှိကချောင်းချောင်းလဲလဲမရှိလာပေ။မောင်တင်ဝင်းမာရီလိုလဲဆိုင်နေရသည်ကိုစိတ်မပြောင်းရွှင်ပြီးကြီးမွားမြန်မဲ့အလုပ်တစ်ခုကိုရှာဖွေနေစဉ်ဖြစ်ပါရီ။အဲလိုနဲ့တရက်မှာတော့ရွာထိပ်ပိုင်းကဦးကြီးတော်ဆက်သူရဲ့အိမ်ကိုရောက်လာခဲ့တယ်။ဦးကြီးမှာတော်တွင်ရွှေသွားခြင်းရမှ6လခန့်ကြာတဲ့အခါပြန်ရောက်လာခြင်းဖြစ်တယ်။ဦးကြီးမှာရွှေရောက်ပြီးချမ်းချမ်းသာသာဖြစ်နေတယ်။ဇနီးနဲ့သားသမီးတွေကိုလည်းရွှေရည်စင်းနိုင်ပြီးတယ်။ရိပ်ဖြစ်ကိုမြင်တဲ့အခါမောင်တင်ဝင်းမှာဦးကြီးကိုကပ်ပြီးတော့မေးတော်တယ်။ဝေးကိုချင်းရသည်မှာအစဉ်ပြေနေတဲ့ပုံပဲ။ရွှေကျင်တာတော်တော်မှကတ်ရင်လား။ဘာလဲမောင်တင်ဝင်းမင်းစိတ်ဝင်စားသွားပြီလား။မောင်တင်ဝင်းမှာခေါင်းကြီးလန့်ပြီးတယ်။လုံးနိုင်ရင်အပင်ပန်းခံနိုင်ရင်တော့ရွှေကျင်တာရတယ်ကွာ။ကုသိုလ်ကံလည်းလိုသေးတာပေါ့မောင်တင်ဝင်းရ။မျိုးမျိုးမြဲမြဲရမယ်ဆိုရင်ပင်ပန်းလည်းခံနိုင်ပါလေဝီးရဲ့။အခုလေဆိုင်ရဆိုင်နွားရီနဲ့ဖက်ယုံနေရတာပဲမလား။အေးမင်းလုံးနိုင်နေဆိုရင်ဒီတစ်ခါငါနဲ့လိုက်ခဲ့စမ်းကွာတို့ရီနောက်3-4ရက်ကြာရင်တောင်ပေါ်ပြန်တက်ကြမယ်ဟာဦးကြီးကလောလာကြီးလားရောင်းလက်စနဲ့တပတ်လောက်တောင်နေရမှာမဟုတ်ဘူးငါဆင်းလာခဲ့တာရိတ်ခါကုန်လို့ကွာမောင်တင်ဝင်းရရွှေငွေဆိုတာရှာတိုင်းရနေတော့အခုလိုအိမ်မှာအေးစစ်စစ်နေနေတဲ့အချိန်တော်မှအချိန်ဖြုံးနေပြီအထင်သားကွာမောင်တင်ဝင်းရေဦးကြီးပြောရနေကျုပ်တော့အားတက်သွားပြီဗျာဦးကြီးသွားရင်ကျုံလဲလိုက်မယ်အေးရိတ်ခါသားများများယူခဲ့ဟေးရွှေကျင်နေဆိုတာပင်ပန်းပေမဲ့ရတာကလည်းလုံးကနေကွာမောင်တင်ဝင်းမှာဦးကြီးပြောတဲ့စကားတွေကိုကြားရောက်ကအားတက်နေမိတီကအမှန်ဖြစ်ပါရဲ့။အဲဒီနောက်မောင်တင်ဝင်းတရအဝတ်စားတွေရိတ်ခါတွေကိုပြင်ဆင်ထုတ်ဖို့ကအသင်းဆောင်နေတယ်။၃ရက်မြောက်တဲ့ကဦးကြီးဖြစ်သူနေရွှေကျင်ရန်အတွက်လိုက်ပါလာခဲ့တယ်။ရွာကတခြားလူလေး9ယောက်လည်းအတူတကွလိုက်ပါလာတယ်။မောင်တင်ဝင်းနဲ့အမျိုးတော်သူကိုချက်ကြီးကိုချက်ဖောင်းတို့ညီကို2ယောက်နှကန်းထော်နေရကြောင်းထော်ကြီးတို့ခေါ်တဲ့သူနဲ့မျက်နှာမှာကြောက်ပေါင်းရာတွေဗရပွားနဲ့ကိုကြော်လုံးတို့ဖြစ်တယ်။သူတို့ဖွဲ့ထဲမှာမောင်တင်ဝင်းမှာအသက်အငယ်ဆုံးဖြစ်ပါရီ။ပဲခူးရိုးမကြီးပေါ်ကိုလှဲနေတက်လာရီတစ်ထုပ်သူဝါဆွဲသူတွေအုံပြုတဲ့လှဲလန်းချောင်းတိုင်းတက်လာခဲ့ကြခြင်းဖြစ်ပါရီ။အဲ့ဒီလှဲလန်းချောင်းစုံတော်ရိကအလွန်မတ်ဆောက်တဲ့တောင်တန်းတနေရာကိုရောက်လာခဲ့ကြတယ်။အဲ့ဒီနေရာမှာတော့တောင်ပေါ်ကိုခြေချင်းတက်ရရီ။တောမှလွန်နေပြီးဝေးလံခေါင်တီလာရီ။လူသွားလမ်းကလေးမှာတခါတလေမျက်ရိုင်းနေအောင်မှဖုံးလန်းပြောက်ွယ်နေကြပါရီ။ရိတ်ခါတို့ကြီးတွေကိုတဲပူးလာရတော့မောင်တင်ဝင်းတို့မှာအလွန်ပင်ပန်းကြတယ်။တောရဲတစ်ထောက်နားရိတ်ကမောင်တင်ဝင်းတို့မှာချက်ပြုတ်ရန်ပြင်ဆင်ကြပါရီ။ဒီကမှာဦးရွှေမန်းကမောင်တင်ဝင်းတို့ကိုရိတ်ခါတွေချွေတာကြရန်အတွက်မှားကြတယ်။မောင်တင်ဝင်းရေတို့ရောက်နေတာတောရဲတောင်လေကွာ။ရွာမှာလို့တနေ့တပူစားလို့မရဘူး။တောရဲမှာရေးကြီးတာကရိတ်ခါပဲ။ရိတ်ခါကုန်ရင်အလှုပ်တင်မှာမဟုတ်ဘူး။ထွေထွေတာတာစားစမ်းမှာကွာ။တော်ရဲမှာတညအိပ်ပြီးနောက်တနေ့မနက်မှချောင်းပြားလေးတစ်ခုစီကိုရောက်လာခဲ့ကြတယ်။အဲဒီချောင်းပြားလေးရောက်တော့မှလူတန်းသူတန်းတွေကိုမြင်ရကြရတယ်။ချောင်းပြားလေးဘေးနားမှာရွက်ဖြင့်ထဲကြီးတွေကိုအုံမိုးကစကန်းချထားသည်မှာအစီအီပင်ဖြစ်တယ်။တချို့မှလည်းတဲလေးတွေထုံးကတဲဆူလေးများနဲ့နေထိုင်ကြလေသည်မှာတောဟုတ်တွင်ရွာငယ်လေးတစ်ခုပင်ဖြစ်နေတယ်။တဲအိမ်များရှိတော့လည်းအဲဒီတဲများနဲ့ခက်လန်းလန်းကရှောက်သွားရတယ်။တချို့တဲတွေရွက်ဖြင့်တွေကိုကွေးပတ်ရှောင်ရှားသွားရတယ်။မောင်တင်ဝင်းမှာတဲတွင်နေထိုင်သူတအူးကိုမြေတွင်းလိုက်ရတော့ပြုံးပြနိုင်ပြီ။တိုးတော်ရီလူမှာမောင်တင်ဝင်းကိုရန်ဆောင်တဲ့အကြည့်နဲ့ပြန်ကြည့်ကခါးသားမှာထိုးထားတဲ့ဓမြောင်ကိုပုတ်ပြလိုက်တယ်
喂，好路啊，这苗一完了ဗျ，正到ဆက်တာဟောတော့ तू ကဓာပုတ်ပြသေးတယ်လူစိုးလူမိုက်တွေများလားမသိပါဘူးဗျဝီရွှေမန်းကတစ်ချက်ပြုံးလိုက်ပြီးတော့ဒီနေရာကရွှေထွက်တဲ့နေရာကွာရွာမဟုတ်ဘူးဟောဒီနေရာမှာရန်သူတွေပဲရှိတယ်မိတ်ဆွေတို့တငယ်ချင်းတို့ဆိုတာမရှိဘူးဟာဦးကြီးစကားဘလို့ကြီးလဲဗျလူတိုင်းလူချင်းနေကြတာရွှေကွာသူတို့ကောင်းလေးကရွှေရဖို့ဆိုတဲ့အရေးပဲရှိတယ်ရွှေကိုဘလို့နီးနဲ့ရရရအောင်ရှုမဲ့သူတွေလူပဲတက်ရသူတို့ဝင်မလေးဘူးဒါကြောင့်တို့ကသူတို့တဲရီနာမကက်တာပေါ့ကွာတဲနာကိုကက်လာရင်ရွှေတခိုးဆိုပြီးဓာတ်နဲ့ဝိုင်းခုတ်တက်ကြမှာကွာဟာကြောက်စရာကြီးပါလားဗျတောင်းရတောင်ထဲမှာတရားဥပဒေဆိုတာမရှိတာမင်းလည်းကြက်သတိထားနော်ဟောဒီရွှေလောက်ကထဲမှာဘသူ့မှမပေါင်းနဲ့ကို့နားကိုလည်းအကန့်မခံနဲ့ဟုတ်ပြီလားအဲ့ဒီချောင်းလေးနှစ်ဘေးမှာရွှေလုံငန်းကိုလောက်ကင်နေကြတယ်တချို့ကကိုတဝက်ခန့်နေတဲ့ချောင်းရည်တွေကိုဆင်းကရွှေကျင်နေကြသည်ကိုတွေ့ရတယ်မိမသားတွေတယောက်စနှစ်ယောက်စတွေ့ရတော့လေယောက်ျားသားတွေကြီးသာဖြစ်ပါတယ်ချောင်းရိုးလေးတိုင်းလမ်းလျှောက်လာကြရင်မကြခင်မှာတစ်ပင်ကြီးတစ်ပင်အောက်ကိုရောက်လာခဲ့ပါတယ်အဲ့ဒီတစ်ပင်ကြီးရှိမှအုံပွဲငပြောပွဲတွေတင်ထားတဲ့တစ်သားကုံတန်းကြီးရှိတယ်ကတားကုံတန်းကြီးပေါ်မှာအုံပွဲငပြောတွေမှာအပြည့်အရှံနေပါရှိနေပါတယ်ဝီရွှေမန်းကကိုချက်ပေါင်းထမ်းလာတဲ့ကပြောကန်ကြီးကိုလှမ်းယူတယ်ကိုချက်ပေါင်းကြီးကမူဝါတလုံးကိုခွဲစေပြီးတောင်းကလေးတစ်ခုအဖြစ်ခက်ကြမ်းကြမ်းရက်လုံလိုက်တယ်အဲ့ဒီတောင်းတင်းကိုငပြောသီးကန်နဲ့အုံသီးကိုထင်းလိုက်ကအမွေးတိုင်းဖျောင်းတိုင်းတောပန်းနေထက်ကပူဇော်ပါသားကြတယ်။ဝေးဒါမှလို့တာလေ။တောပိုင်လေးကိုရွှေများများရအောင်တို့ရီအန်တီရဲ့ကင်းအောင်လို့ပူဇော်ပါသားတာပေါ့ကွာ။ဒါကြောင့်မင်းတို့လည်းရှိခိုးကြတို့ရွှေလောက်ကွက်နေရာကဟိုးအထက်ဘက်တက်ရအောင်ပါကွာ။မောင်တင်ဝင်းတို့လည်းဘူးမသိဘာမသိနဲ့ကတော့လိုက်ကြတယ်။အဲ့နောက်ဝီးရွှေမဲ့ခေါ်ဆောင်နေတော့ကိုလိုက်ပါလာခဲ့ကြပါရီ။ချောင်းရိုးတက်ပိုင်းရောက်တဲ့ကတဲကလေးတွေမှာတပြေးပြေးကျဲပါလာတယ်။တစုနဲ့တစုမှခက်လန်းလန်းဖြစ်လာပြန်တယ်။ဝီးရွှေမန်းကအရှိကနေသွားလာနေရင်ကနေဒီချောင်းလေးကိုတပိလူချောင်းလို့ခေါ်တယ်ကွာ။အနမရလဲစမ်းသားပါလားဗျာ။ဘလို့ဖြစ်လို့တပိလူချောင်းဖြစ်ရလဲ။ရှေးလူတွေကတော့ဘလို့ခေါ်လဲမသိဘူးဟေ့။ဒီချောင်းကြီးရေစည်းတန်တဲ့အချိန်ဆိုရင်တပိရှိတဲ့ကြောက်တုကြောက်တုံးကြီးတွေတောင်လူးလိမ့်ဆင်းတက်လွန်းလို့တပိလူချောင်းလို့ခေါ်တာကွာ။ဖြစ်နိုင်တယ်ဗျတောင်ကြရေဆိုတော့ရေစီးရလဲတိတ်တန့်ပါပဲတနေရာရောက်တဲ့ကချောင်းရိုးနှစ်ပေးတစ်ဖက်ကန်းကိုဖတ်တက်လာခဲ့ကြတယ်ဝီးရွှေမကာရီနေရာတစ်ဝိုက်ကိုလှေးလာခြင်းနဲ့တို့ရီဒီနေရာမှာစခန်းချကြမယ်ဘာဖြစ်လို့လဲဝီးရွှေမရဝီးရွှေမမှာကြောက်တုံးကြီးတတောင်းအောင်မှာကတ်နေတဲ့ကြောက်ခဲလေးတစ်ခုကိုကောက်ယူလိုက်တယ်အဲဒီကြောက်ခဲလေးကိုနေရာအောက်မှာလှုပ်ခတ်ကြည့်တဲ့အခါရွှေရောင်အမုံလေးတွေဝင်းလန်းနေတယ်အဲ့ဒါရွှေဘောမောင်တင်ဝင်းရဒီနောက်မှာရွှေထွက်လောက်မယ်ထင်တယ်။အဲ့ဒီမှာတော့တောအုပ်တွင်းကနေဝါခုတ်ကချောင်းကန်းနှစ်ပေးတနေရာမှာဝါချန်ကင်းဝကက်မိုးဝကက်ကာတဲ့တဲလေးတစ်လုံးကိုတိဆောက်လိုက်ကြတယ်။တဲလေးမှာတကားပေါက်တစ်ခုသာရှိတယ်။အဲ့ဒီမှာတော့မောင်တင်ဝင်းတို့မှာမောမောပန်းပန်းနဲ့အနားယူလိုက်ကြပါတယ်။နောက်တနေ့ရောက်ခဲ့ပြီ။ဝီးရွှေမန်းလုံးဆောင်မှုနဲ့မနက်အစောကြီးထားရတယ်။ပါလာတဲ့တန်ချောင်းတန်တရင်လက်နဲ့ကရိယာတွေကိုအသင်ပြင်ဆင်ကဝီးရွှေမန်းနောက်ကိုလိုက်ခဲ့တယ်။ကြောက်ကမတစ်ဖက်မှာပုတ်တောင်းကြီးတတောင်းစာခန်းကြီးမာတဲ့ကြောက်တုံးကြီးတတုံးရှိပါရီဝီးရွှေမန်းမာရီကြောက်တုံးကြီးကိုလက်ညှိုးထိုးလိုက်ပြီးတော့ကဲမင်းတို့ဒီကြောက်တုံးကြီးကိုလှန်ကြဟေးဗျာဒီလောက်ကြီးကိုလှန်ရမှာလားဟုတ်တယ်ဒါအောင်လှန်မရွှေတွေတွေ့မှာကွာဝီးရွှေမန်းပါဝင်ယောက်ျားသားတွေအားလုံးမှာအဲ့ဒီကြောက်တုံးကြီးကိုကလော်ထုတ်ရန်ကြိုးစားကြတယ်ကြောက်တုံးကြီးရဲ့အောက်ခြေကိုတူးဖော်ကတက်လုံးကြီးတွေနဲ့ကလန်ထိုးပြီးလူအားနေတွန်းလဲကြတယ်။နေတဝက်မကြိုးခင်ချိန်မှာပဲကြောက်တုံးကြီးမှာဝုံကနေအတန်ကြီးနဲ့တူချောင်းအောက်ဘက်တနေရာကိုလိမ့်ဆင်းကျသွားတော့တယ်။မောင်တင်ဝင်းတို့မှလည်းဖက်ဖက်မောနေပြီဖြစ်တယ်။ဝီးရွှေမန်းမှာကြောက်တုံးကြီးထွက်ကျသွားတော့ကြံရစ်နေခဲ့တဲ့မြေချင်းကြီးတွင်ကိုခုံဆင်းလိုက်ကကြောက်တုံးလေးတွေကိုလိုက်လံကောက်ယူတယ်။အဖြူရောင်ထုံးကြောက်တုံးလေးတွေအလဲမှာရွှေတုံးလေးများမှာငါးဦးလေးများကဲ့သို့ပြုတ်သိက်ကတည်ရှိနေလေတယ်။တွေ့ပြီလားကွာဟောဒီမှာရွှေကွာဝင်းကရွှေတုံးကိုမြောက်ပြလိုက်တဲ့အခါမောင်တင်ဝင်းတို့မှာမောင်ပန်းသမျှအားလုံးယူပစ်တယ်လို့ပျောက်ကင်းသွားကြပြီးစိန်အားတက်ကြွလာကြတော့တယ်ဟောဒီယောက်ကမြေကြီးကိုကျင်းတူးပြီးရွှေပြုံးနိုင်မယ်ကွာမင်းတို့အလှည့်ကြတာတူးတော့မောင်တင်ဝင်းတို့မှာပေါက်ချွန်းပေါက်ပြားတွေနဲ့မြေကြီးတွေကိုတူးဖော်ကြရတယ်တူးဖော်နေတွေ့ရှိရတဲ့ရွှေမုံများပါဝင်နေတဲ့ကြောက်တုံးတွေကိုဦးဤထံကိုလှမ်းပေးရတယ်
ဝီဂါရီကြောက်တုံးလေးကိုတူနေထုကအမုတ်ပြုတ်ပြီးချောင်းရည်ထဲမှာရွှေပြန်ချင်းယူရတယ်။မောင်တင်ဝင်းတို့မှာလောဘဇောနဲ့မြေတူးကြတာကြောင့်မြေချင်းမှာအတော်နဲ့လာတယ်။တနေရာရောက်မှာမောင်တင်ဝင်းကတူးဖော်နေရင်လူလက်ကြီးတစ်ဖက်ကမြေအောက်ကနေဘွားကနေထွက်လာတယ်။မောင်တင်ဝင်းမှာကြောက်လန့်တကြားနဲ့အော်ဟစ်ရင်းမိဘကိုပြေးတက်လာတယ်။မောင်တင်ဝင်းဘာဖြစ်လို့လဲ။ဝီဟိုအောက်မှာလူလက်ကြီးတစ်ဖက်ထွက်လာလို့ဗျာ။ဝီရွှေမန်းနဲ့ကျန်လူတွေကစင်ကြည်ကြတယ်။ဟုတ်ပြီလေမြေကြီးတွင်းကနေအယိုးကျလူနီးကပုတ်ဟောင်နန်းစော်နေတဲ့လူလက်ပြက်တစ်ဖက်ထွက်နေတာကိုတွေ့ရတယ်။ဝီရွှေမန်းကလက်နီးကနေမြေသားတွေကိုတူးဖော်ပြီးတော့ဘာမှမထူးပါဘူးကွာဒီလူကတွင်းပြီးတည်တာဖြစ်မယ်ကွာဗျာတွင်းပြီးတည်ရတယ်လားအေးပေါ့ကွာကျင်းတူတဲ့ခါတူးမတော်ရင်တခါလေးမြေဖို့ပြီးဖြစ်သွားတာပေါ့တော်ရင်တောင်လေးဆိုတော့ဘသူမှလည်းတကူတက်ကမြုပ်မနေကြတော့ပါဘူးကွာကဲအဲ့လူတွေကြီးကိုဖော်ယူလိုက်ကွာနောက်တော့ဂုံလေးတစ်ခုပေါ်တင်ပြီးတော့ပြေးကြရအောင်မကြောက်တတ်တဲ့ချက်ကြီးနဲ့ချက်ဖောင်းညီကိုမောင်အဲ့ဒီလူတွေကောင်ကြီးကိုတူးဖော်ထုံရတယ်တူးဖော်ပြီးတဲ့အခါဂုံလီအိတ်တစ်ခုပေါ်တင်လိုက်တယ်။ကဲမောင်တင်ဝင်းနဲ့ထော်ကြီးကအဲ့ဒီဂုံလီအိတ်ကြီးကိုတယောက်တစ်ဖက်တည်ခဲ့ကြဟိ။ကျန်တဲ့သူတွေကချင်းကိုတေချာဂယုဆိုင်တူဒိုနောက်လူစိမ့်နေအကန့်မခံနဲ့ဟုတ်ပြီလား။မောင်တင်ဝင်းတို့မှလူသေးကောင်ထင်ထားတဲ့အိတ်ကြီးကိုဆွဲယူလာခဲ့ကြတယ်။ဝီရွှေမတ်မရှိကဦးဆောင်ကတနေရာကိုဦးတည်သွားတယ်။တစ်ပင်နေကြားမှာရှိုးမြောင်လေးတစ်ခုတစ်ပွဲဂျန်ကြီးတစ်ခုရှိပါတယ်။အဲ့ဒီနီးကိုရောက်တဲ့အခါအပုပ်နဲ့နေအလွန်နန်းစော်လျက်ရေမဲကောင်ကြီးများပြန်တန်းနေတဲ့တဝင်းဝီအတန်ကိုလည်းအတိုင်းသားကြားနေရတယ်။ရှူအဆက်ကိုရောက်တဲ့အခါမှာရှူအတွင်းမှာလူသေးကောင်တွေပြန်ကျဲနေတာကိုတွေ့ရလေတော့မောင်တင်ဝင်းတို့မှာအော်နှလုံးနာပြီးအံမိတယ်။လူသေးကောင်တွေမှာပုတ်ပွားပြီးနေလေတယ်။ကဲမင်းတို့တင်လာခဲ့တဲ့ကိုတော်ချောကိုဒီရှူကြီးတွေကိုပြစ်ချလိုက်ကြစမ်း။ဝေးဒီလူသေးလောင်းတွေကဘာတွေလဲဗျာ။ရွှေလုတ်ကွက်ထဲတည်သွားကြတဲ့သူတွေပေါ့ကွာကောင်းကောင်းမွန်မွန်မမြုပ်နိုင်တာနဲ့ဒီလိုပဲရှိုးနဲ့ပြစ်ချထားကြတာကွာတည်ရသူကလည်းများလာကြည်လားတော်ရဲဆိုတော့ငှက်ဖျားမိတဲ့လူနဲ့ဝမ်းလျှောတဲ့သူနဲ့သူများတက်တဲ့သူအစုံပေါ့ကွာလာတို့တွေချင်းကြနေလို့မဖြစ်ဘူးအချိန်ရှိခိုက်လုံးလာစိုက်ကြရမယ်ကွာတရက်ဆိုတာလွှဲတာမဟုတ်ဘူးအဲ့ဒီကမောင်တင်ဝင်းတို့ဖွဲ့တူပေါ်ဒီမှာရွှေမုံ၃ဘဲကန်ရတယ်။ဝီရွှေမကဦးဆောင်သူမော်ရီရွှေတွေကိုသူ့တူဦးရင်သိမ်းဆဲထားတယ်။ရွှေလောက်ကသိမ်းပြီးပြန်ကြမဲ့ချိန်တူပေါ်ရရှိသမျှရွှေတွေကိုဝေစုခွဲကြရမည်ဖြစ်ပါတယ်။ညနေထမင်းစားပြီးကဝီရွှေမကဝက်စစ်ပိုင်းခွက်လေးတွင်းကိုချက်ရက်အနေငယ်စီထက်ကတယောက်တစ်ခွက်ကန်ပြီးပါတယ်။တောက်ဆန်းပါကွာမင်းတို့ကပင်မထားကြတာဆိုတော့ဟောဒီစီလေးမမီဝဲရင်နောက်နေကိုရီလက်တွေကြိုက်ခဲနေမှာကွာဒါလေးနေလောက်တောက်ထားကြဟိမောင်တင်ဝင်းမှာအရက်တောက်တဲ့သူမဟုတ်ပြီတိုးတော်လေဦးရွှေမန်းကမ်းပြီးတဲ့ရက်ကိုတောက်ချလိုက်ရတယ်ရွှေကျင်တဲ့လုပ်ငန်းမှာရင်းနှီးအမြဲထိတွေ့နေရတဲ့လုပ်ငန်းဖြစ်တော့တဏီကုံရေဆိုပြီးအေးခံရတဲ့လုပ်ငန်းဖြစ်ရာချက်အရက်ပြင်းပြင်းကိုမောတောင်းလိုက်တဲ့ချိန်တကုံလုံးပူဆင်းသွားပြီးနေလို့ထိုင်လို့ကောင်းသောသည်ကိုခံစားရတယ်ဟောဒီရက်ကဒီတော့ဒီတောင်ထဲမှာရွှေထက်ရှားတယ်ကွာအရက်တောက်ချင်ရွှေတုံးပေးပြီးလဲတောက်ရတာတို့တွေချွေတာတောက်ကြမယ်ဟေးညအိယာဝင်ခဲ့ကြပြီဖြစ်ပါရင်လူတကောလုံးကန်ရိုက်ထားသည်လားပင်မနေတယ်အဲ့ဒီချိန်မှာကြားဟိတန်ကြီးကိုကျင်းလောင်စွာကြားလိုက်ရတော့တေးဘော်ကလူတွေလှုပ်လှုပ်ရဖြစ်သွားတယ်ဦးရွှေမန်းကတော့ပုံစံပင်မပြတ်ကြောင်နေစမ်းမနဲ့ကွာအဲ့ဒါကြားလူသားလာစားတာကွာဗျာကြားလည်းရှိရတယ်လားရှိတယ်ပေါ့ကွာကြားဆိုတာအပုတ်အဆက်ကြိုက်တဲ့အမျိုးကွာခုနကရှိုးကြီးထဲမှာပုတ်ပွားနေအလောင်းတွေကိုညကြရင်ကြားရီလာပြီးပွဲတော်တည်ကြရတယ်ပေါ့ကွာဝီရွှေမမရေးချမ်းနေပြောဆိုနေပေမဲ့မောင်တင်ဝင်းတို့လူတစုမှာဒူးတုံအောင်ကြောင်းရွံ့နေမိပြီဖြစ်ပါတယ်နောက်ရတင်မောင်ရီနီတိုင်းပဲရွှေဆက်ရှာကြတယ်ရွှေမှာတရက်တပဲရသည်ရလည်းရှိတယ်အ ਨੇ ဆုံးမရတဲ့နေ့မှာပဲရွေးကြီးတဖြည်းခံရတယ်အဲ့ဒီချိန်ကရွှေတစ်ချက်သားမှ1500ခန့်သာဈေးရတယ်ဈေးကောင်းလို့မှ3000နီးပါးရတတ်တယ်လောက်ကထဲမှာရွှေဈေးနှိပ်ပါကစားတော့ကုန်ဈေးဝါးတွေမှာဈေးကြီးတယ်အရာရာကိုငွေနဲ့မသုံးပဲရွှေနဲ့သာလဲနဲ့အသုံးပြုတဲ့ကြတဲ့အတွက်ဝီရွှေမန်းပြောတဲ့အတိုင်းချွေချွေတတာနေမှသာတော်ခါကြတယ်တလားခန့်ကြာမှထော်ကြီးငှက်ဖျားမိလျော်တယ်ဝီရွှေမန်းမှာသူဆောင်ယူလာတဲ့ငန်းစည်းတိုက်ကထော်ကြီးကိုအနားယူစေတယ်ဒ
တော်ကြီးမှာတဲတော်မှာငုတ်တုတ်ထိုင်ကတကူလုံးနတ်ပူးတလို့တုံခါနေပါရီကျန်လူတွေမှလည်းအလှစောကြောင့်ထော်ကြီးကိုတေးသေးချာချာမပြူစုနိုင်ပြီတပတ်ခန့်ကြာတွေကထော်ကြီးတယောက်ငှက်ဖျားယောဂါနဲ့တေးလျော်တယ်ရိုးမကမှာနမဲကုန်းတင်းကြီးမားပြီစွာမောင်တင်ဝင်းတို့မှာထော်ကြီးကိုရှိုးကြီးထဲမှာပင်ပစ်ချကထားခဲ့ရရီထော်ကြီးကတော့ရိုးမတောင်ကြီးပေါ်မှာလူမသိသူမသိတေးသွားပြီဖြစ်ပါရီရွာမှာတိတ်ဆုံးမှာကဆွေမျိုးသားချင်းအပေါင်းအသင်းတွေများတာကြောင့်နာရီမှာလူစီနိုင်တော်လဲအခုတော့အခေါင်းပင်မပါဖြာလိပ်ပင်မပါတရဏဂုံပင်မတင်ရပဲရိုးမတော်ကြီးထဲမှာကြားစာဖြစ်သွားခင်ရတယ်ဝီးရွှေမဲမှာတော့ရရှိလာတဲ့ရွှေတွေများတဲ့ကနေထော်ကြီးရရှိတဲ့ဝေစုကိုထော်ကြီးရဲ့မိသားစုကိုခွဲဝေပေးမယ်လို့ပြောပါတယ်နေစဉ်နေတိုင်းရွှေလောက်ကွက်တွင်မကောင်းတဲ့တင်းတွေကိုကြားရတယ်လများစွာကုံဆုံးလာတဲ့ကရွှေပိတ်တာနေချီပြီးစုဆောင်းလာပြီးတော့လဲရွှေရှာတဲ့မောင်တင်ဝင်းတို့လူတစုမှလူရုပ်ပင်မပေါက်တော့ပေရိတ်ခါမှလည်းရှားပါလာပြီးဖြစ်တော့တောနယ်ရင်ပိန်းနေသည့်ရတဲ့ကောင်ပိန်းနေသည့်ကိုတုံးလေးတွေအဖြစ်တုံးဆင်းပြီးတော့ထမင်းကြီးရောချင်ရတယ်ပိန်းဟုပြုတ်စားရသည်ကလည်းများပါတယ်ချက်ကြီးနေချက်ပေါင်းမှာအရက်သမားဇိုးသမားတွေဖြစ်ကုန်ကြတယ်အရက်တောက်ချင်တဲ့အတွက်ဦးကြီးရွှေမန်းစီကဝေစုခွဲရတောင်းတယ်အရက်ကိုရွှေနေလဲကတောက်တယ်အထင်ကြောင်လာတဲ့ကဝေစုလဲကုန်ပြီဖြစ်ပါတယ်အဲ့ဒီကဦးကြီးရွှေမန်းနဲ့ကတောက်ကဆဖြစ်တော်တယ်ကိုကြောင်လုံးမှာတရက်တော့ဝေစုအနေငယ်ယူကတောကောင်သားစားကျင်တော့မုတ်ဆိုးတအူးထံမှာတောကောင်သားဝေယူရင်ထွက်လာခဲ့ပါတယ်လက်ထဲဘိုင်ပြက်နေပြီဖြစ်တဲ့ချက်ကြီးနေချက်ပေါင်းမှာကိုကြောင်လုံးစီကရွှေစားတွေကိုတောင်းယူနေတယ်ကိုကြောင်လုံးကမပြီးတော့ချက်ကြီးတို့နှစ်ဦးမှာကိုကြောင်လုံးကိုရိုက်နေရမှလက်လုံးကကိုကြောင်လုံးတီဆုံးသွားတယ်အဲ့ဒီညမှာတော့ချက်ကြီးနေချက်ပေါင်းမှာတဲကိုပြန်မလာခဲ့ပြီဝီးရွှေမန်းကမောင်တင်ဝင်းနဲ့တိုင်ပင်နေချက်ကြီးနဲ့ချက်ပေါင်းကသူများအတွင်းမှာအရက်တော့ကြုံခံတွင်းစားဖြစ်လှုပ်နေပြီတဲ့ကွာအဲ့ဒါငါတို့အတွက်အန်တရရှိနိုင်တယ်မောင်တင်ဝင်းဒုတ်လုပ်ငန်းတွေပြစ်ထားခဲ့ပြီးတော့ရွာပြန်မှဖြစ်မယ်မောင်တင်ဝင်းမှာထုတ်ဘိုးတွေသိမ်းဆင်းရန်ပြင်ဆင်နေရကြောင်းမောင်တင်ဝင်းဘာမှမသိတော့နဲ့တို့အထုတ်ဘိုးတွေနဲ့ထွက်သွားရင်လူတွေသိကုန်လိမ့်မယ်ဒီတိုင်းသွားကြမယ်မြန်လေးကောင်းလိမ့်မယ်ဟိဝင်းရွှေမန်းနဲ့မောင်တင်ဝင်းမှာမိသည့်ပစ္စည်းမှမယူတော့ပဲရွှေတွေကိုယူဆောင်ကတဲကလေးစီကထွက်ခွာလာခဲ့ကြပါရဲ့တဲကလေးနဲ့ခလန်းလိုက်ရောက်တဲ့ကလူတစုကတဲလေးစီကိုရှောင်လာကြတယ်အဲ့လူစုကိုဦးဆောင်သူမှချက်ကြီးတို့ဖြစ်ပါတယ်ချက်ကြီးတို့မှလူမတွေးတော့တဲကလေးကိုပိုက်စိတ်တိုင်ရှားပေးတယ်အဲ့နောက်အော်ဟစ်ဆဲဆိုကတဲလေးကိုမိတိုင်လိုက်ကြတယ်မောင်တင်ဝင်းတို့မှခြေတလန်းစောသွားတာကြောင့်သာတော်သေးတယ်အဲ့လူတွေမှာရွှေရရှိရန်အတွက်လူတက်ရန်ဝင်လင်းနေမဲ့သူတွေမဟုတ်ကြပေမောင်တင်ဝင်းတို့တွေလူခွဲတော့မှဖြစ်မယ်ချက်ကြီးနဲ့ချက်ဖောင်းကတို့ပြန်သွားပြီဆိုတာသိရင်အလွတ်ပေးမှမဟုတ်ဘူးကွာဟောဒီမှာမင်းဝေစု20သားမင်းရွာကိုရောက်အောင်သာပြန်ပြီးတော့ဘသူကမှမယုံနဲ့ဟုတ်ပြီလားမောင်တင်ဝင်းမှာဝေစုကိုယူကတောအုပ်တွင်ကိုပြေးထွက်လာခဲ့ပါရင်နတ်နေတဲ့တောနဲ့ကြီးတွေကိုဖြတ်တန်းပြေးလွှမ်းလာခဲ့ပြီးနောက်ဆုံးမှာတစ်ဆွဲတဲ့စကန်ရောက်မှသာစိတ်ချနိုင်တယ်စကန်ဒီမှာစမ်းချောင်းလေးတစ်ခုရှိတယ်တကူလုံးပေကြံလာဒီမို့စမ်းချောင်းထဲမှာရေစင်းချိုရတယ်စမ်းချောင်းကပြန်တက်မှာကြောက်တုံးလေးတစ်ခုကိုချက်တောင်းနဲ့နေမိကနာကျင်သွားရတယ်အဲ့ဒီကြောက်တုံးကိုလှည့်ကြည့်တဲ့အခါနှကောင်းတစ်ကောင်နဲ့တူညီတဲ့ကြောက်တုံးကလေးဖြစ်နေတယ်ကြောက်တုံးမှာနှကောင်းတစ်ကောင်ရဲ့ဦးခေါင်းကဲ့သို့အမောက်တီအထက်ထက်နေဖြစ်တယ်အဲ့နောက်နှကောင်းတစ်ကောင်ရစ်ပတ်ခွေနေတဲ့ဟန်အခွေခွေတွေဖြစ်ကအမီးကလေးပဲပါသေးတဲ့ဝိမောင်လေးလဲဝင်လက်နေတာမို့နှကောင်းတစ်ကောင်နဲ့အလွန်စင်တူတယ်ဟာနှကောင်းလေးနဲ့တော်တော်စင်တူပါလားကြောက်ဖားတို့ကြောက်လက်ဝါကြောက်စင်တို့တော့ကြားဘူးတယ်ကြောက်နှကောင်းတော့အခုမှမြင်မှုလားပါလားဒီဓာလေးမှာအစွမ်းသိတိတွေရှိနေပုံရတယ်ငါတော့ပွားပြီးဒါလေးကိုယူသွားမှဖြစ်မယ်မောင်တင်ဝင်းမှာကြောင်နှကားလေးကိုကပုံစားတဲ့ထိတ်ကယူဆောင်လာတယ်အဲ့လိုနဲ့မောင်တင်ဝင်းတယောက်ရွာကိုအန်တရကင်းကင်းနဲ့ပြန်ရောက်သွားပါတယ်ရိတ်ထီတိုင်ဦးရွှေမန်းမှာပြန်မရောက်သေးပေရွှေတွေကိုထွေခွဲရောင်းချပြီးမောင်တင်ဝင်းမှာနွားတရှင်းဝယ်လိုက်တယ်ပင်မတော်လည်းမီယိုးပလာလဲသာစိုက်စားတော့မယ်ရွှေကျင်တဲ့ဘက်ကိုခြေဥပင်မလဲတော်ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်ကျောင်းနှကားလေးကိုလည်းမောင်တင်ဝင်းကတက်သီးသူနဲ့မေးစမ်းကြည့်မယ်လို့တွေးကဖျားကျောင်းဆောင်ဘုတ်ကိုတင်ထားလိုက်တယ်။ကျောင်းနှကားလေးရောက်လာတဲ့နေ့ကစတင်ပြီးရွာထဲမှာထူးထူးဆန်းဆန်းနေဖြစ်ပေါ်နေတယ်။ညတကောင်တစ်ချက်တီးချိန်ရောက်တာနဲ့ရွာတွင်းကခွေးတွေရွာကိုပက်ကဦးကြဟောင်ကြတယ်။အချိန်မတော်အချိန်တော်မှပြန်လာကြတဲ့ကာလာသားတွေမှလည်းငကားကြီးတကောင်ကိုရွာထိပ်မှာတွေ့တော့လန့်ဖျားဖျားကုန်ကြတယ်။
မောင်တင်ဝင်းတို့အိမ်ရှိကလေးတွေမှာလည်းညနေတကောင်မှာလက်နိုးကအော်ဟစ်ငိုယိုကြသည်မှာ3 ရက်တိုင်တိုင်ဖြစ်တယ်။3 ရက်ပြည့်တဲ့နေ့မှာမောင်တင်ဝင်းတို့ချင်းရဲ့အိမ်မှာနေထိုင်တဲ့အဖွားကြီးတဦးတပူတပားထသွားတဲ့အခါငကားကြီးတကောင်မှာမောင်တင်ဝင်းတို့အိမ်ခြံတွင်းကိုရှော့တိုက်ဝင်ရောက်သွားသည်ကိုမြင်တွေ့လိုက်ရတော့အလွန်တုံ့နှုတ်ခြောက်ခြားနေတယ်။ဒီအကြောင်းတွေကိုမောင်တင်ဝင်းကြားသိတဲ့အခါမိမိကောက်ယူလာခဲ့တဲ့ကြောင်နဂါးနဲ့တမျိုးတပုံဆက်ဆက်နေမယ်လို့တွေးလန့်မိပါတယ်။မကြခင်မကောင်းတဲ့ကိစ္စရက်တွေဖြစ်ပေါ်လာမိကိုစိုးရင်တော့မောင်တင်ဝင်းမှာအဲ့ဒီကြောင်နဂါးလေးကိုတစ်ဖက်ရွာရှိအထက်လန်းဆရာကြီးရဲ့အိမ်ကိုယူဆောင်လာခဲ့ပါတယ်။အထက်လန်းဆရာကြီးနာမည်မှာဆရာဦးတန်းဖို့ဖြစ်တယ်။အဲ့ဒီနီးတဲ့ဝိုက်စုံးတိုက်ပယောဂတိုက်မြေကိုင်စသည်တို့ကိုကုသပေးနေတဲ့ဆရာကြီးဖြစ်ပါတယ်။ဆရာကြီးမှာမောင်တင်ဝင်းထံကကြောင်နဂါးကိုရတဲ့အခါအသေးချာကင်တွေကြည့်ရှုတယ်။ကြောင်နဂါးရုပ်လေးမှာနဂါးတကောင်ကြီးပုံသက်တန်နဲ့အလွန်စင်တူလာပါတယ်။ဒီကြောင်တုံးလေးကနဂါးပုံစံနဲ့အတော်လေးစင်တူတာပဲမောင်တင်ဝင်းရဲ့ကြောင်နဂါးရဲ့အကျိုးပြအသုံးပြုပုံလေးသိကြပါတယ်ဆရာကြီးကျောင်းတော်ကဘာညာသာကြားဘူးလေကျောင်းနဂါးဆိုတာတော့ငါနဲ့အလန်းဝေးတယ်မောင်တင်ဝင်းရဲ့ငါလည်းတေးသေးချာချာတော့မသိဘူးဦးတန်းဖို့မှာကျောင်းနဂါးရုပ်ကိုလက်နဲ့ကင်တွယ်ကြည့်လိုက်စင်ပါပင်တကုံလုံးကြက်သိန်းနေထားကနှွေခေါင်ခေါင်ကြီးစိတ်ငနဲ့အေးဆက်သွားတယ်ဦးတန်းဖို့မှာအရိယာကိုထောက်ရှုကြည့်လိုက်ရုံနဲ့ပင်ကျောင်းနဂါးထံမှာတခုခုထူးဆန်းတဲ့စွမ်းရည်တွေရှိနေတာကိုခံစားလိုက်ရတယ်ငါတော့ဘာစွမ်းတယ်လဲဆိုတာစုံစမ်းရအောင်မဲမောင်တင်ဝင်းရဲ့ဒါနဲ့မင်းပဲပြန်ယူသွားလိုက်ပါနေပါစီဆရာကြီးရဲ့ကျွန်တော်နဲ့ဒီကံပီးရပစ္စည်းတွေနဲ့ဆိုတာအလွန်လန့်ဝေးပါတယ်ဒါကြောင့်ဒီပစ္စည်းလေးကိုဆရာကြီးပဲယူထားပြီးတော့တင့်တယ်လို့သာစီရင်ပါဆရာကြီးပြန်ယူသွားစမ်းပါမောင်တင်ဝင်းရမင်းစီကအချောင်မလို့ခြင်းပါဘူးကွာဖိုးလေးဆရာကြီးဒီအချိန်ကြီးရောက်မှတော့ဆရာကြီးကိုတိုးဝဲမထားတော့ပါဘူးဗျာဒါလေးအိမ်မှာရှိနေရောကအိမ်ရောက်လူတွေကငကားကြီးမြင်နေဆိုပြီးကြောက်လန့်နေကြတယ်ကလေးတွေဆိုရင်လည်းငိုယိုလှမ်းဖြတ်နေလိုက်တာပြောမနေပါနဲ့ဗျာဒါကြောင့်ဒီကြောက်နကားလေးကိုကျွန်တော်အိမ်မှာမထားဝင်တော့ပါဘူးဆရာကြီးသာယူထားပြီးကောင်းတယ်လို့သာလုပ်ပါဗျာမောင်တင်ဝင်းမှာကြောက်ကန်ငင်းဆန်နေတော့ဦးတန်းပုမှာကြောက်နကားလေးကိုယူထားရတယ်ဦးတန်းပုမှာညနေရောက်တဲ့အခါပတိစိတ်လေးရှိတယ်အဲ့လိုပတိစိတ်နေတဲ့အချိန်အာယုံထဲမှာအလုံကြီးမားတဲ့နဂါးကြီးတစ်ကောင်ကဦးတန်းပုကိုရစ်ခွေလိုက်တဲ့နဲ့ခံစားလိုက်မိတယ်နဂါးကြီးမှာမျက်လုံးအဝါကြီးနှလုံးနဲ့ဦးတန်းပုကိုစိုက်ကြည့်နေလျာဦးတန်းပုမှာကြက်သိန်းတွေတပြင်းပြင်းထလာတယ်နဂါးကြီးကလည်းဦးတန်းပုကိုတရှူရှူတရှဲရှဲနဲ့စကားတွေပြောဆိုနေပြန်တယ်ဦးတန်းပုကိုရန်ဆောင်တဲ့ပုံစံပြည့်မှုနေတော့ဦးတန်းပုမှာပတိစိတ်နေရင်စိတ်ကိုတင်းထားရတယ်အဲ့ဒီချိန်မှာဦးတန်းပုရဲ့ညီမဖြစ်သူမှာအိမ်နောက်ဖေးကနေအလန့်တကြားအော်ဟစ်တန်ကိုကြားလိုက်ရတယ်ဦးတန်းပုမှာလည်းပတိစိတ်ဖြုတ်လိုက်ပြီးပြေးကြည့်လိုက်တဲ့အခါညီမဖြစ်သူမှာအလွန်ကြောက်လန့်ကတုန်လှုပ်နေတယ်အရင်မဘာဖြစ်လို့လဲနဂါးကြီးအကုန်ရဲ့ဟုတ်ပါမလားဟာဒီခေတ်မှာဘယ်ရနဂါးရှိမှာလဲညီမရေခတ်ပြီးပြန်လာခြံတော့ရောက်တော့မီးဖို့ချောင်တွေကနေနဂါးကြီးတကောင်ဆင်းပြီးအိမ်အောက်ဝင်သွားတာတွေ့လိုက်ရတယ်မြန်လိုက်တာမှရှော့ကနေပဲအကိုကြီးရဲ့နေအမြင်မားတာနေမှာပါဟာဦးတန်းပုမှာညီမဖြစ်သူကိုရေမန်းတွေနဲ့မန်းမှုတ်တိုက်ကြွေးလိုက်ရပါတယ်အဲ့ဒီဖြစ်ပြီးတနာရီခန့်ကြာည9နာရီခန့်မှာတော့ခြံပတ်ပတ်လည်မှာမွေးတွန်းတန်းတွေကိုကြားရပြန်တယ်မွေးတွန်းတန်းမှာတကောင်နဲ့တွန်ချင်းမဟုတ်ပဲအကောင်အများပြားကအိမ်ခြံပတ်လည်မှာအော်ဟစ်တူကျူးနေကြခြင်းဖြစ်တဲ့အတွက်ဦးတန်းပုမှာအလွန်ထိတ်လန့်သွားမိတယ်ဒီလိုပစ္စည်းတွေမှာထူးဆန်းတဲ့အစွမ်းတွေရှိနေရတော့ဟုတ်တယ်ဒါပေမဲ့ကောင်းတဲ့အစွမ်းရှိတယ်လို့မကောင်းတဲ့အစွမ်းလေးရှိတယ်ကြောက်လန့်ဝါတော်မှာအနီရောင်ဟာမကောင်းတဲ့ကြောက်လန့်ဝါပဲဒီကြောက်နဂါးလေးမှာလည်းထူးဆန်းတဲ့အစွမ်းတစ်ခုခုရှိပုံရမယ်မဟုတ်မှလွယ်ရောခုနကနဂါးကြီးကိုမြင်လိုက်တာမွေးရီတွန်တာဒီကြောက်နဂါးလေးနဲ့များဆက်ဆက်နေမလားမသိဘူးဦးတန်းပုမှာချက်ချင်းပဲကြောက်နဂါးလေးကိုယူဆောင်ကအိမ်နောက်ဖေးကိုထွက်လာခဲ့ပါတယ်ဦးတန်းပုတို့နေထိုင်တဲ့အိမ်ခြံတော်မှာဂုံကလေးတစ်ခုရှိတယ်အဲ့ဒီဂုံပေါ်မှာတင်းငုတ်တို့အဆွေးတစ်ခုရှိပြန်တယ်ဦးတန်းပုမှာအဲ့ဒီဂုံလေးပေါ်ကိုတက်လိုက်ကကြောက်နဂါးရုပ်လေးကိုတင်းငုတ်တို့ကြီးပေါ်မှာတင်ထားမယ်လို့ကြံရွေလှမ်းမိတယ်တို့တော့လက်စောတက်တဲ့သူတွေကယူဆောင်သွားမိကိုစိုးရင်တော့တင်းငုတ်ကြီးအောက်ခြေမှာမြေချင်းလေးတူးကမြုပ်နှံထားလိုက်တယ်အဲ့နောက်ဦးတန်းပုမှာအိယာဝင်ခဲ့ပါတယ်ဦးတန်းပုတရားအိနေရင်မျက်ခုံးလေးအလင်းများကျဆင်းလာတော့နက်နက်မိုးတောက်ပြီလို့ထင်မှတ်ကမျက်လုံးဖွင့်ကြည့်လိုက်မိတယ်တို့တော့မနက်မိုးတောက်နေခြင်းမဟုတ်ပဲအိမ်နောက်ဘက်ကအလင်းရောင်တစ်ခုက
ထိန်လေးတောက်ပနေခြင်းဖြစ်နေကြောင်းကိုသိလိုက်ရပါတယ်။အဲဒီအလင်းရောင်မှာနေအလင်းရောင်လားအလွန်ထိန်လင်းလျက်ရှိကထင်ရင်ကြားအပေါက်လေးရလေးကြာဆင်းလာတဲ့အလင်းရောင်ပဲအိတ်ခမ်းတွဲထိထိန်လင်းလျက်ရှိပါတယ်။ဦးတန်းဖို့မှာအိမ်တော်ဘေးကိုပြေးဆင်းလာခဲ့တယ်။ရိခါမှာတင်းကုန်ကြီးအောက်ကနေအလင်းရောင်တွေထွက်ပေါ်နေခြင်းဖြစ်ပါတယ်။ဒီအဖြစ်ကိုဦးတန်းဖို့ရဲ့ညီမနဲ့အိမ်သားတွေမှာမြင်တွေ့လိုက်ရတယ်။အလင်းတန်းကြီးမှာတဖြည်းဖြည်းနဲ့ပုံမတောက်ပါလာကမိုးပေါ်ကိုရွှေကနေပြန်တန်းတက်သွားတယ်။ကောင်းကင်ရံကိုရောက်တဲ့ကနဂါးကြီးတစ်ကောင်နဲ့တွန်းလိန်နဲ့ပြန်တန်းကရိုးမတောင်ကြီးစီကိုဦးတီပြန်သွားသည်ကိုတွေ့လိုက်ရပါတယ်။ဦးတန်းဘူးမှာကြောင်နဂါးရုပ်လေးမြုပ်နှံခဲ့တဲ့နေရာကိုပြေးကြည့်လိုက်တဲ့အခါမိသားမှာမြုပ်နှံစင်ကအတိုင်းပကတိရှိနေတယ်။ဦးတန်းဘူးကမိသားတွေကိုလက်နဲ့ရက်ကြည့်လိုက်တဲ့အခါကြောင်နဂါးရုပ်လေးမှာအဲ့ဒီနေရာမှာမရှိတော့ဘူး။အဲ့ဒီမြထူးခြားစမ်းတဲ့ကြောင်နဂါးရုပ်လေးမှာရိုးမတောင်တနေရာရှိနဂါးတိုက်သွင်းကထွက်လာတဲ့ကြောင်နဂါးလေးဖြစ်မယ်လို့အများကထင်ကြေးပေးကြတယ်။ဒီတော့ပင်ဆိုစီကမူအဲ့ဒီကြောင်နဂါးရုပ်လေးရဲ့အထူးခြားစမ်းကြဲတဲ့အကြောင်းရင်းတွေကိုဘသူမှရေးရရမသိရိုးအမှန်ပင်ဖြစ်လေတော့တည်းပရိသတ်များခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူအကာစောရေးသားထားတဲ့ဂမ်ဘီယာကြောင်နဂါးဆိုတဲ့ဖြစ်ရမှန်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ပရိသတ်များအားလုံးပဲမင်္ဂလာပါ9နာရီစီစဉ်ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာကျွန်တော်တို့ရဲ့ channel လေးကနေတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးသူအကာစောရေးသားထားတဲ့ဂမ်ဘီယာကြောက်ဖားဆိုတဲ့ဖြစ်ရမှန်ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အကျော်စုံပူပူလေးတွေစားကြအောင်မလားဆိုတဲ့မက်ဆေ့ချ်ကအတန်ဆာဆာနဲ့တလန်လုံးကြားနိုင်ရန်အတွက်ခက်ကြဲကြဲអော်လိုက်တယ်မိုးကြကာလမိုးတပြိုင်ရွာလိုက်တဲ့အခါရက်ွက်လမ်းမှာလမ်းသွားလမ်းလာတွေမရှိတော့ပေအခုတော့မိုးတိတ်သွားပြီဆိုတော့လေနောက်ထပ်တကြော့ရွာရန်အတွက်ကောင်းကင်မှာတိမ်ညိုတိမ်လိပ်တွေကပြင်ဆင်နေပြီဖြစ်ပါရီလမ်းတိုင်းရှောက်ခဲ့ကြရင်အကျော်စုံဝယ်မဲ့သူရှိမလားလို့အတွေးနဲ့အိမ်တွေကိုလိုက်ကြည့်ရသည်မှာလဲလဲပင်အတော်ညောင်းလာခဲ့ပြီဟဲ့ကျော်လာပါဦးအိမ်တအိမ်ကခေါ်လိုက်တာကြောင့်မတ်စပဲပျော်သွားပြီးအဲ့ဒီအိမ်စီကိုခက်သက်သက်ရှောက်လာခဲ့တယ်ခြံကောင်းဖွင့်ထားတာကြောင့်ခြံထဲကိုဝင်လိုက်တဲ့အခါအကျော်ဝယ်တဲ့သူကအိမ်ပေါက်ဝမှာရက်ဆောင်နေတယ်အကျော်တစ်ခုဘယ်လောက်လဲ20ပါရှင့်အကျော်ဝယ်တဲ့တော်ကြီးကမျက်နှာထားတေးသေးနဲ့အကျော်ပန်းကြီးတွင်ရှိအကျော်တွေကိုလှန်လောကြီးကမျက်မှောင်ကျုံလိုက်တယ်ဟဲ့နင်ပြောတော့အကျော်စုံပူပူလေးဆိုအခုတခုမှမပူပဲအကုန်အေးဆက်နေပါလားအော်ဒါတော့ကြီးမေရဲ့အမြဲတမ်းအော်ရောက်နေကြဆိုတော့နှုတ်ကျိုးနေလို့ပါမပူပေမဲ့အကျော်တွေကမပြော့သေးပါဘူးရှင်ညီရိုဈေးတယ်တွေကအဲ့ဒါလိုပဲဈေးတယ်စကားမူသားများဆိုရဲစဆိုတော့ရှိတယ်မလားအေးဟဲခေါ်ပြီးမှတော့မဝယ်လို့လည်းမကောင်းအတော်ကြီးကကျော်ရီကိုရွေးလိုက်သူမကြိုက်တာကိုပြစ်ချလိုက်လုံနေအောင်ပဲလွယ်တဲ့အရွှဲကျော်ရီပြောင်းမှုကျော်များမှာပဲ့ချေကုန်နဲ့မဆက်ပင်နဲ့ထက်စကားမပြောချင်တော့တာကြောင့်အဲ့ဒီတော်ကြီးကိုမကြိုက်တဲ့ကြောင့်မျက်နှာပြတော့လေအဲ့ဒီတော်ကြီးကဂယုပေမဆိုင်တရားဘူး6ခုထားအေးမလုပ်ပါနဲ့ရှင်200ဘူးယူပါလား17ခုပေးပါမယ်အောင်မေနေ့အကျော်အေးဆက်ဆက်ကြီးကိုများငါမကောင်းတက်လို့ဝယ်လိုက်ကြနော်နေမပေးငါမယူတော့ဘူးနောက်တော့ဈေးဝယ်မလန်းစေချင်တာကြောင့်မဆက်ပေကပဲအလျှော့ပေးလိုက်ရတယ်အကျော်ရီကိုအိမ်နဲ့ထုတ်ပြီးအချင်းရတုပ်ကလေး3တုပ်ထည့်ပေးလိုက်တယ်ဟဲ့အကျော်ရောင်းပြီးအချင်းရတူလိုက်ကြအေးများတဲ့ငါအချင်းရများမှကြိုက်တာစိတ်ထဲကတော့ဒေါသဖြစ်နေပေမဲ့နောက်ထပ်အချင်းရ3တုပ်ထည့်ပေးလိုက်တယ်အတော်ကြီးက100တန်းအပြဲကြီးတစ်ရွက်ထုတ်ပေးတယ်ကြီးမေပတ်စံကြီးကပြဲနေပါလားဟိုငါမှအတွေ့မရှိဘူးဒါပဲရှိတယ်ပတ်စံပဲပြဲမှာပေါ့တိတ်ကပ်ပြီးပြန်သုံးနင်းတော့ဈေးတယ်ပဲဈေးဝယ်တဲ့ကထည့်သုံးလိုက်ပေါ့အေးမဆက်ပဲဘာမှမပြောတော့ပဲအဲ့ဒီခြံထဲကနေလှည့်ထွက်လိုက်တယ်စိတ်ထဲကလည်းတက်ပင်းချလိုက်မိတယ်ဒီလိုဈေးဝယ်တွေကြီးပဲဆိုရင်ငါမျက်ဖို့မပြောနဲ့အရင်တော့ပြုတ်လောက်တယ်အကျော်ပန်းနဲ့အကျော်ရီအများကြီးရှိသေးတာမို့မဆက်ပဲတယောက်မြို့တကွင်းကိုလှည့်ပတ်အော်ရောင်းရအောင်ပဲဒါကြောင့်လမ်းကိုခက်သက်သက်ရှာလိုက်တယ်သူ့နာမည်ကမဆက်ပဲသူကအသက်30ခန့်ရှိပြီဖြစ်ပြီးအိမ်တော်ကွဲတစ်ခုလည်းဖြစ်တယ်မဆက်ပဲမှာသမီးကလေးတစ်ယောက်ရှိကသမီးလေးနာမည်မှာ33ဖြစ်ပြီးအသက်ဆယ်နှစ်ကျော်ပြီဖြစ်တယ်အခုထိကြောင်းမတက်ဘူးပဲအိမ်မှာသာနေထိုင်နေမဆက်ပဲထက်မှာအသက်60ကျော်သူ့အမေကြီးကလည်းအိမ်မှာရှိနေသေးတယ်မိဘနှစ်ယောက်ကိုဆိုင်ဆောက်ထားခဲ့ပြီးအကျော်ပန်းကိုရွက်ကရွာရိုးကိုပေါက်ရှောက်ရောင်းရခြင်းဖြစ်ပါရီဒီကနေ့လဲကန်ဆွဲနေဖြစ်ပါရီ
တမနကင်လုံးအကျော်ရီကြော်ထားတော်လဲဝယ်သူကကျဲပါရအကျော်ရီအများပြားကြံနေလေတယ်အဲ့ဒီကျော်ရီကုံမမနှက်ဖြန်အတွက်အရင်ရမှာဖြစ်ပြီးကြံတဲ့အမျက်တွေနဲ့သားမိတွေချက်ပြုတ်စားတော့ရမည်ဖြစ်ရာမိုးမလွဲခင်ဘန်းတွေကအကျော်ရီကုံမရမည်ဖြစ်ပါရီစိတ်ကူးနဲ့လမ်းလျှောက်လာရင်မိုးကလည်းတစ်ချုံတန်ပေးနေတယ်မဆဘေးတယောက်မိုးကောင်းကင်ကိုကြည့်ရင်အလွန်စိတ်ညစ်သွားရီသူ့အကျော်ပန်းကိုဖုံးအုပ်ရန်အတွက်ပနာစတိစာလည်းပါမလာပြီအကျော်ကုံဘုတ်ကိုသာစိတ်လုံးလုံးနဲ့ထွက်ခဲ့တာမို့ဆိုင်မှာမေ့ကြံခဲ့တယ်ဆိုင်ကိုပြန်ယူပါကလည်းခရီးဝေးနေပြီမို့အကျော်မြဲမြဲရောင်းရံကိုပဲအာယုံထားလိုက်တယ်ရက်ွက်တင်မရောင်းရရင်ဖျားဘက်မှာတွားရောင်းကြည့်မယ်မဆဘေးရီလိုကြံရသွားပြီးရက်ွက်တွင်းကထွက်ကောင်သူတို့မြို့နယ်ရှိဖျားစီကိုထွက်ခဲ့တယ်ဖျားမှာတခါတရံလူစီကားတက်ရောက်အကျော်ရီရောင်းရလောက်တယ်လို့တွင်ရင်ခက်မြက်မြန်ရှောက်လာခဲ့ပါရီသို့တော်မိုးကဖြတ်ပြီးရုတ်တရက်တဲတဲမဲမဲရွာသွန်းလိုက်တဲ့မိုးကြောင့်မဆဘေးအပြေးတစ်ပိုင်းနဲ့ပြေးရတော်တယ်ဖျားမအုပ်တွင်းကိုအမြန်ပြေးဝင်လိုက်တော့လဲအကျော်ပန်းကိုမိုးမိသွားရီခဏကြာတော့အကျော်ရီအကုန်ပြော့စီကုန်နေငါတော့တေးချင်တာပဲအကျော်ရီပြော့ကုန်ပြီသမီးလေးကတော့နေ့လေပိုက်စာနေတော့မှာအိမ်မှာထမင်းမချမ်းရသေးသည်ကိုပြန်တွေးမိပြီးမဆဘေးစိတ်ဆင်းရဲသွားရီအကျော်ပန်းကလည်းရေဆိုပြီးရောင်းဖို့မပြောနဲ့အလက်ကားပေးရင်တော့စားမဲ့သူရှိမည်မဟုတ်နေမိုးတဲတော်မီဖြစ်ရာမဆဘေးစိတ်ငြင်းငြင်းနဲ့ဇောင်းတန်းနဲ့ဝင်ခဲ့ပါရီယောဂီရောင်ဝိဆွံဝေထားပြီးကတုံးပြောင်ပြောင်နဲ့အဖိုးကြီးတယောက်ဇောင်းတန်းတွင်ထိုင်နေ၏သူ့အနားမှာတောင်ဝေးကြီးလည်းရှိပြီးဒံခွက်တစ်ခုချထားရီအဖိုးကြီးမှတထောင်းစားကြီးတအူးဖြစ်နိုင်နေမဆဘေးလည်းတနာသွားပြီးသူ့အကျော်တွေကိုချကျွေးလိုက်တယ်အိမ်မြမကသည်ဇောင်းတန်းဘော်ကိုတက်လာတဲ့တီလာရှင်စင်ရကလေးအုပ်စုကြီးကိုလည်းအကျော်တွေလှူဒန်းလိုက်ကြတယ်တီလာရှင်များနဲ့အဖိုးကြီးတွေကသူ့ကိုစုပေးကြတယ်စုပေးရင်လည်းအဖရဲ့မြ мян ချမ်းသာဖို့သာစုပေးပါတော့အကျော်ဘမ်းမှာမကြခင်ကုံသွားတော့ဘန်းရွက်ပြီးတော့ပြန်လာခဲ့ပါတယ်မိုးကတဝုံဝုံရွာသွန်းနေရာအကျော်ဘမ်းကိုခေါင်းပေါ်တင်ကဆောင်းခဲ့တယ်အိမ်ကိုတမ်းမပြန်သေးပဲနေပြန်တို့ချီးစားတဲ့ဈေးထိတ်ကမသိန်းစီကိုထွက်လာခဲ့တယ်မသိန်းထံမှာအရင်ကြီးချီးယူရတယ်မသိန်းကအတိုးအလွန်များသည်မို့မဆက်ပေတယောက်မဆက်ဆန်ခြင်းတော့လဲအချိန်ကြီးကမပေးပေညီဘလောက်ယူမလဲ900လောက်ပါမသိန်း900တော့မလုံးနဲ့ငါအနည်းဆုံး1000မှချီးရအေး1000ယူလိုက်ပါမဆက်ပေခေါင်းနေလိုက်တယ်မသိန်းက200နဲ့4ရက်ကိုထုတ်လိုက်ပြီးမဆက်ပေကိုပေးလိုက်တယ်ရော့20တိုးဆိုတော့ဒီနေ့အတွက်တို့ကိုနှုတ်ထားလိုက်ပြီးဟောဒီမှာရှိရမနေ့ပြန်အတိုးနေရတော့ပြန်သွင်းဖို့မမေ့နဲ့လူလင်ကြမ်းသိတော်လဲမတက်တာတော့ဒီမို့ပတ်စံ800ယူကပြန်လက်ထွက်ခဲ့တယ်သူတို့ကြော်ဆိုင်လေးကမြို့အထွက်ရှိရွာဝေတာလန်းမာကြီးနှစ်ပေညောင်ပင်အောက်မှာဖွင့်ထားခြင်းဖြစ်ပါတယ်အဲ့ဒီနီးမှာလဲကားဂိတ်ရှိတဲ့အတွက်လူသွားလူလာများတယ်သို့တော့အခုတော့မိုးဖြတ်တာမို့လူအသွားလာကျေပါနေတယ်အကျော်တဲကိုရောက်တော့ဘသူမှမရှိတော့ဘူးအမေနဲ့သမီးလေးရွာရဲပြန်သွားပြီဖြစ်မယ်လို့တွေးလိုက်ပြီးသိန်းစဲစရာရှိတာတွေကိုသိန်းစဲကတာလန်းမာကြီးတိုင်းရွာကိုပြန်လာခဲ့ပါတယ်မိုးဦးကြမှုပတ်ဝန်းကျင်ကစိမ့်ဆူနေတယ်တာလန်ပေယိုမြောင်ကြီးအတွင်းမှာလည်းရေတွေပြည့်နေကဖားလောင်းလေးတွေပေါက်နေကြတယ်ဖားလောင်းလေးတွေကတာလန်းမာကြီးပေါ်မှာခုံစွာသွားနေကြတဲ့အတွက်မနေမိအောင်ရှောင်ကွင်းသွားရတယ်ရွာဝင်လမ်းမှာလူတယောက်မှမရှိပဲကလန်းလန်းကနေရွာကိုလှမ်းမြင်နေရတယ်တစ်ချက်တော့လမ်းလျှောက်ရင်သူ့ချက်တော့အောက်ကိုဖားပေါက်လေးတစ်ကောင်ခုံဝင်လာတယ်မဆက်ပဲလေးမရှောင်နိုင်တော့ပဲတနှင်းမိလိုက်ပါတယ်သွားပြီးဖားလေးရေနင်းကငါချက်တော့အောက်တဲ့ဝင်လာတာကိုကျွန်တော်ကိုမကြည့်လိုက်တော့ဖားလေးကပြားကက်မသွားပြီအဲဒီလိုနဲ့မဆက်ပဲလေးထူးဆန်းသွားပြီးဖားကလေးကိုငုံကြည့်လိုက်တယ်တေးသေးချာချာကြည့်တော့မှဖားကလေးတစ်ကောင်မဟုတ်ပဲကြောက်တုံးကလေးတစ်ခုဖြစ်နေတယ်ကြောက်တုံးလေးမှာထညက်ရောင်ကဲ့သို့အညိုရောင်နုနုဖြစ်ပြီးကြောကုန်းမှာလည်းဖားပေါက်ကလေးများကဲ့သို့အစင်းချောင်းလေးတွေပါတယ်။အော်ကြောက်တုံးလေးပဲဒါမဲ့ထူးဆန်းနေဖားတစ်ကောင်လေးတူတယ်ပြီးတော့ခုနကငါမြင်လိုက်တာရိုးချောင်းလေးကနေခုန်တက်လာတာပါငါပဲအမြင်မှားတာလားကြောက်တုံးလေးကိုလွှင့်ပြေးလိုက်မယ်လို့တွေးလိုက်သေးတယ်သို့တော့ဖားလေးနဲ့အလွန်တူတော့အိမ်ကားလူတွေကိုပြမယ်လို့တွေးလိုက်ကောင်အပေါ်ကနေတက်ဝစ်ထားတဲ့ယောက်ျားဝေရှက်အင်းကြီးအဟောင်းကြီးရဲ့အိတ်ကက်တဲကိုထိုးထင်းလိုက်ပါရီဟောမိမိပြန်လာပြီသမီးနဲ့မေဖြစ်သူကအိမ်အဝင်ဝလေကားမှာထိုင်နေကြပါရီသမီးကပြေးလာပြီးသူ့လက်ထဲကဘန်းကြီးကိုဆွဲလိုက်တယ်အမေတို့အစားမိပြီလားငါတော့မစားရသေးပါဘူးနေသမီးကိုတော့သူ့ဘာကြီးဘုံကြီးကပါမုံဆွန့်လိုက်တာအဲ့ဒါကြွေးထားတယ်
ဝါကြီးဘုန်းကြီးကိုကျေးဇူးတင်ပြီးသွားတယ်ရွာဦးကျောင်းဆရာတော်ကအမေရဲ့အကူဖြစ်တယ်မိဘနှစ်ယောက်ပြန်လာသည်ကိုမြင်ပြီးမုန်းဆွနိုင်ခြင်းဖြစ်ပါတယ်ဈေးလေးရောင်းမကောင်းပါဘူးအမေရမုန်းမိပြီးအကျော်တွေပြော့သွားလို့အရင်ပြုတ်သွားနဲ့မသိစီကနေတော့အရင်ပြန်လှည့်လာရသေးတယ်အမေမျက်နှာတိတ်မကောင်းပြီအမေကချောင်းတဟုဟုအစုံနေတယ်အမေကိုစီကံပြခြင်းပေးမယ်လေငွေကြေးမရှိရတဲ့စီမီဂျိုလေးများနဲ့သာကုသနေရတယ်။အော်ဒါနဲ့မေရွာဝင်လမ်းမှာဒီကြောက်တုံးလေးတွေ့ခဲ့တယ်။အိတ်ထဲကကြောက်တုံးလေးကိုတုံလိုက်တဲ့အခါအမေကလန့်သွားတယ်။ဟဲ့နေရကဖားပေါက်လေးပါလား။မဟုတ်ဘူးအမေတမီးလည်းအဲ့လိုပဲထင်တာသိချကြည့်။အမေကသိချကန်ကြည့်ပြီးမှကြောက်တုံးကလေးဖြစ်မှန်လက်ခံသွားပါရီ။တမီးကလည်းသိချကြည့်တယ်။ဟဲ့ထူးဆန်းတယ်ဒါကြောက်ဖားလေးများလားမသိဘူး။ကြောက်ဖားဆိုတာဘာလဲမေရဲ့ကြောက်ဖားအစ်ဆိုရင်ထူးဆန်းတဲ့အစွမ်းရှိတဲ့သမီးကြောက်ဖားကလက်လာပါပွင့်နေညီးနဲ့ထိုက်လို့ရတာဖြစ်ရမယ်ပွင့်လေပွင့်စမ်းမအမေရမဇဘေကဘဝသမားမို့အရိဖြစ်တီကိုတိတ်အယုံကြည်မရှိတိုးတော်မေကကြောက်ဖားလေးကိုယူပြီးဖယားเจ้าစာပေါ်တင်ထားလိုက်ပါရင်နောက်တစ်နေ့အကျော်ရောက်နေထူးထူးဆန်းဆန်းအကျော်ပေါ်တည်ပြီး2 နာရီလောက်ကြာမှအကျော်အကုန်ကုန်နေဒီနေ့မှလူတွေများလို့ပါလားဘာဖြစ်လို့ပါလဲအနားမှာလူတွေကားတွေရပ်ထားသည်မို့မဆက်ပဲဆက်ဆူကြည့်တယ်မြို့ထဲမှာလိုင်းကားတွေရက်တဲ့ခွင်ကိုစီပီကသိမ်းလိုက်လို့အခုတော့ဒီနေရာမှာယာယီကားရနာစခန်းပြတတ်မှတ်ထားလိုက်တယ်နောက်တနေ့တော့မဆက်ပဲအကျော်တိုးကျော်တွေသူတို့အကျော်တဲလေးမှာကားဆောင်နေသူတွေမိုးလာခိုကြတဲ့နေရာကလေးဖြစ်သွားတယ်တပတ်လောက်ကြာတဲ့အခါမှာတော့အကျော်တဲကိုချင်းလိုက်ပြီးတစ်တူတစ်ဆတွေနဲ့စပယ်ခုံလေးတွေရိုက်ပေးကထိုင်စားနိုင်အောင်စီစဉ်ပေးလိုက်တယ်ရေဒီချမ်းလေးအလက်ကားတိုက်နေရကားစီးသူတွေကားသမားတွေနဲ့ကားစပယ်ယာတွေအတွက်နားကိုရနေရာလေးတစ်ခုဖြစ်သွားပြီတယ်မဆက်ပဲနေပဲလုံးကြော်ကြော်တက်လာပဲလုံးကြော်လောက်ကတော့အပြော့ပေါ်ရှင်အဲ့ဒါဆိုအဲ့ဒါကြော်ရောက်ပါလားဟာငါဒေတာတစ်ခုကိုသွားတော့အဲ့ဒီလိုပဲလုံးကြော်လေးတွေကြော်ပြီးအိတ်နဲ့ထုတ်ရောက်တာတော်တော်စီးပွားဖြစ်တယ်ကားဒရိုက်ဘာတဦးရဲ့အကြံကိုမဆက်ပဲလက်ခံလိုက်ပါတယ်ပဲလုံးကျော်ဆိုဒီမှာစင်ကောင်းပဲလိုပဲလုံးလေးတွေကိုမုံနဲ့ရွာနေအောင်ထူထူလေးကြော်ရခြင်းဖြစ်တယ်။မဆက်ပဲလည်းအရီတိုင်းဆန်းကြော်ကြည့်ပြီးပလတ်စတစ်အိတ်နဲ့ထုတ်က9ခုတစ်ထုပ်ကို200နဲ့ရောင်းချတယ်။မထင်မပဲအဆင်ပြေသွားတယ်။တလားကန်ကြားတဲ့ကမဆက်ပဲမှာလူ9ပင်ခေါ်ပြီးပဲလုံးကြော်ကြည့်တာကြော်ရောင်းရတယ်။သူတို့မျိုးကိုလာကြတဲ့သူတွေမှာပြန်သွားကြသူတွေကမဆက်ပဲလုံးကျော်ကိုအရင်ပြန်လက်ဆောင်ဖြင့်ဝယ်သွားကြလေတယ်။မဆက်ပဲတို့စီးပွားရေးမှာအတော်ချောင်းနေလာခဲ့ပါရီဒီတိုင်းဆိုရင်နောက်နေ့မိုးကြရောက်ရင်ငါသမီးလေးကိုကြောင်းထားပေးနိုင်တော့မှာပဲတရက်တော့သူတို့အိမ်ကိုအိမ်ရှင်ရောက်လာတယ်အိမ်ရှင်မှာသူတို့နဲ့အဆွေမျိုးမကင်းဖြစ်ပါရီမဆက်ပဲဒီအိမ်လေးကိုအခုရောင်းတော့မှာဆိုတော့မဆက်ပဲတို့ပြောင်းပြီးတော့ရှင်ဝေါဝင်တော့မယ်မလားအေးမျိုးကလူတယောက်ကမြေကွက်ဝယ်မလို့တဲ့အကုန်တိတိဆန်ဆန်ဖြစ်သွားပြီမဆက်ပဲနင်တို့အိမ်ရှာထားတော့နော်ရှေ့တစ်ပတ်လောက်အပြီးပြောင်းပေးပါမဆက်ပဲတို့လည်းအိမ်ရှာရတယ်ဝါကတစ်ပတ်လောက်ကြာရင်ဝင်ပြီးဖြစ်ရအသေးအတန်ရှာရတယ်နောက်တော့ရွာတွေကဆွေမျိုးတအူးကသူတို့ကိုအကူအညီပေးပါတယ်တို့ချန်လို့ထဲမှာနင်တို့တဲထိုးပြီးနေဖို့မဆက်ပဲခြံကားကတော့ကြည်ပေးပေါ့အဲ့လိုနဲ့အဆင်ပြေသွားရပြန်နေခြံကွက်အလူကြီးရဲ့မှာတစ်ဝါးတွေဝဲကအင်္ဂလိပ်တစ်လုံးစောက်ကြတယ်ခြံကားကတက်တာတော့လေအိမ်တစ်လုံးစောက်တီကအကုန်ကြများတယ်တစ်ပတ်ကပဲကျော်လုပ်ငန်းကဝင်ငွေကောင်းနေရေးသာတော်ပါတော့တယ်ပဲကျော်ကတော့အလွန်စီးပွားဖြစ်လာတယ်သူတို့အခုငားနေတဲ့ခြံကြီးထဲမှာပဲအမိုးကြီးထိုးပြီးမိုးပြဲတဲကြီးများနဲ့ပဲကျော်တွေကြော်ရတယ်မနဲ့ရောင်းရံအတွက်ညာကလေးကကြော်ပြီးအေးခံကအိတ်သွတ်ထားရတယ်မဆက်ပဲနမနဲ့တစိမ့်ရပြီးမဆက်ပဲပဲမွားကျော်လို့တစိမ့်ကတ်ထားပါတယ်ရွာတွေကလူ3-4ယောက်ကိုနေစားကပေးပြီးငားရန်ထားရလေတယ်ပတ်စံဆူရမယ်အမေဒီတိုင်းဆိုဒီဆောင်ကုန်ရင်သမီးတို့မြေကွက်တက်ကွက်လောက်ဝယ်ပြီးအင်္ဂလိပ်တစ်လုံးလောက်စောင့်နိုင်အောင်ကြိုးစားရမယ်တို့တော်ရီချန်ထဲမှာလည်းတိတ်မကြလိုက်ပြီမဆက်ပဲညီတို့ပြောရတော့အားတော့နာပါတယ်ဟာငါမိမလည်းအခုအရေးပေါ်စိတ်ုံတက်နေရဆိုတော့ငွေလိုတယ်ဟာဒါနဲ့ဒီချန်ကိုမသိန်းတို့စီမှာအပေါင်ထားလိုက်တယ်အဲ့တော့စပယ်တို့ကဘာလို့ရမှာလဲဦးလေးမသိန်းကသူ့အပေါင်ယူထားတဲ့ချန်မှာလူမထားချင်ဘူးလေမဆက်ပဲအဲ့ဒါတလားကျော်2လပင်မပြေသေးချန်ကနေမောင်းချခံရပြီးဖြစ်ပါရင်ဝ
ဝါရင်းကြီးဖြစ်တော်လဲမဖြစ်မနေပြောင်းရတော့မီမို့အိမ်ရှာရပြန်တယ်တစ်တီဝါးတွေဝယ်ပြီးအိမ်ဆောက်ထားတဲ့ပတ်စံတွေမှာစုံတော့တယ်အိမ်ကိုဖျက်တဲ့အခါတစ်စီးဝါးစီးမရပဲထင်းစည်းသာရလေတယ်ရွာမှာဆိုအစံပြေဦးမေသမီးတို့မျိုးစင်ဘက်မှာငှားနေကြရအောင်သူတို့ရွာနေမျိုးမှာတစ်ဆက်တည်းဖြစ်ပါတယ်အဲ့လိုနဲ့သူတို့ရောင်းချတဲ့နေရာလေးမှာအိမ်ရှာကြရနေ့အတော်ကြာလူမနေတဲ့တစ်သားအိမ်တစ်လုံးကိုငှားရမ်းရှာလေတယ်ဝါရင်းကြီးပင်အိမ်ပြောင်းရွှေ့ကြရတယ်အဲ့ဒီတစ်သားအိမ်တွေကရွာကအိမ်တွေထက်စားရင်တက်ရလာတယ်အိမ်ရှိမှလည်းပေ90ခန့်မြေကွက်လူကြီးရှိရာအဲ့ဒီမြေကွက်မှာအကျော်ပိုတဲတယ်အကျော်ရောင်းနေဆိုင်နေလဲတိမ်မဝေးပဲလှမ်းကြည့်ရင်မြင်နေရတော့အဆင်ပြေလာတယ်သို့တော့အဲ့ဒီအိမ်မှာလဲတိမ်မကြဝါကျိုးတဲ့ကအိမ်ရှင်ရောက်လာပြန်တယ်တို့ချန်ကိုရောင်းလိုက်တော့မယ်အဲ့ဒါမက်ဆက်ဘဲတို့ပြောင်းဖို့ပြင်ထားကြပါမက်ဆက်ဘဲအလွန်စိတ်ညစ်တယ်၄-၅ လအတွင်းအိမ်တစ်လုံးပြီးတစ်လုံးပြောင်းနေရလေတယ်လက်ထဲမှာလဲဝေးများများဆဆမရှိသေးမဟုတ်ရင်အိမ်တစ်လုံးချက်ချင်းကောက်ဝယ်ပြစ်ချင်းနေဒီနေ့မှာတော့မက်ဆက်ဘဲတို့မိသားစုတွေစုံရင်းနေချက်ပြီးရွာဦးကျောင်းစီကိုထွက်လာခဲ့ပါရီအဲ့ဒီကသူ့အဖေဆုံးနဲ့10 နှစ်ပြည့်နှစ်ပတ်လည်နေ့ဖြစ်တဲ့အတွက်စူးနူရန်ဖြစ်တယ်ဆွမ်းလိုက်လူပြီးရဲ့ကဘာကြီးဖြစ်သူဖုန်းကြီးနဲ့စကားပြောဖြစ်တယ်နင်တို့စီးပွားရေးအဆင်ပြေနေရမလားဘာကြီးဖြစ်သူကသူတို့ကိုတကားမလို့မခေါ်ပဲနေနဲ့ငါသာပြောဆိုတတ်ပါရီဒီမှာစီးပွားရေးအဆင်ပြေပေမဲ့နေရေးထိုင်ရေးကအခက်တွေ့နေပါတယ်ဖေဟာမဆဘေကသူတို့လက်ရှိဖြစ်နေတဲ့အခက်အခဲတွေကိုပြောပြရဘာကြီးဖုန်းကြီးကတေချာနားထောင်နေဒူးတော်ထူတယ်ဒါနဲ့နေတို့စီမှာထူးဆန်းတဲ့ပစ္စည်းတစ်ခုခုများရှိနေသလားငါသိပြီးမသိငါလို့မေးတာနော်မဆဘယ်လိုလဲတည်တည်ချာချာစဉ်းစားလိုက်တော့မှကြောက်ဖားလေးကိုတတိရတယ်ကြောက်ဖားလေးကြောင့်စီးပွားတက်နေရလို့ဆရာတော်ကိုပြောပြလိုက်ပြီးကြောက်ဖားရရှိလာပုံကိုလည်းပြောပြလိုက်ပါရီအေးငါတင်နေတာအဲ့ဒါပဲဟာဘာဖြစ်လို့ပါလဲရှင်ဗျာကြောက်ဖားဆိုတာဒနာသိတိအောင်နေကွယ်ထူးဆန်းတဲ့သဘာဝပစ္စည်းလေးပေါ့တချို့ကတော့ဘူမိအမတ်တွေလို့ခေါ်ကြတယ်။မြေကြီးတွေကနေသူ့အလိုလိုဖြစ်လာတဲ့ထူးဆန်းတဲ့ပစ္စည်းတစ်ခုပေါ့။သူကစီးပွားရေးအင်မတန်ကောင်းတယ်လက်ရှင်စေတယ်ပေါ့။ဒါပေမဲ့သူရဲ့စူးကျူကတော့ဖားများလို့အမြဲခုံလွှမ်းနေရတာပဲ။ဒါကြောင့်မို့အမြဲနေထိုင်တဲ့အိမ်တွေမှာမထားသင့်ဘူး။လူခဏပဲနေတဲ့ဆိုင်ဒီပါရီမှာထားတာအကောင်းဆုံးပဲ။နေတော့ခုအဲ့ဒီကြောက်ပါဘယ်မှာထားသလဲ။အိမ်ကဖျားเจ้าဆောင်ပေါ်တင်ထားပါတယ်ဗျာ။အေးဒါကြောင့်မို့ဖြစ်မယ်နင်တို့အချိန်ခဏလေးတွင်ဟိုရွှေ့ဒီရွှေ့နဲ့ဖားများလို့ခွန်ကူးနေရတဲ့သဘောပေါ့အဲ့ဒါကိုနင်တို့ဆိုင်ကိုရွှေ့လိုက်ပါဘိုင်ဘုံကြီးကဝါတော်20နီးပါးရနေပြီးအရင်ကတည်းကစာပေဖတ်ရှုသူတအူးဖြစ်တော့ဘဟုတုဒကျွယ်ဝသူတအူးဖြစ်ပါရင်မဆက်ဘဲတို့လည်းဒီတော့မှအကြံပေါ်သွားပြီးဘိုင်ဘုံကြီးပြောတဲ့အတိုင်းကြောက်ဖားလေးကိုဆိုင်မှာထားရင်ဆိုင်အမြင့်တနေရာမှာစင်လေးတစ်ခုရိုက်ပြီးအဲ့ဒီပေါ်ကိုကြောက်ဖားလေးကိုမတိမတာလေးတင်ထားလိုက်တယ်အိမ်နောက်ပိုင်းမျိုးတွေကိုတခါအိမ်ပြောင်းပြီးကလေးကထပ်ပြီးအိမ်မပြောင်းရတော့ပြီအတူချုံဆွေရတော့မတ်ဆက်ဘေတို့မှာ2နှစ်ကြာတဲ့အခါအဲ့ဒီကားဂိတ်နီးရှိမြေကွက်ကိုဝယ်ယူလိုက်နိုင်တယ်အကျော်လုပ်ငန်းလေးတွင်ကျဲသွားပြီးအနီးပါးမျိုးတွေကိုလက်ခွဲတိုင်တွေဖွင့်ရတဲ့အထိတွင်ကျဲသွားတယ်အခုအဲ့ဒီမျိုးလေးကအရင်ကနဲ့မတူပဲအလွန်တိုးတက်သွားပြီးဖြစ်ပါတယ်မျိုးထဲမှာလည်းခင်မီစာအုပ်တွေနဲ့လှပနေတယ်မျိုးဧရိယာတိုးချဲလာတာနဲ့အမျှရခင်ကမျိုးပြင်ညောင်ပင်အောက်ရှိကားဂိတ်မှာလည်းအခုတော့အဝေးပြေးကားတွေရပ်နာတဲ့ကားဝင်းကြီးတစ်ခုဖြစ်သွားပြီဖြစ်ပါတယ်။အဲဒီကားဝင်းကြီးနဲ့မျက်စောင်းထိုးလောက်မှာတော့အလွန်ကြီးမားတဲ့3တက်တိုက်ကြီးရှိပြီးအဲဒီ3တက်တိုက်ကြီးရဲ့အောက်ဘက်မှာဆိုင်ကန်း5ကန်းတွဲကြီးတစ်ခုရှိတယ်။အဲဒီဆိုင်ကန်းကြီးမှာပဲလုံးကြော်သားမကမြမမုံတွေဒေသထွက်မုံမျိုးစုံကိုထုတ်လုပ်ရောင်းချနေလျက်ရှိတယ်။မဆဘဲသမီး33ပဲလုံးကြော်နဲ့မုံမျိုးစုံရောင်းဝယ်ရင်အဲဒီလိုဆိုင်ပုတ်တက်ပြီးဝန်ထမ်းအများပြားနဲ့ရောင်းချလောက်ကင်လျက်ရှိပါတယ်။မုတ်တုတ်တွေပေါ်မှာတော့သူတို့ကိုယ်ပိုင်တစိမ့်အဖြစ်ဖားကလေးတကောင်ပုံလေးရေးဆွဲထားလျော်တယ်။ပြည်သူများခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူအကားစော်ရေးသားထားတဲ့ဂမ်ဘီယာကြောက်ဖားဆိုတဲ့ဖြစ်ရမှန်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။နောက်ဆက်ပေးခဲ့ကြတဲ့ပြည်သက်တဦးတယောက်ချင်းစီကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါရဗျ။ဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကိုခန့်ပဲဖြစ်ပါတယ်ခင်ဗျာ။
ပရိသတ်များအားလုံးပဲမြင်ကြပါခင်ဗျာ9နာရီစီစဉ်ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာပရိသတ်တွေနားဆင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel လေးကနေစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်တင်ဆက်မှုလေးကိုမစခင်မှာပရိသတ်တွေကကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးတော့တင်သမျှတွေကိုသိနိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ထားပေးကြပါဦးဗျဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျွန်တော်ကိုခန့်ပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့တင်ဆက်မှုလေးကိုစလိုက်ကြရအောင်ဗျာပဲခူးရိုးမတောင်ကြီးတောနဲ့ထဲမှာဝါခုတ်ရင်ရောက်လာတဲ့နွားလဲ3စီးလူ6ယောက်တို့ကမုံလင်းကန်ဒီတစ်ချက်ဒီမှာတောင်ကြီးကိုရောက်လာကြတယ်နွားလဲတစ်စီးလျင်လူ2ယောက်ဖြစ်တယ်သူတို့ကဝါခုတ်ရင်လူကရိုးမစီကိုစားအုပ်စားခွက်ကရိယာစုံလင်စွာနဲ့ရောက်လာခြင်းပင်မနက်မုံလင်းအားကြီးချိန်ကနေရွာနေထွက်လာကြရာတောင်ကြီးကိုရင်းရောက်ချီယာယီနေထိုင်ရတဲဆောက်ကြတယ်ကျော်ရဲမှာတေဝါမိုးကပေါ်မီယာလှပြီးတော့လူ6ယောက်တက်ညီလက်ညီနဲ့မကုတ်မကက်လှုပ်ဆောင်လိုက်ကြရာနေမွေခင်လူ6ယောက်တဲချင်းဝိုးနေနိုင်တဲ့တဲကလေးတစ်လုံးရုပ်လုံးပေါ်သွားပါတယ်သူတို့6ယောက်အုပ်စုတွေမှာလူငယ်တွေကအပေါင်းလူခေါ်တဲ့ဥပတူကအသက်50ကျော်ရှိသေးတယ်ဥပတူနဲ့မတိမ်မရင်းတီကတော့ကိုဘတူလို့ခေါ်ကြတယ်ဥပတူကတောတက်တွေးကြုံရင်းကျက်တည်ပြီးဝါခုတ်ဘိတ်ကိုဥဆောင်လာခြင်းဖြစ်ရာသူစကားအလုံးကိုတက်တွေးမတိမ်လိုက်နာကြရပါတယ်နေမွေခင်မိုးကောင်ရီပြီးစီအောင်လှုပ်ကြဟေးမနေ့ဖြစ်မှာဝါခုတ်တဲ့လို့ကိုလှုပ်ကြစို့ကျုံးရီထမင်းမမြန်ချက်ဟေးဒီအုပ်စုမှာကျုံးကအသက်ငယ်ဆုံးဖြစ်တယ်ထမင်းချက်ရတဲ့ကျုံးကိုစကန်းကိုကြည့်ရှုရမယ့်တာဝန်ယူထားသူဖြစ်ရာဝါခုတ်လိုက်ရင်မလို့ချင်းဥပဒေကဦးမြတင်ကကိုလှတောင်းနေတူလူငယ်ရီဖြစ်ကြတဲ့ကျင်ဝင်းစိန်ကလာကျုံးတို့ကအဖွဲ့ရဲမှာတက်တက်ကြကြပါဝင်လာကြတယ်ဒီနေ့တော့တဲဆောက်ရတဲ့တာဝန်ထမင်းရဲ့ချက်ပြုတ်ရန်နေရာထိုင်ခင်းပြုတ်လို့နေရတော့အားလုံးတာဝန်ကိုစီမအားလဲကြသည်တော်ရဲမှာရနေစေစားခင်ရိခါကြောက်တီပါတဲလာကြပြီးရနေရာတကျစီမထုတ်ပိုးရတဲ့ကိစ္စနဲ့နေဝင်သွားခဲ့ပြီစိန်ကလားဆိုရဲရစ်ပီပီကောင်းလေးကတော့အရက်တွေခိုးဝှက်ယူလာတယ်သူတို့ကမောမောပန်းပန်းနဲ့နီးစက်ရတောင်းဟရက်တွေကိုခုဆက်ကတိုးစရာဖြစ်စားသုံးရင်ညစာကိုကကြိုက်ကြရိုက်ပြီးဆုံးစီပါတယ်ထုံးစံတိုင်းငပိလိမ်မာချက်ငချောက်ကိုငရုတ်သီးဆက်ဆက်ဖြော်ထားတဲ့ဟင်းတစ်ခွက်ကသူတို့ဖို့မြည်သည့်ဟင်းလေးများမလဲနိုင်ပြီးမင်းရှက်ရရှိလာပါတယ်။ရိုင်းနာထွေးကန်တန်းမောင်စာပြုလာတဲ့ရိုးမကြီးအမောင်တူအောက်အတွင်းမှာအေဂျင့်စွာကိုနာရင်စကားစမီပြောနေကြတယ်။စေလေးသားသူတော့ကွန်ဆာသူစားရင်အိယာဆော့ဆော့ဝင်ခဲ့ကြပါတယ်။ရိုးမကအမောင်တူအောက်စီမှာတဆတဆမြုပ်လာပြီးဟာတခါတရံမဲ့ပြီးဟင်းရောက်လိုက်တဲ့တောကောင်လေးမှပငိမ့်သက်တိတ်ဆိတ်နေပါတယ်။လေမထိုက်သိမ့်ပြမလုံးအောင်ပကတိငိမ့်သက်နေပြီးဟာကြောင်ဘွယ်ဖွယ်အစင်းတဲ့တန်ကိုဖော်ဆောင်နေပါတယ်။တစီစီနေသောပုံမောင်းကောင်လေးတွေရဲ့အတန်သားလေးအဆန့်ပြတ်ထွက်ပေါ်လို့နေတယ်။တခါတရံနီးနားချုံတွေကနေမွေစိုးတွန်တန်ထွက်ပေါ်နေတတ်ပါတယ်။ကျော်ရဲမှာလောလောဆယ်တော့ကျုပ်တို့6ယောက်ပဲရှိတယ်။မှန်ပါတယ်။တို့နဲ့ဆိုင်တူကဲကတစားတစားအေးစိမ့်လာပြီ။တရိပ်ဝါရိပ်စိမ့်ဆန်းရိပ်မြေကြောင့်ຫນွေလို့ပြမစိုးနိုင်တိတ်ဆိတ်မောင်မိုက်လာပါပြီ။ဥပဒေကယာယီတဲပြေဘက်ကိုလှမ်းကြီးကြည့်လိုက်တယ်။နေလေးရှိစဉ်ကအချိုးစီအစစ်ပိုင်းအနှိမ့်မြင့်နေတဲ့တစားစင်ထားတဲ့တောရိပ်ရှုကင်ကအခုတော့အမောင်အောင်မှာတသားလေးဖြစ်နေပြီ။ကြည်လီရရအမောင်တို့လူတို့ရဲ့ရွာကလောကတစ်ခုလို့ဆိုရင်လူသူမနီတောတောင်သည်လည်းမြင်အပ်မမြင်အပ်တဲ့အရာတော်နဲ့ပြည့်နေနေမဲ့လောကတစ်ခုပင်ဖြစ်လိမ့်မယ်။တနည်းအားဖြင့်ဩကာသလောကပင်ဥပဒေကစေပါလေးကိုတဖွာဆိုင်ကဆောင်းကိုခြေပြားလုံတဲ့အထိဆွေချုံလိုက်ပါတယ်။လူငယ်တွေကိုလမ်းကြည့်လိုက်တော့3ယောက်စလုံးနေချက်ချိုင်အိပ်ပျော်နေပြီ။ကိုမြတင်ကိုလာတောင်းတို့ကတော့အိပ်ရပေါ်မှာတွန်းလုံးလေးကအတွေးကျွယ်နေရရှိပါတယ်။ကိုမြတင်ကကိုဝါနေရဲ့စိန်ကလားကအရက်ခိုးတောင်းရင်အိပ်ပျော်သွားပြီလား။ကိုကတူအိပ်တော့လေမနဲ့ဝါခုတ်ကွက်တွေလိုက်ကြည့်ရအောင်မယ်လေ။အိပ်မယ်ကွာအနေနဲ့အေးစိမ့်စိမ့်ရှိရနဲ့။အတော့အနက်တာကိုလာမိုင်းနာဆိုတော့ပိတ်ပိန်နေပြို့ခုတ်ကွက်ကလည်းရှင်းနေ။ဟုတ်တယ်လားတော့ဒီခုတ်ကွက်ကိုငါတကားမှမခုတ်ဘူးသေးဘူးကွာ။ဟုတ်တယ်ဗျကြည့်ရတာတသောင်းဝါးတွေများတယ်ဖြောင်းနေရပဲပြို့ကဲပါကွယ်အိမ်ချစို့ညတိတ်ဆိတ်မှုကိုတင်ဆောင်ကညင်းသားစွာရွေးရှားနေတယ်အမောင်ထဲမှာကြောပန်းကြောင်ပန်းရနေနေညင်းသားစီးမျောလာပါရီအတန်ခန္ဓာကိုယ်နဲ့အသည့်ကင်းကွာသွားချိန်မှာအာယုံထဲကိုဝင်လာတဲ့အတန်ကခန္ဓာကိုယ်နဲ့အသည့်ပူးကတ်သွားတဲ့အထိရှင်ထဲမှာလှိဟာပြီးကြံခဲ့ပါရီမှန်ပါရီအတန်ဆိုဒီမှာတေးကြပြီတယ်နားနေဆက်ဆက်မြောက်တေးချစွာကြားလိုက်ရတဲ့အတန်ဖြစ်တယ်ကျော်ဝင်းကရီတန်ကြောင့်အိယာကနေနိုးလာခြင်းဖြစ်တယ်မျက်စိပွင့်လဲချိန်မှာပကတိအမောင်တူတိတ်သီးစီးပြစ်တဲ့အမောင်သူတို့ကတော့အမောင်တူတွေမှာနေဝင်တွေကတက်ရှူကြက်လာတဲ့ကဲ့သို့ခံစားလိုက်ရပါရီဘ
လေးပတ်ပတ်လည်မှာသူပိန်းနဲ့မောင်သာလွှမ်းမိုးနေပြီးအိပ်ပျော်နေသူတို့ရဲ့ဟောက်တန်အသက်ရှူတန်သာလွှမ်းမိုးနေပါတယ်။သူဝင်းမှာအိပ်နေတဲ့ဦးလောင်တောင်ကိုစမ်းကြည့်လိုက်တော့တခုခုအိပ်ပျော်နေတယ်။တုတ်တုံမြပဲမလုပ်ပဲ။အဲ့တော့တစီစီမြည်တဲ့ပိုးပြင်းတန်ရဲ့တန်သာကြားနေရတယ်။စောစောကသူကြားလိုက်ရတဲ့တန်ကအိမ်မက်များလား။အိမ်မက်ဆောင်ရဲ့အိမ်မက်ထဲမှာမိန်းကလေးနှစ်ယောက်ဒါမှမဟုတ်အထက်တန်တွေကိုတည်တည်ချာချာနားနေဆက်ဆက်ကြားလိုက်ရခြင်းဖြစ်တယ်။မိန်းကလေးများကတစုံတရာသောအကြောင်းအရာဝမ်းသာအားရမမောနိုင်မပန်းနိုင်ငင်းကုန်ပြောဆိုလာကြခြင်းပေတကားကျော်ဝင်းကဆက်အိပ်၍မရတော့ပဲခေါင်းရည်မှာထားတဲ့ကြေးဝါရောင်မိကြီးကိုဆန်းကလဲလျောင်းနေရကနေအသာလူးလဲချတယ်။ခေါင်းရည်ဘက်ဝက်ခဲ့ကြားကနေအေးမြတဲ့လေစိမ့်တွေဝင်လာတယ်။လဲနေရထားလိုက်တော့ကြမ်းကင်းပြင်ကတိတ်ဆိတ်တဲ့ညရံမှာကြိုးကြိုးကြည်ကြည်မြည်သွားသည့်တိုင်အောင်မိသူမှမနှိုးကြကြ။အားလုံးပင်ပန်းကြီးစွာနေနေချက်ချအိပ်ပျော်ကြနေပြီ။အမောင်တူကနေရထဲမှာဟောက်တန်တွေထွက်ပေါ်နေခြင်းဖြစ်တယ်။တဲကလေးကယာယီတဲဆိုတော့လေလုံကြုံလာတယ်။သူတို့အစုထဲမှာဝါထရံရက်တဲ့သူတောင်မလုံးရက်တဲ့သူတွေပါတော့တညက်နေခင်အချိန်လေးမှာပဲခိုင်ခန့်သေးတဲ့ဝိုင်းကလေးတိဆောက်ပြီးစီးသွားပြီ။ကျော်ဝင်းကဝါချင်းချင်းမိကလေးနဲ့နေရာကနေတားထားရက်ကခေါင်းရင်းတရံမှာချိတ်ဆွဲထားတဲ့အိတ်ဆောင်နာယီအိုကြီးကိုဆွဲထုတ်ကြည့်လိုက်တော့မနက်၄နာရီ။သူတော်ဝင်ကထမင်းချင်ဟင်းချက်တောင်ရှင်ရွေးတင်ရတဲ့တောင်၄နာရီဆိုရင်ရှင်ရွေးရိုးကျထမင်းချင်ရအချိန်ကြနေပြီ။သူကမိကကိုခေါင်းပေါ်ကိုမြင့်တင်ကနောက်ဖေးဘက်ကိုလှမ်းကြည့်လိုက်စင်ပါပဲ။ခေါင်းရည်ဘက်စီကနေရှောင်းလာတဲ့တဖြက်ဖြက်ခြေတံတွေကိုကြားလိုက်ရတယ်။သူကမိကကိုရောင်ရဲကမှုတ်မိတယ်။ရှင်ထဲမှာတိုင်းကနေတွေးခုံတော့စောင့်တက်သွားကတဆက်ဆက်ခုံနေတယ်။ခြေတံကအုပ်စုလိုက်ရှောက်လာတဲ့ခြေတံနေဒရိတ်ဆိုင်ရန်ဒီရဲ့အခြေတံမဟုတ်ဒါဆိုလူလောဒါဆိုရင်တင်းဒီကိုကတ်လာတဲ့မတမသူလောလောလောဆယ်ပဝင်းချင်းကတိတ်ကုတ်ဝါခုတ်သူတွေရောက်မလာသေး။မိသူရဲ့ခြေတံများနေတကယ်တော့ကျော်ဝင်းကကြောင်းလက်ကမိကွက်ကိုမှုတ်လိုက်ခြင်းဖြစ်ပါတယ်။ခေါင်းဆောင်မင်းသမီးလေးကချောလိုက်တာတော့တက်ရှင်မင်းသမီးလေးလားပဲ။ဟုတ်ပါခေါင်းဆောင်မင်းသားကပြဆက်အကကောင်းအသားပြနန်းနေပေမဲ့အတန်ကအတန်ကောင်းတော်ကြီးညီးကြိုက်တယ်ပေါ့။ဟဲ့တော်ကြဆိုင်အိမ်လာရောက်ပြီ။တလန်းလုံးစကားများလာကြတာတော်ရောပေါ့။တော်ကြတော့ကျော်ဝင်းကအော်တကြီးတုံးလို့သွားပြီ။ပထမတနတန်ကမိန်းကလေးနှစ်ယောက်အချီးချပြောတဲ့တန်နောက်ဆုံးထွက်ပေါ်လာတဲ့တန်ကယောက်ျားကြီးတစ်ယောက်ရဲ့အလိုမကျမိတောက်တီးတန်သူတို့ကအနီးပတ်ဝန်းကျင်ရွာတရွာကနေအငိမ့်ဝဲတစ်ပွဲကိုကြည့်ရှုပြီးပြန်လာကြခြင်းပေတကားမိန်းကလေးငယ်တယောက်ကကြည့်ရှုခင်ရတဲ့ပြဆက်ကောက်ွက်ကိုကျင်းနဲ့တင်းတင်မှုမရှိသေးပဲအရင်ပြန်ဆမြုပ်ပြန်လာခြင်းပင်တည်းနောက်တော့တန်တွေရုပ်ချီတိတ်ဆိတ်သွားတယ်ခြေတန်တွေဝေးဝေးသွားပြီအဲ့တော့ညပကတိငိမ့်တဲ့တိတ်ဆိတ်လို့သွားတော့တယ်အဲ့တော့ကျော်ဝင်းကမိကကိုပြန်ထွန်းကရှင်တွေဦးကျူထမင်းချင်ရန်ပြင်ဆင်ရတော့တယ်ရှင်ရွေးတရဲ့မိမွေးနေရင်ကောင်လေးစောစောကဖြစ်ကိုပြန်စင်းစားမိတယ်။ညမောင်မောင်လာမိုက်ရိုးမတော်ချန်ကြီးတနေရာမှာပွဲကြီးကပြန်လာတဲ့မိန်းကလေးနှစ်ယောက်နဲ့လူကြီးတစ်ယောက်ကဘသူရင်းနေ။သူတို့ကညနေနဲ့ကြီးမှပဲမိသေးရာကောင်မှကြောင်းလည်းမရှိပဲအေးလူစကားပြောကနေကိုပြန်လာခြင်းပဲ။ကျောင်းမဖွယ်တော်လန်ရှိုးမြောင်ခရီးကိုဖျက်ကျော်ခြင်းဖြစ်တယ်။သူလေးလာကြည့်ရတဲ့လောက်အနေနာမှာလူနေအိမ်ကြီးရွာသိမ်းရောင်ငယ်ပဲမရှိ။မိုင်များစွာဝေးတဲ့တောင်ကြီးမှာသာရွာရှိကောင်းရှိနိုင်တယ်။ဒါလည်းမတည်ကြဘူး။သူ့အိမ်ထဲမှာဖေးလေးတွေနဲ့ရှုပ်ထွေးလေးလံသွားတယ်။သူမနဲ့ကျမဥပဒေကိုမေးမြန်းကြည့်ရမယ်။ဥပဒေကတော်တင်တေးကြုံပြီးွားတဲ့တက်ကြီးတရားမဟုတ်လား။ဒါပေမဲ့ကျော်ဝင်းရင်ထဲမှာပဲ့တင်ထက်ကကြံရိတ်ခဲ့တဲ့ယောက်ျားကြီးရဲ့စကားကစွန့်ထင်းကြံရိတ်ခဲ့ပါတယ်။တော်ကြဆန်းဟဲ့အိမ်သားရပြီ။ကျော်ဝင်းကမိဘကမင်းညိုဝါရီကိုရင်းရိုက်နေတဲ့ကောက်ွက်ကိုကြည့်ရင်ပကုံးကိုတစ်ချက်တွန်းလိုက်တယ်။ဒီချိန်အိပ်ပြောင်းနေတဲ့လူအုပ်စုတွေကချောင်းရဲ့အတန်ကိုကြားလိုက်ရပါတယ်။အဘတို့နိုးပြီလားခင်ဗျာအေးကွာကျော်ဝင်းရဥပဒေကကျော်ဝင်းစကားဆုံးတဲ့ကစားလက်စထမင်းကြော်ကိုမစားတော့ပဲဇွန်းကိုသားချကစိုက်ကြည့်နေတယ်ကိုမြတင်ကစေဘောလေးကိုခက်ချန်ချန်တစ်ချက်ရှိုက်ကပြုံးစီစီမျက်နှာနဲ့ဟဲ့အောင်ကျော်ဝင်းမိနေကောင်းရဲ့လားကောင်းပါရဲ့ပါကျော်ဝင်းကမျက်မှောက်တစ်ချက်ကျုပ်ကဥပဒေကိုငေးကြည့်နေပါလေအဘရဲ့ကျွန်တော်ပထမတော့အိမ်မက်မက်နေရများလားမသိဆိုပြီးလှန့်သွားတာနိုင်ကိုကြည့်လိုက်တော့3နိုင်မကတော့ပဝင်းချင်းကလည်းမှောင်ပေးနေရပဲကြောက်စရာကောင်းတော့တိတ်ဆိတ်နေရပါကြည်ဝင်းနဲ့စိန်ကလာတို့ကအားကိုးရမလားမသိအိမ်နေလိုက်တာများပါရဲ့ဟောက်တောင်းနေတယ်ကိုမြတ်တင်ကနေမင်းကဘလို့ကြားလိုက်ရအောင်ကွာဒါနဲ့ထမင်းရိုးတဲဖို့မိကြီးရှာမိကွက်ထုံးနေတော့ရှိသေးတယ်ကောင်မလေးညောင်းရဲ့အတန်ပြန်ကြားရတော့တာပဲကျွန်တော်အိမ်နေတဲ့ခေါင်းရဲ့ဘက်ကကြားနေရတာပွဲကြီးကပြန်လာတယ်မှတ်တယ်မင်းသားမင်းသမီးကြောင့်ပြောပြီးရီလိုက်မောလိုက်နဲ့ပြန်လာကြတာဒါနဲ့သူတို့နဲ့ပါလာတဲ့လူကြီးတယောက်ကအိမ်သားရောက်နေပြီးတိတ်ကြတော့ပြောမှငြိမ်သွားကြတာ
ကျွန်တော်နားနဲ့တီးတီးချာချာကြားလိုက်ရတာပါခြေတံတော်ကြားလိုက်ရသေးတယ်ပါဥပဒုကကောင်းကိုတစ်ဆက်ဆန်ငိမ့်နေပါလေကိုမြတင်ကတစ်ချက်တော့လှမ်းကြည့်လိုက်သေးတယ်ဒီကောင်လေးကြောင့်လိန်ညာပြီးပြောမယ့်အစားသေးကတော့မဟုတ်တွေးလေကြောင်ကခရောင်ကတန်းပြောချင်းဖြစ်ပေလိမ့်မယ်မင်းတကယ်ပြောရနော်တကယ်ပါဦးမြတင်ရကျွန်တော်လိန်ပြောပါမလားဗျာဥပဒုကချာထောင်းတဲ့ထမင်းချမ်းပကံကိုပြန်ယူတယ်တော်ကြီးတောင်ကြီးထဲမှာစမ်းကြဲတဲ့အရာတွေရှိတယ်တော်စီတောင်စီဆိုတာအလကားမဟုတ်ဘူးသူ့နေရာနဲ့သူကွာတောကြောက်တာတောမောက်တာရှိတယ်ကိုဘကမမားဖို့စီကန်းကိုလိုက်နာဖို့လိုတယ်မြင်အမမြင်အတဲ့အရာတွေရှိတယ်ဖះတရားမေးကြနေဘာလဲတော့ငါလည်းတဲ့အသေးချာမသိဘူးတတိဝရိယနဲ့နေဒီညစာပြီးမိဖို့ထားတာကောင်းလိမ့်မယ်မိရောက်ရှိတော့တောကောင်နေလေမလာရဲမကန့်ရဲကြဘူးပေါ့ကွာဒီတော့ကတပုံတကန်တများတော့မရှိဘူးကွာတို့လိုတောတက်တဲ့လူတွေတော့ရှိတယ်ရှင်ရင်တီးပေးကြမှတ်သားထားခဲ့ကြတာကြီးပဲကဲပြတယ်မဲတဲဆောက်ဓာတ်ရီသေးဖို့ရှိတယ်မလားဓာတ်ပြီးထားနေငါကြုံရင်းခေါ်ပြီးတော့ဝါတောင်းလှည့်ကြည့်ဦးမေတော်လီကဘာတို့ကြုံလဲလုံးစရာတွေရှိသေးတယ်ကြည်ဝင်းနဲ့စိန်ကလာတော့စောစောတိုင်းကထွက်သွားကြပြီကဲတမင်းကျော်စားလိုက်အောင်မေကြုံဝင်းငါလိုက်လိုက်ခဲ့နေထွက်တာနေဒရိတ်ဆန်လီတွေရဲ့တွန်းတန်းဘာသာဘာဝအောင်မြင်တဲ့နေကလည်းနေရာနဲ့ကနေထွက်ပေါ်လာပါတယ်ဥပဒုနေကြုံဝင်းကကိုင်းကုတ်တာကိုစီကန်ကတော်ရိတ်ကိုဝင်လာကြတယ်ကျုံဝင်းကလုံကြီးအဟောင်းတထေကိုဆက်လွယ်တိုင်းကစောင်းရရတော့မြဟင်းရွက်ဟင်းသီးတွေကိုခုစွန့်နေပါလေစူဘကင်းပုံကြောင်ရှာစောင်းရိတ်အသီးရက်တွေကသူတို့အတွက်လုံလောက်လောက်စားတော့ရမယ်တော်ဟင်းသီးဟင်းရွက်ပင်မလားဟင်းသီးဟင်းရွက်တွေရောပေါမှာပေါ့ဝါရီရောလည်းဖြောင်းလို့ရပဲဟိခုတ်လို့တော့နိုင်မှာမဟုတ်ဘူးကွာဟုတ်တယ်ပါကဲခုတ်ခွက်တွေလည်းတွေ့ပြီတဲကိုခဏပြန်ကြစို့ပါရေအဲ့ဒီအချိန်မှာမနက်9:00 နာရီခန့်ရှိပြီအပြစ်မှာလာလန်းတိုင်းမဟုတ်ဘဲနဲ့တောင်ကုန်းတစ်ခုဖြတ်ကလမ်းသေးကနေပြန်လာခြင်းဖြစ်တယ်။သူတို့ယာယီဝါတဲလေးမှာကငြိမ်ပင်ကြီးရောက်မှရှိပါတယ်။ကငြိမ်ပင်ကိုလည်းလှမ်းမြင်နေရတယ်။အဖဒီလရှင်းနေတော့တောလန်းဖြစ်နေတယ်နဲ့။တဏီယာမှာခြုံပေါ်ပူပူလေးတွေဝိုင်းရံထားတဲ့မြေကွက်တစ်ခုကိုရုတ်တရက်တွေးလိုက်ကြပါတယ်။ပေးနေစေသားသားပြောင်းရှင်းနေတဲ့မြေဝိုင်းလေးဖြစ်တယ်။မြေပြောင်ကွက်လက်လေးထဲမှာမြေကြီးသွေးချောက်အမိုက်သိမ်းရမှမရှိပဲလက်တလောမိနစ်ပိုင်းတွင်ကနေရှင်းလင်းသုံးတင်ထားတဲ့ကဲ့သို့ပြောင်းရှင်းနေခြင်းပဲဖြစ်ပါတယ်။အဲဒီချက်ကအထူးဆန်းလာတယ်။ဂျင်းငက်တီရဲ့အော်ဒါလည်းထွက်ပေါ်လာတယ်။ဥပဒုနေကျော်မင်းကတရားမျက်နှာတယောက်ကြီးကအတန်ကြာမြငေးမောကြည့်နေကြသေးတယ်။ရှေ့ကမရှောင်ကြသေးရှက်တဲ့ငေးမောနေမိကြပါတယ်။ထူးဆန်းနေတော့ဘသူလာရှင်းတော့လည်းမသိဘူး။ကြည်ဝင်းတို့ဒီဘက်ကိုလာကြတာမဟုတ်ဘူး။သူတို့အားလုံးကရှေ့ဘက်ကိုစွပြုံသွားကြတာ။ကြည်စမ်းထူးဆန်းနေဟိဒါတခုခုပဲကွာကျော်မင်းကသူတို့ညောက်ကမန်သားပြင်ကဲသို့ပြောင်လက်မာကျစ်ချောင်းမိနေတဲ့မြေပြောင်လေးရဲ့ဘေးမှာစဝေးစဝါးနေရက်နေကြပါလေဒီလိုတော့ကောင်ရှုပ်ထွေးလာတဲ့နေရာမှာအမိုက်ဆန်တီတမြင်မှတော့မရှိပဲပြောင်ရှင်းနေတော့ထူးဆန်းနေတယ်တခုခုတော့တခုခုပဲဟေးဥပဒုကမြေဝိုင်းလေးကိုလှည့်ဖက်တီရှူနေတဲ့စီးစက်သေးချာစွာစစ်ဆေးနေခြင်းဖြစ်ပါလေကျောင်းဝင်းလည်းမရမလဲရက်နေတယ်မြေဝိုင်းလေးရဲ့တနေရာမှာဥပဒုတစုံတရာကိုတွေ့ရှိသွားရတဲ့ထန်ချလိုက်တာကိုတွေ့လိုက်ရပါလေခဏကြာတော့ကျော်ဝင်းကိုအရေးတကြီးလက်ရက်ခေါ်တယ်။ကျော်ဝင်းတီးလို့လာခွင့်။ကျော်ဝင်းကပြောင်းရှင်းတဲ့ကွက်လက်ပြင်ကိုခပ်ဖွားဖွားမွေရင်မရင်နဲ့ကဥပဒုစီကိုရှောက်လာတယ်။ကျော်ဝင်းရေရောင်လို့မှမီးပြောင်ပေါ်တတွေးထွေးမချလိုက်လေနဲ့။အဲ့ဒီလိုပြောကမှကျော်ဝင်းပိုကြီးလန့်ဖြတ်သွားတယ်။ဒီဖိုးကြီးဘာတွေပြောနေပါလဲ။ဒီမစီစမ်းမထူးဆန်းဘူးလား။ဥပဒုပြောင်းတဲ့ຢာလေးကိုကြည့်လိုက်တော့မြေကျွတ်တွင်းပေါက်လိုတွင်းပေါက်လေးကိုတွေ့လိုက်ရတယ်။တွင်းပေါက်လေးကကွက်လက်ရဲ့ဆိုမှရှိပြီးစက်နေပေါက်ထားတဲ့ကဲ့သို့ဝိုင်းဆက်ညီညာကချောမုတ်နေတဲ့တွင်းပေါက်လေးတစ်ပေါက်သာဖြစ်ပါတယ်။ဝိုင်းဆက်နေရပဲဗျာလှလိုက်တာဘာလို့တာလဲမသိဘူးပါ။သွားမကင်နဲ့အန်တီရဲ့ပဲ။ဗျာဒါတော့ပြောင်ကျော်လာပါတဲ့ပစ္စည်းလေးကအန်တီရဲ့ရှိတယ်ဟုတ်လား။ကျောင်းဝင်းကရောင်ရွက်ကထိုင်ရကနေနောက်ကိုတလန်းသာများရွှေ့လိုက်ရတယ်။လူသမနီတောတောင်ထဲမှာဒီလိုမြေပြောင်တွေးလာနေရအန်တီရဲ့အကြီးဆုံးပေါ့ကွယ်ဒီလိုကောင်လေးမနဲ့လင်းရကြီးချိန်မှာလူကလေးတွေးကြုံလိုက်ရတဲ့ခြေတန်းတွေကောင်မလေးရဲ့စကားပြောတဲ့နေကိုဆက်ဆက်ပြီးစဉ်းစားနေတာကွာဒါကြက်တွင်းကြက်တဲ့စီနေတဲ့ကြက်အောင်နေမယ်ကျောင်းမင်းလေးရောင်ရမ်းကမတ်တက်ရက်လိုက်ပါလေတင်းမော်ထိန်ကနေတစောင်းတစ်ခုထူးဆန်းတဲ့အရာတစ်ခုထွက်ပေါ်လာလိမလားလို့စိုက်ကြည့်လိုက်မိတယ်အဆွေပြပြိုးနဲ့တစေးတကောင်လားဓမ္မမို့ပုံမြင်တွေကဥစ္စာဆောင်မှချောချောလေးများတချင်းတီကထွက်ပေါ်လာလိမလားဒါမှမဟုတ်အာလာဒင်စီမီကွက်ထဲရလို့ဘလူးဝဝတကောင်များထွက်ပေါ်လာလိမလားလို့အတွေးပေါက်ကအနန္တကြားစောင့်ကြည့်လိုက်ခြင်းသာဖြစ်ပါ යි သို့တော့
မိသည့်ထူးထူးဆန်းဆန်းတတဝါမှထွက်ပေါ်မလာပြီမိသည့်အရှိရာငွေတက်မှမြင်ရပါခြင်းဒီဖိုးကြီးတောင်းတဲ့ထဲမှာလူငယ်တွေကိုတမင်ကြောက်လန့်အောင်ခြောက်လန့်နေရလားကဲပါကွယ်သူတို့လည်းသူတို့လောကမှာအေးချမ်းချမ်းနေပါစေလွတ်လွတ်လပ်လပ်နေပါစေသွားပြီးတော့မနှောက်ယှက်ပါနဲ့ကျော်ဝင်းကတိတ်တော့ကြည်နဲ့ပုံပြပြီအချိန်ရောက်မှနောက်တစ်ခါလာပြီးသူတို့ကိုအကျွေးမွေးလေးလုပ်ရမယ်ကွာဘာရီများကျွေးမွေးရမှာလဲပါတော်စီကန်တောင်စီကန်ရာသမင်းချက်ပြီးဖက်ရနေပုံပြီးစတိတဘောမျိုးကျွေးမွေးပါကွာတိပီဂရိကထမရလာပါဘူးကဲလာကွာပြန်ကြစို့သူတို့ညောက်ကနေရာကိုတတ်မှတ်မှတ်သားကတဲကိုပြန်လာကြတယ်သူတို့တောတက်ချင်းရဲ့အတီးကမှဝါခုံရံသားဖြစ်တယ်ဝါကုံချေလုပ်ငန်းကိုစတင်ရပြီတော့မယ်ခဏကြာနေဦးမြတင်နေဥပသူထွက်သွားပါပြီကျော်ဝင်းကတော့ထမင်းချက်ပြုံးရံနွားရီစာကျွေးရီတန့်ရံပြင်ဆင်ရတော့တယ်အဲဒီနေ့တနေ့လုံးလက်လန်းမိသလားဝါခုတ်ခွက်တွေရှောက်ပေးကအသေးသေးတာဝန်ယူကခုတ်ကြတယ်ဂိုင်းမြကိုင်းသားတွေရှင်းကြရတယ်လှဲလန်းနဲ့အနီးဆုံးနေရာကိုတည်ကြရတယ်ညနေဆောင်မှာဥပသူကကျော်ဝင်းကိုခေါ်ကမနက်ပိုင်းကတွေ့ခဲ့ကြတဲ့ကြက်တွင်းကိုတက်ခေါက်ထပ်သွားပါတယ်ဒီတကတော့စာအုပ်စာပြအင်ဘတ်နဲ့ထုတ်ယူလာတဲ့ထမင်းနဲ့ဟင်းတွေဘန်းနဲ့သေယူသွားကြတယ်ကဲအန်တီရဲ့ဘေးကင်းတွင်းရောင်းချက်တွေကိုကြွေးကြရအောင်သူတို့ကမြေပြောင်ပြောင်မှာတွင်းပေါအနီးမှာအင်ဘတ်တဲကိုထမင်းနဲ့ထဲကမမြင်အပ်သောပုံကိုယ်တွေကိုပင့်ဖိတ်ကျွေးမွေးကြပါတယ်တဲဆောင်ကျုံဝင်ကလွယ်ပြီးကျန်သူတွေဝါခုတ်ခွက်တွေမှာအသီးသီးနေရာယူကြကလုပ်ငန်းခွင်ဝင်ကြတော့တယ်ဥပဒေများတဲ့နေကြည်ဝင်းကခုတ်ခွက်တစ်ခုထဲမှာဝိုင်းခုတ်ကြတယ်ကျန်တဲ့ခုတ်ခွက်မှာဦးလာတောင်နေစိန်ကလာအဲ့ဒီညနေခင်းထိဝါခုတ်ကြတယ်ဝါခုတ်ရမှာအတန်းအန္တရာယ်များလာပါတယ်ဝါခုတ်မကျွမ်းကြမှာကမတော်တဆဝကြုံထိုးမိပြီးတေးကြတယ်ညနေဆောင်မှာဦးလာတောင်နေစိန်ကလာတို့ခုတ်ခွက်မှာဝါရီရှင်နေတန့်စင်နေစင်ပါပဲစိန်ကလာကဦးလာတောင်ကိုခွင့်ပန်ကတနေရာကိုထွက်သွားပါတယ်စိန်ကလာကယခုဒေါ်တက်ဝါခုတ်ဖဲ့မှာလူငယ်မကလူကြီးမမေတဲ့စကောဇက်ကအရွယ်သားဖြစ်ပါတယ်။တရားလုံးမှာရဲတောက်ရမှာစံမတူ2ယောက်မရှိအောင်အတောက်ချမ်းသူဖြစ်တယ်။ကျန်တဲ့လူငယ်တွေကရှင်းနေမကင်းကြတော့လဲစိန်ကလာလိုခုံခုံမင်းမင်းဆွဲဆွဲလန်းလန်းတော့မဟုတ်။အခုလိုဒေါ်တက်ကလာမှာရက်ကိုအားလုံးမတောက်ကြသည်မှာတရားလုံးတတိပေးစရာမလိုပြောပြစရာမလိုတဲ့စီကံချက်တစ်ခုဖြစ်ပါတယ်။တောင်းရင်းတောင်ထဲမှာအရက်သေးစာတောက်စားခြင်းနဲ့မလိုလားတော့ပြဿနာတွေဖြစ်ပေါ်တတ်တော့ဒေါ်တက်ဆင်ရက်သေးစာသားကြီးငါးကြီးရှောင်းခြင်းတီကအကောင်းဆုံးနဲ့အန်တီရန်ကင်းဆုံးဖြစ်တယ်။အခုလဲစိန်ကလန်းကဦးလာတောင်ကိုပြောကတောင်ကြီးပြတမြောင်ကိုအရက်ရှာတမ်းမဟုတ်အရက်တောင်ရထွက်ခွာသွားခြင်းဖြစ်ပါတယ်။စိန်ကလန်းကတခုတော့ထွင်းချက်ရှိတယ်။အဲဒီရကတော့သူတကာချက်ပူရီလှုပ်လှုပ်ခြင်းအပင်မခံနိုင်ခြင်းတမ်းမထွားချမ်းခြင်းဆိုရဲဝိသေသာဂုံထူးများပင်ဖြစ်ပါတယ်။ဦးလာတောင်ကလည်းဝါခုတ်ကျွမ်းကျင်လာကသူတို့နှစ်ယောက်ရဲ့ထူးခြားစွမ်းရည်ကိုဥပဒူတို့ရှင်းပြမရခြင်းပင်တည်းဦးလာတောင်ကစိန်ကလာတောင်ကြီးထွက်သွားတဲ့ကအလုတ်လက်ဆသက်ကတဲရှိရာကိုပြန်လာတယ်ဥပဒူတို့အုပ်စုဝင်3ယောက်ကလက်ဆမတက်နိုင်သေးချေညနေ3နာရီပဲကြော်ပြီးဘာပဲဖြစ်ဖြစ်လက်ကြံပင်10အုပ်စုလေးခုတ်ထွင်ပြီးရင်တော့လက်ဆတက်လာပြီအချိန်3နာရီဆိုသည်မှာတောင်းရင်းတောင်ထဲမှာလင်းမြန်စွာအမောင်ရောက်တတ်သည်မှာဓမ္မတာပင်တည်းမြောက်ရည်နဲ့မောင်ကြီးဝင်းရေဒီပင်စုလေးခုတ်ပြီးလက်စားတကြဆိုကွယ်အလင်းတော့မရှိမှသေးတယ်ဗျာရဲ့ဟုတ်ကွယ်တနေ့ကခုတ်နေရလေနောက်နေ့လည်းရှိသေးတယ်လောဘမကြီးစားမှနဲ့ကွယ်မောင်ကြီးဝင်းရဲ့ကြီးဝင်းကခိုင်းများခိုင်းသားတွေရှင်းလင်းလျက်ကပဲလောဘမကြီးပါဘူးဗျာများများခုတ်ထားတော့နောက်နေ့ပြီးတက်သွားတာပေါ့ဒါတော့လေဒါပေါ့ကွယ်စကားသံတွေတိတ်ဆိတ်သွားကြတယ်ဒီချင်းခဝဝေးကောင်းကင်ရံကငှက်တကောင်အနီးမှာရှိတဲ့ကင်းကြီးပင်မော်ကိုထိုးဆိုင်လာနာကချက်ချင်းပဲဂီကနေအလန့်တကြားအော်ကပြန်သွားပါတယ်ဟာဒီကောင်ဘာဖြစ်တာလဲငှက်ခါထင်တယ်ကိုမြတင်ကလမ်းကြည့်ရင်ပြောတယ်ဥပဒုကပြန်ထွက်သွားတဲ့ငှက်ကိုကြည့်ကတစုံတရာပြောရင်အာယူလိုက်စင်ပါပဲနားရိတ်ကိုလေတူးတန်လိုတည့်ရက်တွေတဖြောဖြောမိတန်လိုအတန်တန်ကြားလိုက်ကြပါတယ်ဥပဒုကခုံးလက်ဆကိုရက်တန်ကအတန်လန်ရာကိုနားဆွင့်ထောင်းနေလေတိုးတန်လိုတေးပြမီတန်လိုကစကားပြောတန်မှန်တတိပြုံမိလိုက်ပါရီဥပဒုရဲ့ရင်ထဲမှာဖြန်ကနေတုံခါသွားတယ်ကိုပြောင်းတင်ကိုလှည့်ကြည့်လိုက်တော့ဥပဒုနီးတူပင်ဓာတ်ဝကိုင်လက်ကအတန်လောင်ရာကိုလှမ်းကြည့်နေပါရီကြည်ဝင်းကဘာမှမကြားရသလိုအလုတ်ကိုဆက်လုံမြဲဆက်လုံနေပါရီဘာသာလဲဗျာစကားပြောတန်ဗျာကိုမတူဟုတ်တယ်စကားပြောတန်ကွာတယောက်ကတယောက်ကိုပြောနေရဲ့အချီးချမျိုးဟာထူးဆန်းနေကွာငါတို့နားကြမလဲပါဘူးနော်နှစ်ယောက်တောင်ကြားတာဗျာအနာကပြောနေတယ်လို့ပဲတေးချောက်တာနော်ဥပဒုကပစိုးကိုပြင်းဝင်လိုက်တယ်ကဲ
တန်ကြားတဲ့နေရာကိုတွားကြည့်လိုက်ကြအောင်ကိုမြတင်ကနှစ်ကြိမ်မခွန်ရရှေ့ကိုခြေတလန်းတိုးလိုက်ပါရီဝယုံဆက်ကပြူဥပဒုကလူငယ်တယောက်ပေါ်မှာရှေ့ကနေစိုးစိုးဆက်ထွက်သွားတယ်ကိုမြတင်ကသူ့နောက်ကနေလိုက်သွားတယ်ကြည်ဝင်းကမရှင်းပြီးသူ့အလုပ်သူဆက်လုပ်နေပါရီအဘသူတို့ဝယုံဆက်ရောက်တော့စောစောကစကားပြောတန်ရက်သွားတယ်အတန်ပြောက်သွားပြီကွာများတယ်ဟုတ်တယ်ချက်ချင်းပြောက်သွားတာစကားပြောတန်မှာစကားပြောတန်ပီပီတတဗျာသူတို့နှစ်ယောက်စူးစိုက်နားထောင်နေစင်ပါပဲရုတ်တရက်စကားပြောတန်ပေါ်လာပြန်တယ်ဒီတခါစကားပြောတန်ကဝယုံပင်နဲ့ဝါတရိုက်ခန့်ရှိကက်စီနဲခြုံဆက်ကနေထွက်လာခြင်းပဲကိုမြတင်ကတန်ကြားကိုလွှာကနေပြီးကခြုံပြီးပက်ပက်လေးမှာငုံရိရှားတယ်အရေးအောင်များပြီမရှိသေးတာမကစကားပြောတန်ပဲတိတ်သွားပြန်တယ်သူတို့နှစ်ယောက်ကတယောက်မျက်နှာတယောက်မေးဆက်ပြရင်းနဲ့တစိချပိတဲ့ဥပါတို့တိတ်တိကြတာပေါ့ကွာတောတောင်ထဲမှာလုံမြင်ရမယ့်စကားပြောတဲ့နေအနီးကပ်ကြားနေကြတော့မှတစိချပြီပေါ့ဒီချိန်မှာယောက်ျားမိန်းမအုပ်စုရဲ့စကားပြောတဲ့ဘလုံးမထွေးကရှုပ်ကလေးကနေထွက်ပေါ်လာပြန်တယ်ရှုပ်ကလေးကဥပါတို့ရက်တဲ့စကားပြောနေတဲ့နေရာနဲ့ပေ30မြာမှဝေးပြီသူတို့ကိုကြည့်လိုက်တော့စကားပြောတဲ့တီတိုးတဲ့နေထွက်ပေါ်နေခြင်းဖြစ်ပါတယ်လေဝမြင်ရဘသူမှမရှိရှိတဲ့နေပင်ပါလိုက်တယ်ကိုမြတင်ကဥပါတူကိုအံ့ဩတကြီးနဲ့ကြည့်နေမိပါလေစကားမဆိုနိုင်ကျုပ်တို့တရေမော်တွေတရေကြီးမျိုးအယူလုံးနေတာမျိုးဒီကဥပါတူကပြပြတလေးလက်ကပြပါတယ်ဟန်ထားလိုက်ခြင်းဖြစ်တယ်ဟေးမပြောနဲ့ကွယ်တို့ကတို့ပိုင်တဲ့ထဲမှာအလုလာလုံနေကြတာတို့နဲ့ဆန့်ကျင်ပဲမလုံမိစင်နဲ့ကိုမြတင်ငိမ့်သက်သွားတယ်ပြန်ကြမယ်ဥပါတူစက်သိန်းနေထားလာပြီဥပဒုကပြန်ထီတလန်နောက်ကိုစုပ်လိုက်မိစဉ်ကပုံဆောင်ရဲမှာထည့်ထားတဲ့မိချစ်ကပြုတ်ကျသွားတယ်။ကပုံဆောင်ရဲကနေရှောရီကျသွားခြင်းဖြစ်ပါတယ်။ကြာကြာချင်းငုံရီလှမ်းပန်းလိုက်တော့လည်းမမိလိုက်။ကျွန်တော်ရှိမြေချစ်စာခဲနှစ်ခုကြားကိုဝင်သွားခြင်းဖြစ်ပါတယ်။ဒီမိချစ်နဲ့ကွယ်ဘယ်လိုများကြာပါလိမ့်အရေးထဲမှာမိချစ်ဖျားလေးကိုပင်ချစ်စာခဲကြားမှာညနေရာကိုလှမ်းမြင်နေရတယ်။ဘာသူကငုံကချစ်စာခဲကိုလှမ်းရေးကြည့်လိုက်တယ်အစွန်းကလေးကိုမြင်နေရတဲ့ကြီးဝါရောင်မိချစ်ကလေးမတွေ့ရတော့ဖះရေအခုပဲကြောင့်အခုပဲမြင်နေရတဲ့မိချစ်ကွယ်မျက်စိရှိမှရင်ပျောက်ချင်မလားပျောက်ရပါကောလားဥပဒုကတစ်ချက်မရငင်းညူကအောက်ခြေရှင်းရှင်းလင်းလင်းလေးပဲရှိတဲ့မြေချစ်စာကဲကိုကွဲကြည်လူမတက်လှန်လောရှာပွေတယ်ဦးမြတင်ကပါဝိုင်းကူရှာပါတယ်ကြီးဝါမိချစ်လေးကလည်းမျက်စိရှိမှမှတင်ပျောက်ချင်မလားပျောက်ွယ်သွားလိမ့်ပြီတကားအတောင်ပေါက်ကငှက်ပတ်မှာပြန်ထွက်သွားလိမ့်ပြီတကားဒေါသထက်စီရကွာဘယ်မှထတော့ပေါ်ပြီးတော့ဒီမိချစ်ကပျောက်စရာမရှိပါဘူးဟာငါနဲ့တော့စမ်းကြလာပါပြီကဲပါကွယ်နောက်မှထက်ရှာတော့မယ်ဥပဒုကစိတ်ပြက်လက်ပြက်ဖြစ်ကမကြည့်တင်ငယ်မကြည်နှံ့မှုနဲ့ရှာဖွေမှုကိုကျန်လိုက်ကတဲရှိရာကိုပြန်လာပါပြီလမ်းဆောင်ရင်ကိုမြတင်ကနေညက်လဲပြောင်းလိုက်သလားမှတ်တယ်ဗျာအံ့ရောပဲနောက်တနေ့မနေ့7 နာရီမထိုးခင်ပါပြီကျောင်းဝင်းကလွှဲပြီးအားလုံးခုတ်ကွက်တီးတီးကိုရောက်ရှိသွားကြတယ်အသက်ကြီးရင်လာပြီးဖြစ်တဲ့ဥပဒုပေါ်ပေါင်းရဲ့လုပ်တီကိုသာတပိုင်းတနိုင်လှုပ်နိုင်နေဂိုင်းပြဂိုင်းနာဖြတ်ခြင်းအမိုက်တွေစုပုံပေးခြင်းစတဲ့လုပ်တီကိုသာလှုပ်နိုင်တော့တယ်ဥပဒုကဝဘိုးဝါတပင်ခုတ်ပြီးချွေးတုပ်နေတဲ့ကိုမြတင်ကိုလှမ်းပြီးစကားပြောမိပါတယ်မြတင်မင်းကအော်စရာကောင်းတဲ့ကိစ္စတစ်ခုပြောပြမယ်ပြောတယ်ဥပဒုဒီလိုကွာမင်းညနေရမိချစ်ပြောက်သွားတဲ့ကိစ္စကွာမိချစ်ကကိစ္စပြက်ကိုဖြစ်သွားလေမပြတ်ဘူးရောညငါအိမ်မက်မက်တယ်အသက်40လောက်ရှိတော့မဲ့လူတယောက်ကွာသူ့တဲဘဝကိုရောက်လာတယ်ပြီးတော့ငါ့ကိုခမည်းကျုပ်တို့ကိုစားဦးစားပြားလာကြွေးတာကျေးဇူးလဲတင်ဝမ်းလဲတာတယ်ကျုပ်တို့ဒီလိုစားဦးစားပြားလာမကြွေးကြတာကြားပြီဗျာပြီးတော့သားဆိုသားစိမ်းလေးပြီလေကြုံလုံးစားကျင်တယ်ဗျာဝမ်းရဲကလေးစာပူကြိုက်တယ်ဗျာဟိုတတဲ့ခမည်းရဲ့ကြီးဝမိချစ်လေးမပြောက်ပါဘူးဗျာကျွန်တော်ခမည်းကိုခင်မင်လို့ကြည်စားတာပါမပြောက်ရပါဘူးစိတ်ချပါကျုပ်ပြန်ထားလိုက်ပါပြီခမည်းလန်ပြီးရှာခဲ့တဲ့မြေချစ်စာခဲ့ပေါ်မှာကျုပ်ပြန်တင်ထားလိုက်ပါပြီမနေ့ကျတော့တောက်ယူလိုက်ပါဒါမှပဲပြုအဲ့ဒီလိုပြောပြီးပျောက်သွားရောများတယ်အိမ်မနေ့ကျတော့ခက်ဆော့ဆော့သွားယူလိုက်ဖို့အိယာကောင်ဒီထထချင်းမနေ့ကပျောက်သွားတဲ့နေရာကိုကမန်ကန်တန်သွားရှာလိုက်တော့ဟုတ်တယ်ဟေးငါမိချစ်ကလေးမြေချစ်စာခဲ့ပေါ်ဆုံးမှာအစင်တက်မဲ့တွေ့ရတယ်ဟေးတော့စမ်းကြတာပဲနော်ဟုတ်တယ်ကြက်တီရနောက်ပြောင်ထားတာပေါ့များတယ်ရ
သူတို့ဒီပန်ဝင်းကျင်မှာရှိနေဆိုတော့လေပြတာပဲမလားဟုတ်တာပေါ့များတယ်ဒါထက်ကောင်လေးတွေကိုလည်းတတိပင်းဟေးမူးမူးနဲ့ဆဲတာဆိုတာတွေစိတ်ချင်းကြဖို့လေကျွန်တော်လည်းပြောတာပဲကိုမတို့ခိုးကြောင်ခိုးဘက်နဲ့အရက်တောက်လာတော့မတက်နိုင်ဘူးလေစုံမတာပဲဗျာပြောလို့မှမရတာဂျုံထဲမှာပလင်းတွေဖွက်ထားသေးတယ်နောက်နေ့ရက်ဆိုရင်လိုအပ်သမျှဝါးရည်တံပြည့်မီတော့ပဲအိမ်မြန်ရနီးလေအားကျိုးခွန်ဆိုင်အလုပ်လုပ်ကြလိမ့်မယ်ပါလာတဲ့ရိတ်ခါတွေလည်းတိုင်းထွာယူလာတာကြောင့်တဖြည်းဖြည်းလျှော့ပါလာပြီတချို့လဲဘော်ကိုတင်ထားတယ်လဲသုံးစီပြေးလူပြေးခင်ဖြစ်နေပြီဖြစ်ပါတယ်ဒီချိန်မှာမျော်လင့်တဲ့ဖြစ်ရတကူကဖြစ်ပွားသွားခဲ့ပါတယ်ဝါခုံးရမှာစိန်ကလားရဲ့ဘယ်ဘက်ပောင်ကိုဝါငုံဆိုင်ပြီးခြင်းပဲဒီပြုတ်ကျသွားတဲ့ဝါငုံတစ်ဖက်ကတစ်ဖက်ကိုရန်၍အကျသူ့ရဲ့ပောင်ကိုဝကျွန်းနဲ့ပတ်ထုတ်တယ်လို့ဖြစ်သွားခြင်းဖြစ်တယ်ဒါကြောင့်ဝကျွန်းစားနေပောင်ရင်းကို3လမ်းမခန့်ဆိုင်ဝင်ပြီး5လမ်းမခန့်အသားပြည့်ထွက်သွားခဲ့ပါတယ်ကျင်းဝင်းလာတောင်တို့ကဆိုင်ဝင်ကလဲကျသွားတဲ့စိန်ကလားကိုပြေးပွေးကြတယ်စိန်ကလားကတတိလမတက်တကူလုံးတုံခိုက်ကပေါင်ရင်းကတွေတော်တော်ဟောထွက်ကြနေပါတယ်ကျင်းဝင်းနဲ့လာတောင်ကတဲကိုပွင့်ယူလာကနီးဆိုင်ရာကုတ်ကိုရက်တွေပြီးစရက်တွေကိုထောင်းကတန်ရာတွေကိုစီးနှောင်ပေးကြတယ်တန်ရာများတယ်ကွာဖြစ်မှဖြစ်ရတယ်ကွာကဲရသလောက်ဝါရင်းနေပဲရွာပြန်ကြစို့စိန်ကလားကတတိမရတဲ့ချက်ရတဲ့ချက်နဲ့ကြောင်ကတန်းနေစပြောလာတယ်တတိလက်လို့ဖြစ်လာတယ်ကြောက်ပါပြီဗျာနောက်တမျိုးမလုပ်တော့ပါဘူးစိန်ကလားကတင်းငင်းညူနေရတယ်ဘာတို့နေကြောင်မင်းကစိန်ကလားရဲ့တန်ရာကိုပစိုးစုံနဲ့စီးနှောင်ပြီးတရားမျက်နှာတယောက်ကြည့်ကြပါလေကိုလာတော့သူဘာကိုကြောက်တယ်ပြောနေရလဲဗျာနောက်တမျိုးမလုပ်တော့ပါဘူးဆိုတော့ဘာပြောနေရလဲဒီကကိုလာတော့ကမနေညနေဘက်ပိုင်းကသူမြတ်သမားကိုဆက်ဆောင်ခင်းတော်တယ်ဒီလိုဗျာဒီလိုမနေညနေပိုင်းကမေးပြောင်ပြောင်ချက်တွင်းမှာသူ့ကိုကြုတ်တွေ့လိုက်တယ်ဘာလုပ်တယ်မှတ်တယ်လဲအဲ့ဒီတွင်းပေါက်ထဲကိုတင်တီးတင်ငယ်ပြီးစွန့်ချတယ်လေတားဖို့အချိန်မရတော့ဘူးအားလုံးမျက်စိမျက်နှာပြတ်ကုန်ကြပါလေဒုက္ခပါပဲဒီလောက်တော့မရရသလောက်ကွာအရှံမူပြီးတော့တွင်းထဲပါထတာနေမှာပေါ့ဥပလူကခေါင်းကိုတက်တက်ခါရဲကကဲကိုလူဘက်ကစော်ကားတယ်လို့ဖြစ်သွားပြီဟိနေမွေးခင်ရွာရောက်အောင်ခတ်တက်တက်သွားကြစို့အလဲပြင်တော့သူတို့အားလုံးတောင်ဝေကိုစီခတ်တက်တက်လှုပ်ရှားလိုက်ကြပါလေနွားရီရှိတိုက်ကြအစာဝအောင်တွေးကြရခက်မြန်လဲသုံးစီကရွာစီကိုဝါရီကိုတင်ကအလင်းစလို့မောင်းလာကြတယ်ရှေ့ဆုံးလဲမှာကိုလာတောင်းကြည့်ဝင်းနဲ့တင်ရများနဲ့တတိယတစ်ချက်မရတစ်ချက်သွေးယူသွေးတန်းကြောင်ကတန်းတွေရေရွက်ကလူမတယောက်ပါလာတယ်ကြည့်ဝင်းကစိန်ကလားကိုပွေ့ထားတယ်စိန်ကလားကတစ်ချက်မျက်ဖြူလန်ကအကျော်ဆွဲတယ်လို့ဖြစ်သွားတယ်ခန္ဓာကိုယ်ကတစ်ဆက်တုံတက်ကကြောက်ပါပြီပြလို့ညင်းညူတယ်ညင်းညူအော်ရင်ပါတစ်ချမ်းရွဲ့တော့ကပဆောင်ကတရေတွေစီးကြလာတယ်မျက်လုံးလန်ကကြည့်ဝင်းကိုမြင်ဘူးတဲ့သစိမ်းတယောက်လိုကြည့်ရဲ့အဲ့တော့မျက်လုံးကြီးပြူထွက်ကအမလေးဘလူကြီးဗျာကြည်မင်းလက်ထဲကနေအတင်းရုံးကန်ရင်တတိလစ်မြင်မျောသွားပါတယ်လဲရရွာရိတ်ကိုဒရန်ချမ်းမောင်းဝင်လာတယ်ရွာတကားကိုကြော်ဝင်လိုက်တာနဲ့စင်ကလိုင်းရဲ့ခန္ဓာကိုယ်ကတီကောင်ကိုငရဲမီးပတ်လိုက်တယ်လို့ဖြက်လူကရုပ်ချီငိန်ကြသွားတော့တယ်ကြီးရွာရဲ့ဒလီထုံးဆိုင်ရာရွာမှာတည်ဆုံးတဲ့အလားဖို့9ရက်ထားရင်မိသားစုတွေကဆုံးဖြတ်ကြတယ်နိုင်ကိစ္စမှန်သမျှလက်ရဲဆိုင်ရဲ့လောက်ကန်ကြတဲ့ကာလာသားတချို့ကအရံမှုအောင်တောက်ကြကစိန်ကလားရဲ့ရှင်ကိုခွဲရံပြကြပါလေရင်းနှစီမိကြီးကြောင့်စားရမပုံမတိုးတာရှိခံရဲ့လက်လန်းမီသမျှပစ္စည်းတွေကိုရှာဖွေစုဆောင်းထားကြရတယ်ရှင်ကိုခွဲပြီးပုတ်တိုးလွယ်တဲ့ဝမ်ဒင်းကလီစာဥသေးရီကိုထုတ်ပြီးရင်းနှစီမိကြီးကြောင့်တွေလောင်းတင်ရန်ဖြစ်ပါလေသူမသာ9ရက်ထားပြရပြီမယ်အရံမိုးနေသောလူ3ယောက်ကလည်းရင်ညိုရိုးကနေချက်ထိဓာတ်ထက်နဲ့မြင်းတစ်ဖြောင်နဲ့ခွဲချကဘိုက်ကိုဖွင့်ကြည့်လိုက်ကြတယ်ထက်ချမ်းပွင့်သွားတဲ့ဝမ်ဘိုက်ကိုငုံကြည့်နေတဲ့သူတို့ရဲ့မျက်ဝန်းတွေရုတ်တရက်ပြူးကျဲသွားပါတယ်။ပါဇက်တွေလည်းဟသွားကြတယ်။ဝမ်ဘိုက်ကိုခွဲသူရဲ့မျက်ဝန်းတွေအစမတန်ပြူးထလာကလက်ထဲကဓာတ်သည်ရှောင်ရမ်းကလွတ်ကျသွားတယ်။ကြံတဲ့ယောက်ကလည်းနောက်ကိုအလဲတကျဆုပ်လိုက်ပါတယ်။အရသမား3ယောက်ကစောစောကမှတင်တဝက်တောက်ထားတော့ရေးရွှေကြီးရဲ့အာနီးတင်တွေကရုတ်ကြီးရင်းစင်သွားတော့တယ်။စိန်ကလောင်းရဲ့ဝမ်ဘိုက်ထဲမှာအရှင်လက်မပွေးတကောင်ထွက်လာခြင်းလည်းမဟုတ်ခေါင်းနှလုံးနဲ့အဆွေပြူဘလူးကလေးတကောင်ငုတ်တုတ်ထိုင်နေခြင်းလည်းမဟုတ်3ယောက်သောသူတို့ရဲ့မျက်လုံး6လုံးကစိန်ကလားရဲ့ဝမ်းမိုက်ထိတ်ကိုတဖန်ပြုတ်ကျသွားပြန်နေထက်ချမ်းပွင့်သွားတဲ့စိန်ကလားရဲ့ရှင်ဘက်ထဲမှာဘာမှမရှိဝမ်းရင်းကလေးစာဦးအသည်နှက်ထိဖြစ်နေတဲ့ဟောင်းလောဘဝမ်းဘက်ကြီးတစ်လုံးကြီးသာမော်တော်ကားတိုင်ယာကျော့အဟောင်းကြီးလိုအခေါင်းပေါက်ကြီးသာပဲတကားပရိသတ်များခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူဆရာမေဖို့တင်ကသူရေးသားထားတဲ့ကြောက်အောင်တွင်းဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်
ဝါခင်မမျိုးနဲ့ရွာလေးတရွာမှာအသက်20ခန်းရှိပြီးတော့ချောမောလှပတဲ့မထေတီကအကို3ယောက်မိခင်ကြီးနဲ့တူနေထိုင်နေမထေတီမှာတော်သူပင်ဖြစ်တော်လဲဖြူဝင်းတဲ့အသားရည်လှပတွေကိုခန္ဓာချိုးစားချစ်စပယ်မျက်နှာလေးနဲ့ရွာရဲ့ကိုးနောင်ကအပြိုကြောလေးဖြစ်တယ်လေခွင်းရဲ့အဆက်မှာရှေးအောင်စီရီတော်တဆူရှိပြီးတော့မထေတီတို့ရဲ့လေခွင်းတွေမှာအဲ့ဒီစီရီတော်ဘရဝန်ရဲ့အဆက်နားမှာတည်ရှိပါတယ်ဒါကြောင့်မထေတီကနေတိုင်းလိုစီရီတော်နားကနေဖြတ်ပြီးလေခွင်းတွေစီကိုတွားရတယ်တနေ့ညနေခင်းမှာမထေတီကစီရီတော်ဘရဝန်ဆက်ရှိလေခွင်းထဲမှာအကို2ယောက်နဲ့စပားတွေကိုရိတ်သိမ်းနေပါတယ်အဲ့ဒီလိုစပားကြီးနေကြစင်မှာပဲတဖြည်းဖြည်းနဲ့နေမင်းကြီးပင်အနောက်ကော်ရစွန်းကိုငုတ်ရှိုးပြောက်ွယ်တော့မည်ဖြစ်ပါတယ်ကျင်းကတော်ရကောင်တွေကလည်းအုပ်စုဖွဲ့ပြီးသူတို့ရဲ့အိတ်တန်းရှိရာကိုပြန်တန်းသွားလာနေကြပြီမကြခင်မှာပဲအလေးကွယ်ပြောက်ပြီးအမောင်ရောက်လာကြတော့မယ်ဒါကြောင့်မထေတီကသူမရဲ့ကို2ယောက်ကိုအကိုကြီးကျမရင်ပြန်နေမယ်အမေကိုဝိုင်းကူပြီးထမင်းနေချက်ရအောင်အိမ်ညီမလေးပြန်နေလေအကိုကြီးတို့ဒီတငန်းလက်ဆသလာအောင်မယ်အကိုကြီးကြိုက်တဲ့ချမောင်ကြီးနဲ့ငရုတ်သီးတောင်းလေးထောင်းတာနော်စိတ်ချအကိုကြီးကြိုက်တာလုပ်ပေးထားမယ်တွားပြီကိုကြီးမထေတီတယောက်ကိုရီကိုနှုတ်ဆက်ပြီးအိမ်ကိုပြန်လာခဲ့ပါလေဒီလန်းတကြီးမှာအမြဲသွားလာနေကြဖြစ်တော့ကြောက်လန့်ခြင်းမရှိအဲ့ဒီလိုပြန်လာနေရင်ကရွာထိပ်ရှိစီဒီတော်နာကိုရောက်တဲ့အခါတစုံတယောက်ကသူမကိုကြည့်နေတယ်လို့ခံစားရတော့ပဝင်းချင်းကိုကြည့်ရှုရှာဖွေတော့လဲဘသူမှမရှိပေကျသိမ်းမွေးညင်းနေထလာကစိတ်ထဲကကြောက်လန့်လာပြီးတော့အိမ်ကိုအမြန်ပြန်ပြေးသွားမိတယ်အိမ်ကိုရောက်တော့ကြောက်လန့်စိတ်မပြေသေးတော့ရေဦးစိန်ကရေတစ်ခွက်ကိုခတ်ယူပြီးတောင်းလိုက်ပြီးတော့မိဘကြောင့်ကိုဝင်းကမိခင်ကြီးကိုဝိုင်းကူပြီးထမင်းဟင်းတွေကိုချက်ပြုတ်နေလိုက်ပါတယ်အကိုရီပြန်ရောက်လာကြတဲ့အခါမိသားစုထမင်းလက်စုံစားကြပြီးတောရွာတတိတိုင်းစောစီးစွာအိပ်ယာဝင်ခဲ့ကြပါတယ်နှမလေးရေနှမလေးမထေတီခေါ်တန်းကြားလိုက်တော့အိရှိကိုထွက်ကြည့်လိုက်တော့ကြီးမားပြီးထိတ်မှာဘူကြီးတစ်ခုပါတဲ့မွေကြီးတစ်ကောင်တွေ့လိုက်ရတော့ထိတ်လန့်သွားပြီးအသက်မထွက်ရဲပဲငြိမ်သက်နေမိတယ်ဒီမှာကြည့်နေစင်မှာပဲမွေကြီးတွင်ကလေယောက်ျားပြိုတယောက်တင်ကိုပြောင်းလဲသွားတယ်အဲ့ဒီယောက်ျားပြိုမှာအသက်20ကျော်ခန့်ရှိပြီးတော့ချောမောခန့်သားကရောင်ရဆောင်နေရှေးခေတ်ဝစ်စားတွေကိုဝစ်စင်ထားတာတွေ့လိုက်ရပါတယ်အဲ့ဒီယောက်ျားပြိုကိုတစ်ချိန်တစ်ခါမှမြင်ဘူးတော့အံ့ဩတကြီးငေးကြည့်နေမိစင်မှာအဲ့ဒီယောက်ျားပြိုကမထေတီကိုစူးရှာတဲ့မျက်လုံးတွေနဲ့ကြည့်လိုက်ပြီးတော့နှမလေးကလိပ်ပြလာလို့ဟိုးအရင်ကတည်းကမောင်ကြီးချစ်ခင်စုံမနေခဲ့မိတာအခုတော့အချိန်နေပေးလို့နှမလေးကိုမောင်ကြီးရဲ့နေရာကိုအလယ်လိုက်ဖို့လားခေါ်တာအဲ့ဒီလိုပြောလိုက်တော့မထေတီလည်းပြန်ပြောရင်ပြင်လိုက်တော့လဲယောက်ျားပြိုရဲ့တန်လိုက်တဲ့ကဲ့သို့ညှိုးဝါးပြင်းပြီးစူးရှာတဲ့မျက်လုံးတွေကိုကြည့်မိပြီးမိသည့်စကားမှမဆိုနိုင်တော့ချင်းဒီအချိန်မှာယောက်ျားပြိုကမထေတီရဲ့လက်ကိုဆွဲပြီးခေါ်ဆောင်သွားလိရာမထေတီမှာစိတ်ညှို့ခံထားရသည့်လားမငင်းဆန်နိုင်တော့ပဲလိုက်ပါသွားမိပါတယ်ယောက်ျားပြိုခေါ်ဆောင်ရောက်ကိုလိုက်ပါသွားနေတဲ့မထေတီမှာရွာထိပ်ကနေဇေဒီတော်နားကိုရောက်တဲ့အခါတွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်အလိုပင်အံ့ဩသွားမိပြီးသူမအမြင်နဲ့မှားနေသလားလို့တွေးကမျက်စိနှစ်ဖက်ကိုပုတ်ပြီးကြည့်လိုက်တော့လဲမြင်ကွင်းကပြောင်းလဲမသွားပေသူမမြင်တွေ့နေရသည်ကဇေဒီတော်ရဲ့ဘေးနားမှာရှေးခေတ်နန်းတော်ကြီးလိုအစာဦးကြီးတစ်ခုအဲ့ဒီအစာဦးကြီးမှာလင်းထိန်နေပြီးအထက်မှာရှေးခေတ်ဝစ်စားတွေဝစ်စင်ထားတဲ့လူတွေလှူရှားသွားလာနေကြတယ်မထေတီမှာဒီစီရီတော်ဝင်းကျင်ကိုအခါပေါင်းမရေတွက်နိုင်အောင်သွားလာခဲ့ဘူးတော့လေအဲ့ဒီစာအုပ်ကြီးကိုတစ်ချိန်တစ်ခါမှမြင်တွေ့ဘူးခြင်းမရှိခဲ့ဒါကြောင့်အဝတ်တကြီးငေးကြည့်နေမိပါတယ်အလွန်အဝန်းနေရလားနှမလေးဒီတိုင်တန်းကြီးကဟိုးအရင်ကတည်းကတည်ရှိနေရပါတာမန်လူတွေရဲ့မျက်စိနဲ့မမြင်နိုင်လို့နှမလေးမမြင်တွေ့ရတာပါဒါဆိုရင်ရှင်ဟာမောင်ကြီးကဒီဇီတော်ရဲ့ဌာပနာတော်တွေကိုမတမာသူတွေယူငင်ဖြက်စီးခြင်းမပြုစီနိုင်ဖို့စောင့်ရှောက်နေရတဲ့ငကတိုက်ကတိုက်ပိုင်နာကားရာစာပါသူတို့ကတော့တိုက်ဆောက်နေတဲ့မောင်ကြီးရဲ့အချွေရံနေပါကျမကဘာဖြစ်လို့ခေါ်လာလဲပြန်ပို့ပေးပါအမေနဲ့ကိုတို့စိတ်ပူနေကြလိမ့်မယ်မစိုးရိမ်ပါနဲ့နှမလေးကိုပြန်ပို့ပေးမှာပါမောင်ကြီးကနှမလေးကိုမြေတာတတ်ဝင်ပြီလို့ခဏခေါ်ဆောင်လာတာပါအရှင်ကလည်းကျမမသိဘူးကျမပြန်တော့မယ်ခဏနေပြန်ပို့ပေးပါမယ်အခုတော့တိုင်တန်းနဲ့ကိုခဏလိုက်ခဲ့ပါအောင်နှမလေးနာဂရာဇာကသူ့ရဲ့လက်ကိုဆွဲရခေါ်ဆောင်သွားပြန်တော့မထေတီလည်းလိုက်ပါသွားရပြန်တယ်တိုင်တန်းဝါကိုရောက်တဲ့ကတိုင်တဲမှာလှုပ်ရှားသွားလာနေကြတဲ့သူတွေကနာဂရာဇာကိုယူသေးပေးကြတာတွေ့ရပါတယ်နာဂရာဇာကအတွင်းဘက်ကိုခေါ်ဆောင်လာလျာမထေတီမှာငေးမောပြီးလိုက်ပါလာမိတယ်အတွင်းဘက်ကိုရောက်တဲ့ကမီးရောင်နဲ့လင်းထိန်နေတဲ့အခန်းကျယ်တစ်ခုလေးကိုရောက်ရှိလာခဲ့ပါတယ်
အခန်းကြီးထဲမှာအမျိုးမြင့်မသိတဲ့မွေးရနက်နေမွေးပြက်နေပြီးခန်းနာလာတဲ့တလွန်ကြီးတစ်ခုလည်းရှိနေတယ်။နာဂရစာကတလွန်ကြီးပေါ်ကိုပွေ့ချီပြီးတော့တင်လိုက်တဲ့အခါမထေတီမှာကြောက်လက်တကြားနဲ့ရုန်းကန်ပြီးထွက်ပြေးမိပါတယ်။အဲလိုရုန်းကန်ရေးထွက်ပြေးနေရင်ကနေတနေရာရောက်မှာကျန်ကင်းတစ်ခုကနေရုတ်တရက်ကျွန်းချသွားပြီးမထေတီလည်းအောက်ကိုပြုတ်ကျသွားလိတော့ကြောက်လက်တကြားနဲ့အော်ဟစ်လိုက်မိပါတယ်။မထေတီတယောက်အတန်ကိုအော်ဟစ်လိုက်တော့လဲအော်တန်ကပင်ကိုထွက်မလာပဲလေချောင်းဝါမှာပင်ပြောင်းဆုံးလို့သွားပါတယ်။ဒါကြောင့်ဘေးပဝင်းချင်းကိုကြည့်လိုက်တဲ့အခါသူမရဲ့အိယာထမ်းမှာပဲရှိနေရကိုတွေ့ရတော့သူမအိမ်မက်မက်နေမှသိလိုက်တယ်။အိမ်မက်လို့ဆိုတော့လေအပြင်မှာတကယ်ပင်ဖြစ်ပြက်သွားတဲ့ကဲ့သို့ခံစားနေရပါတယ်။ကြောင်းလက်စိတ်မောပန်းစိတ်တွေကြောင့်သူမတကူလုံးချွေးများ stress ဆိုနေပြီးမောဟိုက်နေတဲ့နာဂရစာဆိုတဲ့ယောက်ျားပြိုနဲ့တိုင်တန်းကြီးကိုအပြင်မှာမြေတွင်းလိုက်ရတဲ့ကဲ့သို့သူမတေချာပင်မှတ်မိနေပါတယ်။ဒီအချိန်မှာအမျိုးမြင့်မသိတဲ့မွေးရနက်တစ်ခုကိုရှူလိုက်ရတော့အလုံးမဲထိတ်လန့်သွားမိတယ်။အဲ့ဒီမွေးရနက်ကတိုင်တန်းကြီးထဲမှာသူမရှူဆိုင်ကင်းရတဲ့မွေးရနက်ပင်ဖြစ်နေသောကြောင့်ဖြစ်ပါတယ်။ဒီခိုင်းမှာပဲအိမ်ပြင်ဘက်ကနေခွေးတအုပ်ရဲ့ဆွဲဆွဲငင်ငင်ဦးလိုက်တန်ကိုကြားလိုက်ရပြန်တော့ခြေပြားလက်ဖြောင်းတွေပင်အေးဆန်းလာပြီးကြောက်လန့်လွန်းတော့အတန်ပင်မထွက်ရဲပဲဆောင်းကိုခေါင်းမိချုံကငိမ့်သက်နေမိပါတယ်။မနက်မိုးလင်းတဲ့အခါမှာကို၃ယောက်မှလေထဲကိုထွက်သွားကြပြီးမထေတီမှာမိခင်ကြီးကိုကူညီချက်ပြုတ်ရင်းအိမ်မှာကြံနေရစ်ခဲ့ပါတယ်။ချက်ပြုတ်နေရင်ကနေညအိမ်မက်ချောင်းကိုပြန်တွေးလိုက်မိတိုင်းကြက်သိမ်းမွေးကြီးနေထလာတယ်။အိမ်မက်ချောင်းကိုမိခင်ကြီးကိုပြောပြရင်စိတ်ကူးပြီးမှမိခင်ကြီးစိတ်ပူနေမှစိုးရိမ်တာကြောင့်ပြောပြတော့ပဲချက်ပြုတ်ပြီးတဲ့အခါလေထဲကိုထွက်လာခဲ့ပါတယ်။ရွာပြည်စီတော်နားကိုရောက်တဲ့အခါမှာညအိမ်မက်ထဲမှာတွေးခဲ့ရတဲ့နာခါရစာနဲ့တိုင်တန်းကြီးဟာတွေးရလိမလားလို့လိုက်လံရှာဖွေကြည့်ပြီးတော့လဲမိသည့်ရာကိုမှမတွေ့ရချေ။သို့တော့စီတော်နားကိုရောက်လာတဲ့အခါမထေတီမှာသူမကိုတစုံတစ်ယောက်ကစိုက်ကြည့်နေတယ်လို့အနားမှာလည်းတစုံတစ်ယောက်ရှိနေတယ်လို့ခံစားရပြီးတစ်ချက်မှာစိတ်လွတ်ကလေယာဉ်တွေကိုရောက်နေတယ်လို့ခံစားရတော့စိတ်ကိုစူးစီးပြီးအကိုရီရှိရာလေခွေးစီကိုအပြေးတစ်ပိုင်းနဲ့ကတ်တက်သွားတော့မိလေတယ်။ထို့တောင်လည်းသူမရဲ့အသိစိတ်ကိုတစုံတစ်ယောက်ကချုပ်ကင်ထားသလိုခံစားနေရပြီးတော့စိတ်တွေလေးလံထိုင်ပိုင်းနေပါလေ။ဒါကြောင့်ကိုရီကိုမင်းစကားပြောတော့ပဲစပားရီကိုသာရှိနေမိပါလေ။နေလည်းခင်ထမင်းစားပြင်ကြတဲ့အခါမှာကို၃ယောက်နဲ့တူပြန်ကြတော့မိတော့မှမကြုံတွေ့ရတော့လဲညနေပိုင်းမှာတယောက်တည်းပြန်လာခဲ့ရစီတော်နားကိုရောက်တဲ့အခါမှာကြက်သိမ်းမွေးချင်းတွေထားလာတော့အင်ကိုပြေးတစ်ပိုင်းနဲ့ပြန်လာခဲ့ပြီးရွာထိပ်ကိုရောက်တဲ့အခါစီတော်ဘက်ကိုအမတ်မတင်လှည့်ကြည့်လိုက်မိရမှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အလွန်ပင်အံ့ဩသွားရပြီးအလွန်လည်းကြောက်လန့်သွားမိတယ်။မထေတီမြင်တွေ့လိုက်ရသည်ကစီရီတော်နားမှာမတ်တက်ရက်ပြီးသူမကိုလှမ်းကြည့်နေတဲ့ရှေးခေတ်အဝေးအစားနဲ့နာဂရစာကိုမြင်တွေ့လိုက်ရတော့ကြောင့်ပဲဖြစ်ပါလေ။ဒါကြောင့်အင်ကိုအမြန်ပြန်ပြေးသွားမိလေပါလေ။အချိန်ကညတကောင်ကျော်ခန့်ရွာသူရွာသားတွေမှာညရဲ့လမ်းရအောင်မှာအိတ်ဆက်အနားယူနေကြပါတယ်။ဒီချိန်မှာရွာထဲရှိစီရီတော်ဘက်ကနေရွာရိတ်ကိုတိတ်ပြည့်ဝင်လာနေတဲ့မွေကြီးတစ်ကောင်ကိုတွေးလိုက်ကြတဲ့ရွာခွေးတအုပ်ကဝိုင်းပြီးဟောင်ကြလေတော့မွေကြီးကကောင်းတာပြီးဆူရှာရီမျက်လုံးတွေနဲ့ကြည့်လိုက်ပြီးနှာမုတ်တန်ပေးလိုက်ရဟောင်နေကြတဲ့ခွေးတွေမှာမိကုတ်ပြီးပြေးကြလေတော့တယ်။အဲဒီမွေကြီးမှာရွာရိတ်ကိုဆက်ဝင်လာပြီးမထေးထေးတို့ခြံဝင်းထဲကိုဝင်ရောက်သွားလေတယ်။ပြီးတော့ပတင်းပေါက်ကနေအိမ်ပေါ်ကိုတက်လာကမထေးထေးရဲ့အိတ်ခမ်းစီကိုသွားပြီးအိပ်ပြောင်နေတဲ့မထေးထေးရဲ့မျက်နှာကိုဆူရှာတောက်ပြောင်နေတဲ့မျက်လုံးတွေနဲ့အတန်ကြောင်ဆိုက်၍ကြည့်နေပြီးမထေးထေးရဲ့ဘေးမှာခွေ၍နေလေရတယ်။မိခင်ကြီးနဲ့ကို၃ယောက်မှအိပ်ပျော်နေကြတော့အိမ်ပေါ်ကိုမွေကြီးတက်လာသည်ကိုမသိကြတော့လဲမထေးထေးမှာသူမရဲ့ဘေးကိုမွေကြီးရောက်ရှိနေရကိုစိတ်ထဲကသိနေပေမဲ့မျက်လုံးတွေမှာဖွင့်ရမရ။စိတ်တွေလည်းလေးလံတွေကတစုံတစ်ခုကအချုပ်ကင်ထားသလိုခံစားနေရပြီးတော့လေယာဉ်တွေကိုရောက်ရှိနေတယ်လို့ဖြစ်ကကိတ္တမြကြမှာအမောင်တိကျသွားပါလေ။အဲဒီလိုဖြစ်ပြီးနောက်နေ့ကစပြီးမထေးထေးမှာမူရာတွေပြောင်းလဲလာတယ်။အလုံးလုံးချင်းချက်ပြုတ်စားတော့ခြင်းတွေကိုလှုပ်ဆောင်နေတော့လဲလူမမှိုင်းတွင်နေတယ်။စိတ်နဲ့ကိုမကတ်တယ်လို့မင်းရင်လည်းမကြောက်ရီမောပျော်ရွှင်ခြင်းလည်းမရှိတော့ပဲငေးမှန်ရည်သာနေလေရတယ်။ရှန်နေငယ်များကြားတဲ့အခါမှာမိခင်တွေကိုရင်းကတတိထားမိလာကြပါတယ်။ဟဲ့တီညီမဖြစ်နေရလေ။ညီကိုကြည့်လိုက်မှိုင်းတွေးနေရပဲနေမကောင်းဘူးလား။ဟဲ့တီနေကိုမေးနေရလေမကြောက်ဘူးလားမင်းနေရောမခံလေးစားနဲ့နေဘာဖြစ်နေရလဲအကိုရီးယားဒေါသထွက်သွားကြပြီးဝိုင်းဝန်းပြောဆိုနေတော့လဲမထေးတီကတော့တုံနေပါဝေးပြီဟောဒီကောင်မလေးကတော့ကွာ
အကိုလက်ကဒေါသထွက်လာပြီးကြောကုန်းကိုကက်ဆက်ဆက်ရိုက်လိုက်မှတတိဝင်လာပြီးနာကျင်ဟန်ပြပဲနဲ့ဟမ်ရှင်ဘာလဲရဲ့မေနေကိုမေးနေရလေမကြောက်ဘူးလားနေဘာဖြစ်နေရလဲဘာမေးရလဲမကြောက်လိုက်ဘူးမေညီကြီးရတာတမမိုင်တွေနဲ့နေမကောင်းဘူးလားဘာဖြစ်နေရလဲကောင်းပါရဲ့မေဘာဖြစ်ပါဘူးအဲ့ဒီလိုပြောကခန်းထဲကိုဝင်သွားတယ်မထေးထေးကိုကြည့်ပြီးမိခင်ကြီးနဲ့ကိုသုံးယောက်မှနားမလည်နိုင်ဖြစ်နေကြရပါလေအမေညီမလေးကိုကြည့်အောင်တမျိုးကြီးပဲဟုတ်တယ်အမေလည်းသတိထားမိတယ်အခုတလောစကားလည်းသိမပြောဘူးသူနေမကောင်းလို့နေမှာပါကွယ်မိခင်ကြီးနဲ့ကိုသုံးယောက်မှမထေးထေးကိုသတိထားပြီးစောင့်ကြည့်နေကြတယ်တနေ့မှတော့ကိုလက်ဖြစ်သူကအိပ်ပျော်နေရင်ကနေစကားပြောတယ်လို့ကြားလိုက်ရတော့လှန်နိုးလာတယ်အတန်ကိုနားဆွင့်ကြည့်လိုက်ရညီမဖြစ်သူမထေးထေးရဲ့အိတ်ခမ်းထဲကနေယောက်ျားတစ်ယောက်နဲ့စကားပြောတဲ့တဲ့ကိုကြားလိုက်ရတော့ရှော်ရဲကကာရာသားတစ်ယောက်နဲ့မထေးထေးတို့အချစ်ကြိုက်နေပြီးညဘက်မှာမိခင်ကြီးနဲ့ကိုရီမသိအောင်ခိုးတွေးနေရလို့ထင်ပြီးဒေါသထွက်သွားကခေါင်းရရှိလက်နှိပ်တံမီကိုရွေပြီးခြေပေါ်နေကသူ့ရဲ့အိတ်ခမ်းစီကိုသွားလေတယ်အခန်းဝကိုရောက်သည့်တိုင်အောင်အခန်းထဲမှာစကားပြောနေတဲ့အတန်ကိုကြားနေရဆဲပဲဒါကြောင့်မထေးထေးရဲ့အိတ်ရာစီကိုတမီးနဲ့ထိုးကြည့်လိုက်တယ်တမီးရအောက်မှာမြေတွေးလက်ရတဲ့မြင်ကွင်းကြောင့်အကိုလက်မှာအံ့အားသင့်သွားရပြီးပါဆက်ကအာမေဒိတ်တံပင်ထွက်သွားရလေရောတယ်တမီးရအောက်မှာကိုလက်မြင်တွေးလက်ရသည်မှာညီမဖြစ်သူမထေးထေးမှာအိမ်မောကြားလျက်ရှိနေပြီးတော့သူမရဲ့ဘေးမှာကြီးမားတဲ့ငွေကြီးကခွေလျက်သားငွေကြီးကမီးရောက်လာရဘက်ကိုဆူးရှားတဲ့မျက်လုံးနဲ့ကြည့်လိုက်ပြီးအခန်းပတင်းပေါက်ကနေအောက်ကိုရှော့ဆင်းသွားနေတယ်ဒီကမှကိုလက်မှာအဟောထိတ်နေသွားပြီးမင်းတက်နေမိရာကနေတတိဝင်လာကအကိုကြီးအမေလာကြပါဦးဗျာညီမလေးခန်းထဲမှာမွေးရောက်နေတယ်ဗျာကြည့်ပဲအကိုလက်ရဲ့အော်တန်းကြောင့်မိခင်ကြီးဒေါ်ရီတီနဲ့ကိုရီနိုးလာပြီးတော့ဟမ်ဘယ်မှာလဲမွေးဘယ်ရောက်ဝင်လာလဲဟဲ့တခါမှလည်းမလာဘူးရံမလို့ကြနေတော့ဘယ်မလဲမရှိတော့ဘူးမေတာတမင်းနဲ့ထိုးကြည့်တော့ညီမလေးပြီးမှခွေးနေတာနေတိုင်းမဟုတ်ဘူးဗျာဟဲ့ဟုတ်လားသမီးလေးဘာဖြစ်သွားသေးလဲကြည့်ကြပါဦးအကိုရီနဲ့မိခင်ကြီးတို့စိုးရင်ပူပန်ပြီးဒုတ်ဆွဲသူကဆွဲဝေရှာသူကရှာနေစူညံနေတော့လဲမထေးထေးကနိုးမလာသေးချင်းအိမ်မောကြားလျက်သားပဲဟဲ့သမီးအမလေးခေါ်လို့လည်းမရဘူးကြည့်ကြပါဦးဟဲ့ဘာဖြစ်သွားသေးလဲလို့ဘာတန်ရမှာတော့မတွေ့ဘူးမေညီမလေးမိခင်ကြီးနဲ့ကိုရီကစိုးရင်ပူပန်စွာနဲ့အော်ဟစ်လှုံနှိုးနေကြပြီမဲ့မထေးထေးကတော့နိုးမလာသေးပဲအိမ်မောကြားလျက်သားပဲအကိုကြီးကဘုရားရှင်ကတောက်တော်ရေခွက်ကိုဆွံ့ယူပြီးမျက်နှာကိုအနှဲငယ်ဖျန်းလိုက်တဲ့အခါမှာလွန်းလာပြီးနိုးလာလေတော့တယ်ဘာဖြစ်လို့လဲဘာဖြစ်နေကြတာလဲမထေးထေးကဘာမှမသိတယ်လို့မေးလိုက်တာကြောင့်ငါအတန်ကြားလို့လာကြည့်တော့နေပေးမှာမွေးခွေနေအောင်တွေးလို့နေဘာဖြစ်သွားသေးလဲဟုတ်လားကျမဘာမှမသိဘူးဘာမှလည်းမဖြစ်ဘူးအိတ်ချင်နေပြီအိတ်တော့မယ်အဲ့ဒီလိုပြောပြီးပြန်လဲအိတ်တော့မိခင်ကြီးနဲ့ကိုရီမောင်နားမလည်နိုင်ဖြစ်ကြရပါတယ်အမေညီမလေးကိုကြည့်ရတာတခုခုဖြစ်နေတယ်လို့ပဲနော်တမမိုင်တွေနဲ့အခုဆိုပိုဆိုးလာပြီဟုတ်တယ်အမေလည်းအဲ့ဒီကြောင့်ပဲစဉ်းစားနေတာဘယ်လိုလုပ်ရင်ကောင်းမလဲအခုဖြစ်နေရမရိုးသားဘူးလို့အမေထင်တယ်အထက်ဆရာကြီးခေါ်ပြကြည့်ရရင်မကောင်းမလားဟုတ်တယ်မေကျွန်တော်လည်းညီမလေးခုလိုဖြစ်နေရမရိုးသားဘူးလို့ပဲထင်တယ်နားလေတဲ့တွေနဲ့တိုင်ပင်ပြီးတော့ဆရာလေးပြကြည့်ပါလားအမေမနဲ့ကြမှာဦးသာလာတော့ကိုပြောပြပြီးမေးမြန်းကြည့်ပါဦးမေဟုတ်ကဲ့မေမမြန်လုံးမကြာရင်ပို့ဆိုးလာမှာမိခင်ကြီးနဲ့ကိုရီကစွန့်ရင်ပူပန်ပြီးတိုင်ပင်ပြောဆိုနေကြပေမဲ့မထေးထေးကတော့ဘာမှမသိတယ်လို့ပဲအိမ်မောကြားလျက်သားနောက်တနေ့မနက်မိုးလင်းတဲ့အခါအကိုရီကလေတွေကိုဆင်းရန်ပြင်ဆင်နေကြချိန်မထေးထေးကလည်းလေတွေကိုလိုက်ရန်ပြင်နေတော့ဒေါ်ထေးကြီးကနေဟဲ့သမီးနေကောင်းရဲ့လားနေမကောင်းရဲ့လေတွေကိုလိုက်မနေနဲ့လေကောင်းပါရဲ့ဘာဖြစ်ပါဘူးအဲ့လိုတမဲစွာပြောပြီးလေတွေကိုလိုက်ပါသွားတယ်ဒီခါမှဒေါ်အေးကြီးလည်းတပတ်တစ်ထည်ကိုခေါင်းပေါင်းပြီးဦးသာလာအိမ်ကိုထွက်လာခဲ့ပါတယ်ဦးသာလာရေဦးသာလာရှိလားဟေးဘသူတော့ဟာဒေါ်အေးကြီးပါလားလာဒီဗျာဘာကိစ္စရှိလို့လဲဦးသာလာရဲ့အိမ်ရှိရောက်တဲ့ကအတန်ပြုတ်လိုက်တော့ဦးသာလာကထွက်ကြည့်ပြီးခေါ်ပါတယ်ကဲလာထိုင်ဗျာဘာကိစ္စများရှိလို့လဲကိစ္စတော့အိမ်ကသမီးထေးထေးကိစ္စပါဟေးထေးထေးကဘာဖြစ်နေလို့လဲဟာ
ဘာဖြစ်နေမှန်းကိုမသိပါဘူးဦးသားလာရဲ့တမန်မိုင်းတွေတွေနဲ့မေးလို့လည်းမရဘူးပျော်လေကြားချင်မှကြားတာအခုတလောပို့ဆိုးလာတယ်ညလေတွေ့ခံနေရစကားပြောတဲ့ကြားလို့အလက်ကောင်ကထကြည့်ရောမွေးတကောင်သူ့ဘေးမှာခွေးနေတာတဲ့သွားတော့အိပ်ပျော်နေတာအလက်ကောင်ဓမီနဲ့ထိုးကြည့်တော့မှပတင်းပေါက်ကနေဆင်းသွားတာကျမတို့လည်းစိတ်ပူပြီးသူ့ကိုနိုးတော့နိုးမရဘူးနောက်ဆုံးအကြီးကောင်ကဖျားစိန်ကတောက်တော်ယူကက်ကိုစုံပြီးဖြန်းလိုက်မှနိုးလာတယ်သူ့အမိတီတော့သူကလည်းမထုံတက်တဲ့နဲ့မတီးဘူးအိတ်ချင်တယ်ဆိုပြီးပြန်အိတ်သွားတာမယိုးသားဘူးထင်လို့ဦးသားလာနဲ့လာတိုင်ပင်တာဟေးအတော်ထူးဆန်းပါလားငွေကြီးကအိတ်ခမ်းထဲဝင်ပြီးလူလဲအန်တရံပြုတ်ပဲဘေးမှာခွေနေရဆိုတော့ထူးဆန်းနေတယ်ဗျာခမ ्या ပြောပုံအရဆိုရင်တော့မယိုးသားတာမှန်ပဲမနာလိုတဲ့သူတွေကမကောင်းတဲ့ပညာတွေနဲ့တိုက်ခိုက်ထားလိမ့်သလားဗျာကျမလည်းအဲ့ဒါကိုပဲစိတ်ပူနေတာဦးသားလာဒီเจ้าနေနားလေလို့ကျမလာတိုင်မင်းတာဘယ်လိုလုပ်ရင်ကောင်းမလဲဟိုဘက်ရွာကဆရာညိုကတော့ပယောကကူတယ်ဟုတ်တော်ရှိမဟုတ်တော်ရှိပင်ပြီးတော့ပြကြည့်ပါလားဟုတ်ကဲ့ကျမလည်းဆရာညိုကိုပင်ရကောင်းလားစဉ်းစားနေတာနေ့လေကြရင်သားကြီးကိုအပင်ခံလိုက်တော့မေးအေးကောင်းတယ်ပြကြည့်တော့ရှင်းရှင်းလင်းလင်းသိရတာပေါ့ဟာဟုတ်ကဲ့ဦးသားလာဒါဆိုကျမပြန်လာအောင်မေးဟုတ်ကဲ့တော်ကြီးကျွန်တော်လေးလာကြည့်ပါဦးမေတော်ကြီးလည်းဦးသားလာကိုနှုတ်ဆက်ပြီးအိမ်ကိုပြန်လာခဲ့ပါရီတော်ကြီးဦးသားလာရဲ့အိမ်ကနေပြန်လာပြီးအိမ်မှာသမီးနေချက်ပြုံရင်သမီးဖြစ်သူမထေးကြောင့်စဉ်းစားရင်းနဲ့စိတ်ပူနေမိပါရီနေနဲ့သမီးစားပြန်လာကြတဲ့အခါမှာသားကြီးကိုအတာလက်ကုပ်ပြီးအိမ်နောက်ပြီးကိုခေါ်သားကြီးအမေမနက်ကဦးသားလာကိုသွားပြီးတော့အကျိုးကြောင့်ပြောပြတော့ဦးသားလာဟိုဘက်ရွာဆရာညိုပင်ပြီးတော့ပြကြည့်ပါလားတဲ့အဲ့ဒါသားသမီးစားပြီးရင်ဟိုဘက်ရွာကိုခတ်တော့သွားပြီးတော့ဆရာညိုပင်ငယ်ကြလားဟုတ်ကဲ့မေသားသမီးစားပြီးတော့ပြင်လိုက်မေအေးဒါနဲ့မင်းညမအချင်းနေထူးသေးလားမထူးဘူးမေလေထဲမှာလဲငူငိုင်နဲ့စကားလေးတစ်ခုမှမပြောဘူးအမေလည်းဘာလို့ရမှန်းကိုမသိတော့ပါဘူးသားရဲ့သားသမီးမြန်စားပြီးတော့ဆရာညိုသားပြင်ငယ်တော့ဆရာညိုလာမှအကြောင်းရင်းသိရတော့မှာပဲဟုတ်ကဲ့မေအဲ့ဒါဆိုသားသမီးသက်စားလာအောင်မေဒေါ်ကြီးနဲ့သားကြီးဖြစ်သူမှာတီတူပြောဆိုတိုင်ပေပြီးအိမ်ရှိကိုပြန်လာကသမီးဆောင်ရပြင်ဆင်ကြပါရီမိခင်ကြီးနဲ့ကိုရီကသမင်းစားဖို့ပြင်ဆင်ကူးခတ်နေကြတော့လဲမထေးတေးကရွာလမ်းမကြီးဘက်ကိုငေးကြည့်နေပြီးမလုံမရှမ်းသမီးကြီးသမင်းစားရအောင်လာလေဒေါ်ကြီးခေါ်တဲ့ကြောင့်မထေးတေးတစ်ချက်လမ်းကြည့်ပြီးထလာတော့လဲစိတ်ရုပ်တရုပ်လိုပဲသမင်းစားတော့ကြပြီးကိုကြီးကတစ်ဖက်ရွာကိုဆရာညိုကိုပြင်ရထွက်သွားပါရီဒေါ်ကြီးလည်းကျန်တဲ့သားနှစ်ယောက်ကိုအကျိုးကြောင့်လက်ကုပ်ပြီးပြောပြထားလိုက်တယ်တနင်္လာနေ့ကမြကြားတဲ့ကောင်မှာတားကြီးဖြစ်သူနဲ့ဆရာညိုတို့ရောက်ရှိလာတယ်ဆရာညိုမှာအသက်50ကျော်ခန့်ရှိပြီးအနီးနားရွာတွေကအားကိုးရတဲ့ပယောဂဆရာဖြစ်ပါတယ်။ဒေါ်ကြီးကဆရာညိုကိုခေဦးကျုပ်ပြပြီးအေဦးကန်ဖျားရှင်ရှိမှဖျားခင်းပြီးတော့နေရာပေးပါတယ်။ဆရာညိုလည်းဒေါ်ကြီးခင်းပြီးတဲ့ဖျားအောင်မှထိုင်လိုက်ပြီးပကုံးတက်ကဆေးလွယ်အေးကြီးနဲ့လက်ထဲကချိန်လုံးကိုဘေးကိုချထားလိုက်ပြီးရောကဲဒေါ်ကြီးဘယ်လိုဖြစ်တာလဲဆရာအောင်ရှင်းပြအောင်။ဟုတ်ကဲ့ဆရာညိုကျမသမီးလေးအကောင်ကြီးကနေတမမန်တေးဖြစ်နေလို့ပါဆရာပြီးတော့လေမင်းညာသမီးအိတ်ခမ်းတွေကိုမွေကြီးတကောင်ရောက်လာတယ်ဆရာသားလက်ကောင်ကအတန်ကြားလို့ချပြီးသမီးနဲ့ထိုးကြည့်လို့တွေ့ရတာသမီးလေးကိုတော့အန်တရမပေးသွားလို့တော်သေးတယ်အဲ့ဒါဘာဖြစ်တာလဲဆိုတော့ဆရာမျိုးစမ်းသက်ပြီးကုသပေးပါဦးဟောဒီလိုလားဒီကလေးမအမောင်ပြောကအတိုက်ခိုက်တွေရှိလားဆိုတော့ဆရာစမ်းသက်ကြည့်လာအောင်မေအဲ့လိုဆိုကဖျားရှိခေါ်တယ်ပြီးတော့မှကဲတော်သေးကြီးရင်လူနာကလေးမကိုဆရာစီခေါ်ခဲ့ပါဆရာညိုကပြောလိုက်တော့ဒေါ်အေးကြီးကအိတ်ခမ်းထဲမှာနိုင်ငံကြီးထိုင်နေတဲ့မထေးတီကိုသွားပြီးတော့ခေါ်ဆောင်လာပါရီမထေးတီရောက်ရှိလာတဲ့ကဆရာညိုကမထေးတီရဲ့ခေါင်းကိုကင်လိုက်ပြီးတော့ကဲဒီကလေးမကိုပြူစားနှောက်ယှက်ထားသူရှိရင်အခုချက်ချင်းဝင်ရောက်စီငါဆရာညိုအမိတ်အဲ့လိုဆိုလိုက်တဲ့တခဏမှာငြိမ်သက်နေတဲ့မထေးတီမှာလှုပ်ရှားလာလေပြီးတကူလုံးတစ်ဆက်ဆက်တုံးရင်ကောင်းငါ့ကိုခေါ်တာမတူလေမင်းကဘာကောင်လဲညတောင်ဒီကြီးနဲ့ဆရာညိုကြည့်ကမေးပါလေထူးဆန်းဒီမှာမထေးတေးရဲ့အတန်မှာဒေါသထွက်နေတဲ့ယောက်ျားတစ်ယောက်ရဲ့အတန်မျိုးအောင်မမင်းအမြငါလို့ဆရာကိုဘယ်လိုလေတန်နဲ့လာပြောနေရလဲငါချိန်လို့ဆောင်ပြီးသွားမယ်ဘာမှတ်နေလေကွာမင်းကဘာတူလဲဒီကလေးမဘာကြောင့်နှောက်ယှက်နေရလဲမှန်တိုင်းဖြေစမ်းမဖြေဒီမတွေ့လားချိန်လုံးဆောင်ပြီးသွားမယ်
မင်းလိုမလောက်လေးမလောက်စားဆရာစုပ်ကများငါ့ကိုရိုက်မလို့တဲ့ထိရဲရင်ထိကြည့်လိုက်စမ်းနာကရာစာကြောင့်ကောင်းကောင်းသိသွားစေရမယ်ဆရာညိုကလေတံမမလေးပြောလိုက်တော့လေထိထိကကြောင်ရွံ့ဟန်ပြပဲပြန်လေ၍ပင်ကျင်းဝါနေရောဆရာညိုကလက်ထဲကချိန်တော့နဲ့ရိုက်ရပြင်လိုက်တာအောင်မလေးကြောက်ပါပြီဗျာနာဂရစာပူကန်နေတဲ့မထေထေကသူ့ကိုရိုက်ရပြင်လိုက်တဲ့ဆရာညိုကိုလှိမြန်စွာတိုးလိုက်တော့ဆရာညိုမှနောက်ကိုလဲချသွားတယ်ဒီကမထေထေကလည်းချိန်တို့ကိုကောက်ယူလိုက်ပြီးရိုက်နှက်လေတော့ဆရာညိုမှသူ့ရဲ့ဆေးလွယ်အိတ်ကိုပဲမရှူနိုင်တော့ပဲအိမ်ပေါ်ကနေဆင်းပြေးရလေရောတယ်ဒီကမထေထေကမတက်တစ်ခေါက်ပညာလေးနဲ့နာဂရာစာကိုလာဆန်းကျင်သေးတယ်အခုတော့နာဂရာစာကြောင့်ကိုသိသွားပြီမလားအဲ့ဒီလိုနှက်ကြောသောတန်ကြီးနဲ့ပြောဆိုလိုက်ပြီးလဲကျသွားလျောက်ဒေါ်အေးကြီးမှမဝင်မရင်းနေနာကိုကတ်သွားပြီးတော့သမီးတစ်တီအဲ့လိုခေါကလှုံလို့လိုက်မှတတိရလာလေတော့တယ်အဲ့လိုဆရာညိုမကူးတောင်းနိုင်မဲ့အဆက်တကွင်းနဲ့ပြန်ပြေးတောင်းရတဲ့တည်မှာရွာနီးထုတ်ဆက်ကိုပြန့်နှံ့သွားလေတယ်မတီးရဲ့အခြေအနေမှာလည်းပို၍ပင်စိုးဝါလာတယ်စိတ်နဲ့ကိုမကတ်တော့တယ်လို့ဖြစ်နေပြီးစကားလင်းပြောတော့ပဲသူမရဲ့အိတ်ခမ်းထဲမှာသာမှိုင်တွေးနေပါလေပိုးရဆိုးဒီကညဘက်တီပါမထေထေရဲ့အိတ်ခမ်းထဲကနေယောက်ျားတစ်ယောက်နဲ့စကားပြောဆိုနေတဲ့ကိုညာတိုင်းလိုပဲကြားနေရပြီးအကိုရီတော်ရီကြည့်ရှုရမှာမထေထေကိုအိပ်ပျော်လျက်သားနေတာတွေးကြရပြီးတော့တခြားမိသူကိုမှမတွေ့ရပေတချို့ကမထေထေမှာနှကားတိုက်ကတိုက်ပိုင်နေချစ်ကြိုက်နေတော့တိုက်ပိုင်ကညာတိုင်းလာရောက်နေခြင်းဖြစ်ပြီးမကြမီပါမီတိုက်ပိုင်ကမထေထေကိုဝိညာဉ်ထုတ်ပြီးတိုက်ကိုခေါ်ယူရမယ်ဟူ၍လည်းထင်ကြီးပြီးပြောဆိုနေကြပါတယ်အဲ့ဒီအကြောင်းလေးကြောင့်ဒေါ်အေးကြီးနဲ့ကိုရီမောင်မထေထေအတွက်အလွန်ပဲစိတ်ပူပန်နေကြရလေတယ်။ဒါကြောင့်အနီးပတ်ဝန်းကျင်ရွာတွေကနမဲကြီးပယောဂဆရာတွေကိုပင့်၍ကုသကြပါတယ်။တို့တော်လည်းလာရောက်ကုသကြတဲ့ဆရာတွေမှာနာဂရစာကိုမနိုင်ကြပဲဆရာညိုကဲ့သို့ပင်ပစိုးမနိုင်ပဝါမနိုင်နဲ့ပြေးကြရပါတယ်။ဒါကြောင့်မထေထေရဲ့တည်မှာရွာနီးချုပ်ဆက်မှာအလွန်ပဲနမဲကြီးနေပြီးကုသရတဲ့ဆရာမရှိဖြစ်နေပါတယ်။အဲ့ဒီလိုဆရာ3ယောက်ကုသောရမနိုင်တော့ပြန်ပြေးကြရပြီးနောက်ပိုင်းမှာမထေထေမှာတက်တန်လာခြင်းမရှိပဲပို၍ပင်စိုးလာတယ်။အဲ့ရတက်ကမထနိုင်တော့ပဲတတိလစ်မင်းမျောတယ်လို့ဖြစ်နေတယ်။အသက်ရှူနေသေးတော့လေလှုပ်ရှားခြင်းမရှိတော့ဘူး။မိခင်ကြီးကရေကိုစုံငယ်လေးနဲ့တိုက်ကျွေးနေရတဲ့အထိစိုးဝါလာတယ်။ဒါကြောင့်မိခင်ကြီးဒေါ်ရီတီနဲ့အကိုရီမောင်မထေထေတို့အလွန်ပင်စိတ်ပူပန်နေကြရပါတယ်။အဲ့ဒီအချိန်မှာဝါခင်မမျိုးမှာနေလေပြီးပယောကကုသနေတဲ့ဆရာကြီးတယောက်ရောက်ရှိနေတဲ့တဲ့င်းကိုကြားရလေတယ်။အဲ့ဒီဆရာကြီးမှာရွှေရင်ကျော်အစ္ဆဒရမိဒီစီကိုင်းဝင်ဆရာကြီးဦးမြင့်ထုံပင်ဖြစ်ပါတယ်။ဆရာကြီးဦးမြင့်ထုံမှာတက်40ကျော်ခန့်ရှိပြီးရွှေရင်ကျော်ပညာနဲ့နေလေပြီးတော့ခုနှစ်ရက်သားသမီးတွေကိုကုသကယ်တင်ပေးနေသူဖြစ်ပါတယ်။အဲ့ဒီတဲ့င်းကိုကြားလာကြောင့်ဒေါ်ရီတီသားကြီးကိုခေါ်ကဝါခင်မမျိုးဘက်ကိုတွားရပင့်နေ။ဒီကဆရာကြီးဦးမြင့်ထုံလည်းကုသပေးရန်လိုက်ပါလာခဲ့ပါတယ်။ဒေါ်အေးကြီးတို့အိမ်ကိုပြန်ရောက်တဲ့ချိန်မှာညနေဆောင်မှောင်စပြိုနေပြီ။အဲ့ဒီတဲ့င်းကိုကြားတော့ရွာတွေကလူတွေကလည်းစိတ်ဝင်တစားနဲ့လာပြီးကြည့်ရှုကြပါတယ်။ဆရာကြီးအထွန်းမြင့်ကဒေါ်အေးကြီးကဘုရားရှင်ရှေ့မှာဖျားခင်းပြီးနေရပြီးတော့ဖျားဝမထိုင်လိုက်ပြီးဘုရားရှိခိုးတယ်။ဘုရားရှိခိုးပြီးရဲ့အခါမှာကဲဒေါ်အေးကြီးရေခရီးရောက်မဆိုင်ပဲမေးရအောင်မယ်။လူနာကဘယ်လိုဖြစ်တာလဲ။အဲ့လိုမေးတော့ဒေါ်အေးကြီးလည်းဖြစ်ချောင်းကုံစင်ကိုပြောပြလေတယ်။ဒေါ်အေးကြီးပြောပြသမျှကိုနားထောင်ပြီးရဲ့အခါမှာကဲလူနာမိန်းကလေးကိုဒီကိုခေါ်လာခဲ့ပါအဲ့ဒီလိုပြောလိုက်တော့အကိုနှစ်ယောက်ကမထေးသေးကိုပွေ့ချပြီးဆရာကြီးဦးမြင့်ထွန်းရဲ့ရှေ့ကိုခေါ်ဆောင်လာပါတယ်မထေးသေးမှာပက်လက်နေထားနေမြင်မျောနေတယ်ဆရာကြီးဦးထွန်းမြင့်ကနေကဲလူနာရှင်ကဒီလူနာမိန်းကလေးရဲ့အသက်နဲ့ခန္ဓာကိုဆရာစီအပ်ပါတယ်ဆရာကျမသမီးလေးကိုဆရာစီအပ်ပါတယ်ပျောက်ကင်းဟာကုသပေးပါဆရာရဲ့ဒေါ်အေးကြီးကအနက်တော်ဆရာကြီးဦးထွန်းမြင့်လည်းမထေးသေးရဲ့နဖူးပေါ်ကိုလက်တင်လိုက်ပြီးမျက်လုံးကိုမိပြီးတစုံတစ်ခုကိုအာရုံပြုနေတယ်ခဏကြာမှမျက်လုံးဖွင့်လိုက်ပြီးဒေါ်အေးကြီးပေါ်ကိုကြည့်ကဒေါ်အေးကြီးဒီကလေးမအောင်နှောက်ရှက်ထားတာကစေဒီကျောင်းရဲ့ဌာပနာတွေကိုစောင့်ရှောက်နေတဲ့နှကားတိုင်းကအတိုက်ပိုင်ပဲဘာကြောင့်နှောက်ရှက်ထားသလဲဆိုတော့မသိသေးဘူးဆရာကြီးဦးထွန်းမြင့်ရဲ့စကားကြောင့်ဒေါ်အေးကြီးသမီးဖြစ်သူအတွက်စွန့်ရင်ထိန်လန့်သွားရတယ်ရှင်နှကားတိုင်းကတိုက်ပိုင်ကလှုပ်ထားတာဟုတ်လားဆရာကြီးကျမသမီးလေးဟုတ်ကဲ့ပါဦးဆရာကြီးအပ်ပါတယ်တခါလေးပြောင်းကင်းအောင်ကုသပေးခဲ့ပါဆရာကြီးရဲ့
အခုတော့မကူသေးဘူးမနေ့ပြန်မနေ့ကျမှခေါ်သွင်းပြီးတော့မေးမြန်းကြည့်ပြီးဘာကြောင့်လှုပ်ထားလဲဆိုတာသိရမှကုသပေးပါမယ်ဒီညတော့လိုအပ်တာတွေလှုပ်ထားပေးမယ်ဟုတ်ကဲ့အားကိုးပါတယ်ဆရာကြီးရေတခါလေးပြောက်ကင်းဟာကုသပေးခဲ့ပါရှင်ဟုတ်ကဲ့ပါအခုဒီကလေးမအောင်နောက်ဆက်ထားတဲ့တိုက်ပိုင်ကသာသနာတော်ကိုစောင့်ရှောက်နေတဲ့ငကားတိုက်ကတိုက်ပိုင်ဖြစ်နေရောတကိုးသိတိအလွန်ကြီးတယ်ကလေးမလေးကဘာမှယွန်းနေလုံမိထားလည်းမသိဘူးမနေ့ပြန်မှတေးချမေးမြန်းပြီးလှုပ်တဲ့နာတွေလှုပ်ပြီးကုသပေးပါမယ်ဟုတ်ကဲ့ပါရှင်ဆရာကြီးကောင်းတယ်လို့သာလှုပ်ပေးပါကျမတို့ဟာဘာမှအနားမလဲပါဘူးနေပါဦးနှကောင်းစရွာတကယ်ရောရှိလို့လားဗျာလာကြည့်နေကြသူတွေတဲကတယောက်ကမယုံသင်္ကာနဲ့မေးလိုက်တယ်ရှိတာပေါ့ကွယ်မြတ်စွာဘုရားရှင်ရဲ့နောက်ဆုံးစေဘဝထဲမှာပုရိသတ္တနှကားမင်းဘဝပါတယ်ပြီးတော့မြတ်စွာဘုရားရဲ့အောင်ခြင်း၈ပါးထဲမှာလည်းနန္ဒောပဒနာနှကားမင်းကိုလှဝဲတော်ရန်အရှင်မဟာမောဂလန်ဆုံးမနေခဲ့တာအထင်ရှားရှိရလေရှိတယ်ပဲထားပါဦးနှကားဆိုတာကတိရစ္ဆာန်မလားဘယ်လိုလုပ်ပြီးသာသနာတော်ကိုစောင့်ရှောက်နိုင်မလဲနဂါဆိုရိုင်းအဟိတရိစ္ဆာန်မဟုတ်ကြဘူးကွယ်နန္ဒကအိန္ဒကစိန္ဒကအဟိတရိစ္ဆာန်နဂါဆိုပြီးနဂါ၄မျိုးရှိတယ်အဲ့ဒီ၄မျိုးထဲကနန္ဒကားတွေကနတ်တို့ရဲ့စီးစိမ်တချို့နဲ့တကိုးတချို့ကိုပိုင်ဆိုင်ထားကြတယ်နဂါကိုဂလုံးတုတ်ချီရလို့ကြားဘူးကြတယ်မလားတကယ်တော့အဟိတရိစ္ဆာန်နဂါတွေကိုသာဂလုံးတုတ်ချီနိုင်တာပါဘောဂဝရီနဂါပြည်မှာရွှေပြားတက်တည်နေတဲ့စတူမာရီနတ်အနွယ်ဝင်နန္ဒကားတွေကိုတော့မတုတ်ချီနိုင်ပါဘူးနဂါတိုက်တွေကနဂါတွေကစတူမာရီနန္ဒကားမျိုးတွေပဲကမ္မစိတ်တကိုနဲ့ဖန်ဆင်းနေထိုင်နိုင်တယ်လူရမဖန်ဆင်းလေးရှိပြီးသာသနာတော်ကိုအလွန်ကြီးညိုကြတယ်သူတို့ရဲ့ဝီယူဘက်ကနမင်းကြီးရဲ့လက်အောက်မှာရှိတဲ့နန္ဒောပဒနာနဂါမျိုးဝရုဏနဂါမျိုးတွေပဲတိလသမารီရှိတဲ့သူတွေကိုလည်းကုညီဆောက်ရှောက်တတ်ကြတယ်သူတို့ကိုမလေးမစားပြုလုပ်ရင်လည်းဒေါသအလွန်ကြီးကြတယ်နဂါမြတ်ဆောင်အကြောင်းသုံးပါမရွေးဘူးလို့ဆိုလို့ရှိရဲ့ကွယ်ဗုဒ္ဓဘုရားရှင်ရဲ့သာသနာတော်ကိုကြီးညိုကြတဲ့အထက်မှာနဂါတွေအတော်များပါကြတယ်တချို့နဂါတွေကယဟန်ဝိလို့ပေမဲ့သူတို့ဟာလူသားမဟုတ်လို့ဝိခွင့်မရခဲ့ကြဘူးတချို့နဂါတွေကဘုရားရှင်ရဲ့ဆွေတော်တဆူကိုစေတည်ပြီးတော့နဂါပြည်မှာကိုးကွယ်ထားကြတယ်နဂါတွေသာသနာတော်ကိုထောက်ပံ့ကြတဲ့အထောက်ထားတွေအတော်များရှိတယ်နဂါတွေကလူရောဖန်ဆင်းပြီးလူသားတွေနဲ့ချစ်ကြိုက်နေတာကရောတကယ်လားနောက်တစ်ယောက်ရဲ့ဘေးကိုမဖြေသေးဘဲနဲ့ရေနွေးချမ်းတစ်ခွက်ကိုတောင်းလိုက်ပါတယ်ပြီးတော့မှနဂါတွေကသူတို့ရဲ့ကာမစိတ်တွေတကူနဲ့လူရောဖန်ဆင်းပြီးတော့လူသားတွေနဲ့ကာမဂုဏ်ခံစားနိုင်တယ်ကြိုက်တီယိုစေတော်ကြီးကိုတီထားကိုးကွယ်ခဲ့တဲ့တိတ်သမင်းကြီးကဝိဇ္ဇာတော်နဲ့နဂါမတို့ကမွေးဖွားခဲ့တာပဲပြီးတော့39မိနစ်သမိုင်းမှာပါတဲ့ပပဲမောင်တင့်တရာနဲ့မင်းပြစ်ဒဏ်ကြောင့်ပုပ်ဖားရက်ကိုထွက်ပြေးရှောင်းတရင်းနဲ့ရွှေနဘေးဆွဲနှကားမနဲ့တွေ့ဆုံကြိတ်ကြိုက်ပေါင်းသိမ်းခဲ့ဘူးတယ်။ဒါပေမဲ့နှကားရီအမြဲတမ်းတော့လူတန်းဖန်ဆင်းပြီးနေလို့မရကြဘူး။နှကားမော်ရီကိုဝင်ဆောင်ကြတဲ့အချိန်အရှိလဲတဲ့အချိန်စက်တူတဲ့နှကားချင်းမေထုံမိဝဲကြတဲ့အချိန်လွတ်လွတ်လပ်လပ်အိပ်ပျော်နေတဲ့အချိန်တည်တဲ့အချိန်တွေမှာနှကိုနှကားရုပ်တံပြန်ပေါ်လာတတ်တယ်။တိုက်ကလာတာတို့တိုက်ကပြန်ခေါ်တာတို့ဆိုတာကရောဖြစ်နိုင်ပါမလား။နောက်ပြီးသူတို့သဘောမကျရင်အိမ်တော်ပြုတ်ကန်ပေးဘူးလို့တိုက်ကိုပြန်ခေါ်တာတို့ကရောတကယ်လားလူတယောက်ရဲ့ကံကြမ္မာကိုဒီလိုဝင်ပြီးတော့ခြေလဲလို့ရတယ်ဆိုတာဘုရားဟောနဲ့ညီပါမလားဗျာတိုက်ကနေပြီးလူပြည်ကိုသာသနာပြုဖို့လာကြတယ်လူပြည်ရောင်ရင်အမတော်စောမွန်လာတို့လိုထူးထူးခြားခြားသာသနာပြုကြတယ်တချို့တိုက်ဆက်တွေကလူပြည်ကိုရောက်တဲ့အခါမှာကိလေသာနာကိုလိုက်ပြီးအမောက်တွေကျူးလွန်တတ်ကြတယ်သာသနာပြုဖို့ကိုမေ့လျော့နေကြတယ်ဒီကမှာတိုက်ထုတ်တရားတန်ခဲ့ကြတယ်သူတို့ရဲ့အကုသိုလ်ကြောင့်အိမ်တော်ကွဲပြီးဒုက္ခမျိုးစုံရောက်ပြီးငယ်ငယ်ရွယ်နဲ့တည်ကြရတယ်တိုက်ဆက်တွေဒီကနေ့မှငရဲကိုကြားလောက်တဲ့ဖြစ်မရှိရင်သူတို့လာတဲ့နေရာကိုတကိုးနဲ့ပြပေးကြတယ်တောင်တိုက်ကပြန်ခေါ်တာလို့ခေါ်ကြတယ်ကွယ်တိုက်စရာတွေကတိုက်တူးကြရရောဗျာသူတို့ဟာတကိုးသိတိရှိရဆိုပြီးဘာလို့မကာကွယ်နိုင်ကြတာလဲတိုက်စရာတွေဟာလည်းတိုက်တိုင်းကိုမတူးနိုင်ကြပါဘူးပြီးတော့တိုက်ဆိုတာလည်းအမျိုးမျိုးရှိသေးတယ်ပြီးတော့တိုင်တန်းရှင်တဲ့ဥစ္စာဆောင်မတူကြအောင်မိမိရဲ့ပစ္စည်းဥစ္စာတွေကိုတခိုးဓမြတွေလူယူဖြတ်စည်းမှဆိုလို့မြေကြီးထဲမှာမြုပ်နှံထားပြီးတင်လွန်ကြတဲ့အခါမှာအစွဲလန်းသောကိုယ့်ပစ္စည်းကိုပြန်ဆောင်နေကြရတဲ့သူတွေကိုဥစ္စာဆောင်လို့ခေါ်တယ်
လေဘွားကပြုခဲ့တဲ့ကုသိုလ်တွေပေါ်မူတည်ပြီးကမ္မစိတ်တီကွာသေးတယ်ဒီလိုတိုက်တွေကိုတိုက်ဆရာတွေကအလွယ်တကူတူးဖော်ယူငင်နိုင်ကြတယ်တိုက်နှန်းရှင်တိုက်ပိုင်တိုက်ကျုပ်တွေစောင်းနေဖျားတိုက်တွေရတော့ဝိဇ္ဇာကြီးတွေကအစင်းစီအဆောင်ချက်ချထားပြီးတာဖြစ်ပြီးတော့သူတို့ရဲ့ကုသိုလ်ကံအကျိုးတို့ကြောင့်ကမ္မစိတ်တီတကိုကြီးမားကြတဲ့အတွက်တိုက်ဆရာတွေအလွယ်တကူမတူးဖော်နိုင်ကြဘူးတိုက်ဆရာတွေကသူတို့တူးမဲ့တိုက်ဟာကိုယ်ပိုင်ဥစ္စာဆောင်တိုက်လားသာသနာတော်ဆိုင်ရာတိုက်လားတူးဖော်လို့ရနိုင်မရနိုင်ဆိုတာကိုမတူးခင်မှာစေးနွားနဲ့စမ်းသပ်ကြတယ်ဘယ်လိုစမ်းသပ်တာလဲဗျစိတ်ဝင်စားလို့ပြပြပါဦးဘယ်လိုစမ်းသပ်တယ်လဲဆိုရင်မတူးခင်ပထမညမှာတိုက်ရှိတဲ့နေရာမှာစံနဲ့လှုပ်ထားတဲ့ပတ်ပေါက်တွေကျဲပြီးစေးတွေအင်းနေနဲ့လှုပ်ထားတဲ့နွားရုပ်လေးကိုထားခဲ့ကြပြီးမိုးလေးမှာသွားကြည့်ကြတယ်တူးလို့ရနိုင်မယ်ဆိုရင်စေးနွားရုပ်ရဲ့ဦးကျုံမှာသွေးစသွေးနာဒါမှမဟုတ်ရွှေရောင်ငွေရောင်ထားနေတယ်တူးလို့မရနိုင်ဘူးဆိုရင်စေးနွားရုပ်ရဲ့ဦးကျုံဟာဒုံးတီကျိုးနေတယ်ဒါကကုန်းတိုက်ကိုစမ်းသပ်တဲ့နည်းပဲရေတိုက်ကိုကြတော့စေးဘဲရုပ်နဲ့စမ်းသပ်ကြတယ်ညဘက်မှာစေးဘဲရုပ်ကိုတိုက်ရှိမဲ့တဲ့ရေစံသားမှာချထားပြီးမိုးလင်းလိုသွားကြည့်ချထားတဲ့နေရာကိုပြန်ရောက်မလာရင်အဲ့ဒီတိုက်ကသာသနာတော်တိုက်ပဲတူးဖော်လို့မရနိုင်ဘူးကွယ်ကဲဒါလို့ဆိုရင်ငကားဆိုတာဒရိစံမှုမှန်သာသနာတော်ကိုဘယ်လိုစောင့်ရှောက်ကြသလဲဆိုတာတပတ်ပေါက်ကြရောပေါ့ဆရာလေးလှုပ်ရှားရှိတာလုပ်လိုက်အောင်မယ်ဆရာကြီးဦးထုံးမြင့်ကမေးမြန်းသမျှတွေကိုရှေ့လျားစွာရှင်းပြပြီးတဲ့အခါဘုရားရှင်ကိုထားသွားပြီးစီမီအကျန်တွေကတ်လူပြီးတော့ဘုရားရှိခိုးနေပါတယ်အတန်ကြာရိတိဘုရားရှိခိုးပြီးတရားထိုင်နေပြန်နေလာရောက်ကြည့်ရှုကြသူရွာသူရွာသားတွေလည်းပြန်သွားကြပြီးတော်ဝေးကြီးတို့မိသားစုနဲ့ဆရာကြီးဦးထုံးမြင့်သာကြံရှိနေလေရော်တယ်နိုင်ဝက်ခန့်ကျော်မှာဆရာကြီးဦးထုံးမြင့်လည်းတရားထိုင်ခြင်းကနေရနာလိုက်ပြီးခြံထဲကိုဆင်းခဲ့ပါတယ်အဲဒီနောက်ခြံထဲကိုလှည့်ဖက်ရှောင်းလန်းနေရင်ကနေဘယ်ဘက်ကိုလက်ညှိုးထောင်ပြီးလက်ရရည်ရစ်ပတ်ပြီးတော့စီးချထားခဲ့ပြီးအိမ်မော်ကိုပြန်တက်လာကသူ့တက်ပြင်ဆင်ပေးထားတဲ့အိယာတွေကိုဝင်ပြီးအိတ်ဆက်လိုက်ပါတယ်နာခါရာစားကိုလာဆမ်းပြမီငါလို့ကိုဝင်နောက်ရှက်တဲ့ဒီစီယာစုပ်ကိုဝိညာဉ်တော်ပြီးတိုင်တန်းထဲမှာစိတ်ကလုတ်ခိုင်းပြမယ်နာခါရာစားကြောင်းတိရစီမယ်ဇေယျအောက်ချီရှိတိုင်တန်းကြီးထဲမှာတိုက်ပိုင်နာခါရာစားအလွန်ပင်အမျက်ဒေါသထွက်နေပါတယ်အကြောင်းကတော့သူလိပ်ပြချုပ်ပြီးတိုင်ထဲမှာခေါ်ထားတဲ့မတီးတီးရဲ့လိပ်ပြကိုဆရာကြီးဦးထွန်းမြင့်ကပြန်လဲခေါ်ဆောင်ရန်ကြိုးစားနေသောကြောင့်ဖြစ်ပါတယ်။နာဂရဇာကမတီးတီးကိုချစ်ခင်စုံမတ်တော့လိပ်ပြချုပ်ကညှို့ယူပန်းစားပြီးညစီညတိုင်းမတီးတီးစီကိုတွားရောက်တယ်။အဲဒီကနေပြီးမတီးတီးရဲ့လိပ်ပြကိုချုပ်ပြီးတိုင်တန်းကိုခေါ်ဆောင်ထားလိပြီဖြစ်ပြီးမကြခင်မှာပင်ဝိညာဉ်နှုတ်ပြီးတော့အပီးခေါ်ယူကပေါင်းတင်းတော့မှာဖြစ်ပါတယ်။အဲဒီချိန်မှာသူချုပ်ထားတဲ့မတီးတီးရဲ့လိပ်ပြကိုဆရာကြီးဦးထွန်းမြင့်ကပြန်လည်ပြီးခေါ်ဆောင်ရန်ကြိုးစားနေရကြောင်းကြီးစွာသောမွေကြီးအသွင်ဖန်ဆင်းကဆရာကြီးဦးထွန်းမြင့်ကိုဝိညာဉ်နှုတ်ရန်ရော်ရဲရှိမထေးတီရဲ့အိမ်ကိုထွက်လာလေတော့တယ်။သို့တော့မထေးတီတို့ခြံရှိကိုရောက်တဲ့ကခြံထဲကိုဝင်လိုက်တော့တရှူရှူတဖုံဖုံတဲ့မွေကြီးမှာခြံထဲဝင်လိုက်တာနဲ့မမြင်နိုင်တဲ့တွန်းဟာတစ်ခုကတွန်းကန်ထုတ်နေတဲ့ကဲ့သို့နာကျင်စောနဲ့နောက်ကိုလွှင့်ဆင်သွားရတယ်။အဲ့ဒီကပူကြီးဒေါသထွက်သွားပြီးခြံဝန်းထဲကိုထပ်မံ၍တိုးဝင်လိုက်ပြန်တော့လဲဝင်မရဘဲနဲ့ပြေဘက်ကိုပင်ပြန်လဲလွှင့်ဆင်လာရပြန်ပြီးပြင်းထန်တဲ့နာကျင်မှုကိုလည်းခံစားရစေတယ်။ဒါကြောင့်သေချာစွာတိရှုလိုက်တဲ့အခါခြံဝန်းပက်လင်မှာခြာထားတဲ့စီးရီကိုမြင်တွေ့လိုက်ရပါတယ်။နာဂရစာမှာအဲ့ဒီစီးရီကိုဖျက်ကျော်နိုင်မှုအချိန်ချင်းကြိုးစားတော့လဲအကြီးအနီးသာမိတော့မှဖျက်ကျော်နိုင်ပဲတွုံးဝင်လိုက်တိုင်းအလွန်ပြင်းထန်တဲ့နာကျင်မှုကိုခံစားရပြီးအပြင်ဘက်ကိုသာလွှင့်ဆင်ထွက်နေပါတယ်။အတန်ကြာမြအနာခံကတွုံးဝင်တော့လဲဘလို့မှဝင်မရတာကြောင့်ဒေါသထက်စွာနဲ့တိုင်နှန်းကိုပြန်ပြီးသွားရလေတော့တယ်။နောက်နေ့မနက်လင်းတဲ့အခါဆရာကြီးဦးထွန်းမြင့်လည်းမြတ်စွာဘုရားရှင်ကိုစီမီရေးချမ်းနှစ်သားတိုင်းနေကက်လူပူဆိုပြီး၅ပါးသီလခံယူပါတယ်။ပြီးတဲ့ကဘာမထေးလေးကိုစတင်ကုသလေတော့တယ်။အဲဒီကုသပွဲကိုရွာတွေကလူတွေသာမကရွာနီးချုပ်ဆက်ကလူများပင်စိတ်ဝင်တစားနဲ့လာရောက်ပြီးကြည့်ရှုကြပါတယ်။ကဲဒီကလေးမကိုနောက်ဆက်ပြူစားထားတဲ့ပုဂ္ဂိုလ်အခုချက်ချင်းရောက်ရှိစေမတိမကြမရှိစေရလိမ့်လေလေပြားခြင်းမရှိပဲကာယကရှင်ကိုယ်တိုင်ရောက်ရှိစေဘုရားငါစီအမိတ်အထက်ဆရာကြီးများ၏အမိတ်ငါဆရာ၏အမိတ်အခုချက်ချင်းရောက်စေငါ့ကိုခေါ်ရအောင်မင်းကဘာကောင်လဲကွာမင်းရဲ့တန်တဲ့ခန္ဓာကိုအိုးစားမကွဲခြင်းအခုချက်ချင်းဒီအဘောကနေဆင်းသွားစမ်းဆရာကြီးဦးထွန်းမြင့်ကမေးပြန်လိုက်ပြီးခဏတွင်းမှာပဲမထေးထေးမှာတကောလုံးတဆက်ဆက်တုံရင်လာပြီးဆရာကြီးဦးထွန်းမြင့်ကိုမျက်တောင်းနေကြည့်နေကြည့်ပြီးမေးလိုက်ပါတယ်
မထေးထင်းရဲ့တံမှာယောက်ျားတစ်ယောက်ရဲ့တံမျိုးဖြစ်နေပြီးတင်းမှာခတ်ထန်နေတယ်ကဲရောက်လာပြီဆိုဖះအုပ်အတိုက်ပါမင်းကဘာကောင်မို့လို့ငါအမိတ်ပေးနေရလဲကွာမင်းခိုင်းတိုင်းငါလုံမဲ့ထင်နေလားအေးဆေးဆေးမြစ်တာနဲ့ပြောနေအောင်မရဘူးဆိုရင်တော့ရအောင်လှုပ်ရတော့မှာပေါ့လေနာကရာစားတယ်ကွာမင်းစွမ်းမဲ့ထင်လှုပ်ကြည့်လိုက်စမ်းကဲဒီလောက်ဖြစ်နေတဲ့ကောင်ကျိုးပိုင်ကျိုးနဲ့တုတ်လိုက်စမ်းဟိဆရာကြီးဦးတော်မြင့်ကမိတ်ပေးလိုက်သည်တွင်နာဂရစာပိုးကန့်နေတဲ့မထေးထီးရဲ့လက်နှစ်ဖက်မှာတဖြည်းဖြည်းနောက်ကိုရောက်ရှိသွားပြီးလက်ပြန်ကျိုးတုတ်ထားသလိုဖြစ်သွားတယ်။သို့တော်လည်းနာဂရစာကရုံးကန်လိုက်လျာချက်ချင်းမရှိကိုပြန်ရောက်လာတယ်။နာဂရစာတဲ့ကွာကျိုးပိုင်လောက်တော့မမှုဘူး။အော်မင်းရဒီလိုလား။ကျိုးပိုင်ကစွန်ရင်ထက်ဘုံတကူစေစာကြီးစီဘလို့မှယုံလို့မရအောင်အထက်ထက်တုတ်ထားစင်ပိုင်ကစင်တဲ့ခေါင်းကိုဖိနေထားစမ်းဆရာကြီးဦးထွန်းမြင့်ကအမိန်ပေးလိုက်တော့နာခါရစာမှာလက်နက်ဖက်စလုံးနောက်ကိုပြန်ရောက်သွားပြီးခေါင်းလေးရှိကိုစိုက်ချလာကမျက်နှာလေးကျမ်းပြီးကဲ့ရွေ့နေပါတယ်ကဲမင်းယုံလို့ရသေးလားကွာယုံလေနာခါရစာမှာရုံးကန်နေတော့လဲဘလို့မှမတက်နိုင်တော့ဒေါသတကြီးဖြစ်နေပါတယ်ကဲရှုံးပေးပြီလားမပေးဘူးကွာဘတော်မှရှုံးပေးဘူးကဲဒီလောက်ဖြစ်လာတာလှံပိုင်ကလန့်ဆဲချောင်းတဲ့ခေါင်းကိုထိုးမိပိုင်ကမီးနဲ့တိုက်မသေးစေနဲ့ဆွေရင်ရဲ့ခန္ဓာရည်ဆက်တွေအကုန်ကြီးဆက်တွေအကုန်ပြတ်စေဒီကမှာတော့နာကားရာစာမှာနာကျင်ဆူးရှစွာအော်ဟစ်နေရလီရော်တယ်ဘလို့လဲကွာရှုံးပေးပြီလားမပေးဘူးကွာတင်းရင်သေးပါစေဘတော်မှရှုံးမပေးဘူးကဲကွာတလောက်ကောင်းပါလားဓာပိုင်ကသူ့ရဲ့နှလုံးသားကိုဓာတ်နဲ့ထိုးဆိုင်ထားစမ်းမသေးစေနဲ့ဒီတခါမှာတော့နာခရစာမှာမျက်လုံးများပင်ပြူထွက်လာပြီးမခံနိုင်တော့ဘဲနဲ့အရှုံးပေးရလေရော်တယ်အမလေးကြပါပြီအရှုံးပေးပါပြီမလုပ်ပါနဲ့တော့စိတ်ဝင်စားနဲ့လာရောက်ကြည့်ရှုနေကြသူတွေလည်းအံ့ဩတကြီးဖြစ်ကြရတယ်ရခင်စရာ၃ယောက်ကိုအရှက်တကွင်းနဲ့ခွေးပြေးွက်ပြီးပြေးရောက်အောင်ပြီးကြမ်းတမ်းပြီးအစမ်းထက်လာတဲ့နာခရစာမှာဆရာကြီးဦးထွန်းမြင့်ရဲ့ပညာကိုမြည်သွင်းမှမရှင်နိုင်ပဲအရှုံးပေးရလေရောဆရာကြီးဦးထွန်းမြင့်ကိုထင်ကြီးလေးစားကြရလေတယ်ဟုတ်ပြီဆရာလည်းမနှိမ့်ဆက်ချင်ပါဘူး။ဘာကြောင့်ဒီကလေးမအောင်နှောက်ယှက်နေရလဲ။နှောက်ယှက်တာမဟုတ်ဘူးဆရာကြီး။သူကလိပ်ပြလာလို့ချစ်ကြိုက်လို့ပါ။ဒါကြောင့်သူ့လိပ်ပြကိုချုပ်ပြီးတိုင်နှံကိုခေါ်ထားတာပါဆရာကြီးရဲ့။သူ့ရဲ့ကန်ဆာတာမကုန်သေးလို့အပြီးခေါ်လို့မရသေးတာ။မကြခင်မှာအပြီးခေါ်လို့ရတော့မှာပါ။ကျွန်တော်တို့ချစ်ချင်းကိုမဖြတ်စည်းပါနဲ့။ကိုချင်းစာပြီးပါဆရာကြီးရဲ့။အော်မမင်းရများကိုချင်းစာပါလေ။ကိုချင်းစာရအောင်မင်းလှုပ်ထားတာကောင်နီးလန်းကြရဲ့လားသူများသားသမီးကိုမတရားနီးလန်းနဲ့ဝိညာဉ်နှုတ်ပြီးပေါင်းသင်းဖို့ကြံစီနေတာဟာကာမေသူမိစ္ဆာချာရကံကိုကျူးလွန်နေတာပဲကွာအခုဆိုရင်ကာယကံရှင်မိန်းကလေးနဲ့သူ့ရဲ့မိသားစုတွေစိတ်ဆင်းရဲကိုဆင်းရဲဖြစ်နေကြရပြီအဲ့ဒါကိုရောမိကိုချင်းစာလို့လားကျွန်တော်ကသူ့ကိုအရန်ချင်ပြီလို့လိပ်ပြချုပ်ပြီးတိုင်ထဲမှာခေါ်ထားတာပါကျွန်တော်တို့မခွဲပါနဲ့ဆရာကြီးရဲ့ဘာပဲဖြစ်ဖြစ်ဆရာကြီးပြောနေအောင်လက်ခံပါမင်းတို့ကဘဝချင်းချားနေတယ်ဘယ်နည်းနဲ့မှပေါင်းဆက်ဖို့မဖြစ်နိုင်ဘူးဒါကြောင့်ဒီကလေးမကိုနောက်ပတ်တော့မှမနှောက်ယှက်တော့ပါဘူးလို့သစ္စာဆိုပါဒီလိုမှမဟုတ်ရင်တော့မင်းတို့ရဲ့အကြီးကဲနမင်းကြီးခေါ်ပြီးအပြစ်ပေးဆုံးမခိုင်းလိုက်တော့မယ်ဟာအဲ့ဒီလိုတော့မလုပ်ပါနဲ့ဆရာကြီးရဲ့ကျွန်တော်သစ္စာဆိုပါမယ်နမင်းကြီးဝင်နေတော့မတိုင်ပါနဲ့ကောင်းပြီဒါဆိုရင်ခုဒီကလေးမလေးကိုနှောက်ယှက်ထားတာမှန်သမျှကိုပြန်ထုတ်ပေးပြီးတော့မင်းချုပ်နှောင်ထားတဲ့ကလေးမရဲ့ဝိညာဉ်ကိုလည်းသူ့ရဲ့ခန္ဓာကိုယ်ရဲ့ပြန်ထည့်ပေးပြီးတော့ဒီကမှာနာဂရစာကသူပူးကန့်နေတဲ့မထေးထီးရဲ့ခေါင်းထက်ကနေပြီးအောက်ကိုအချိန်ချင်းတက်ချလေတယ်။အဲ့နောက်လေးထဲမှာတစုံတစ်ခုကိုလှမ်းယူပြီးတော့မထေးထီးရဲ့ကိုယ်ကိုထည့်ရပြူတယ်။ကုံစင်အောင်ထုတ်နော်မကုံမချင်းထွက်လို့မရစေနဲ့လိန်ညာလေပြားချင်းပြပါကလောင်မီးကြတယ်လို့ပူလောင်နေစေ။ကုံပါပြီဆရာကြီးသူ့ရဲ့ဝိညာဉ်ကိုလည်းပြန်ထည့်ပေးထားပြီးပါပြီကုံပြီဆိုရင်တစ္ဆာဆိုပြီးတစ္ဆာကြီးတောက်ပြီးတော့ကဲဆရာကြီးကတိုင်ပေးမယ်မင်းရလိုက်ဆိုဟုတ်ပြီလားအဲ့လိုဆိုတာရှိရတိုင်ပေးပါလေလာမရစာမှာတစ္ဆာဆိုပြီးတစ္ဆာကြီးမတောက်ချင်တော့လဲမိတို့မှမတက်နိုင်တော့တာကြောင့်မျက်ရည်များစီးကြလာတယ်မန်တင်ပြီးငင်းဆန်နေလို့လဲဘာမှအကြောင်းမထူးနိုင်တော့ပါဘူးလေကျွန်တော်စိတ်လျှော့လိုက်ပါပြီမထေးထီးကိုလွတ်လပ်ခွင့်ပေးလိုက်ပါပြီ
သူ့ဘဝနဲ့သူပြောပါစေတော့အဲ့ဒီလိုဆိုကဆရာကြီးဦးထွန်းမြင့်တန်ပေးရတိုင်းတစ္ဆာဆိုတစ္ဆာရေးတော့ပြီးမထေးထီးရဲ့ခန္ဓာကိုယ်ထဲကနေထွက်ခွာသွားနေတယ်။နာဂရစာထွက်သွားပြီးခဏမြကြာမှာမထေးထီးမှာတတိဝင်လာပြီးလွန်းလွန်းလာတယ်။ရေတောင်းနေရဆရာကြီးဦးထွန်းမြင့်ကနေဒဝိကြီးရေရေတန်းတန်းတစ်ခွက်ခတ်ပေးပါ။အဲ့လိုပြောတော့ရေဦးစိန်ကရေတစ်ခွက်ကိုခတ်ပြပေးပါတယ်။ဆရာကြီးဦးထွန်းမြင့်ကရေခွက်ကိုယူပြီးတော့ဒီကလေးမလေးရဲ့ခန္ဓာကိုယ်ထဲမှာမကောင်းတဲ့တိုက်ခိုက်အနောက်ရှက်များကြံရှိနေသေးပါကအားလုံးကင်းစင်ပပျောက်စေမြူတမုံစာပင်မကြွင်းကြံစေရဖျားငါစု၏အမိတ်အဖဆရာကြီးများ၏အာနာငါဆရာ၏အမိတ်အဲ့ဒီလိုမိတ်ပြန်လာပြီးရေခွက်ထိတ်ကိုဘယ်ဘက်လက်ညှိုးနဲ့မှွေးလိုက်တယ်ပြီးတော့ဒဝေးကြီးကိုပေးလိုက်ပြီးတော့ဒီရေကိုကလေးမအောင်တိုက်လိုက်ပါရှိသမျှအမောင်ပယောဂါတွေကင်းစင်သွားပါလိမ့်မယ်ဒဝေးကြီးရဲ့ရေခွက်ကိုယူပြီးမထေးကိုတိုက်လိုက်တဲ့ရောက်မထေးသေးမှရှိကိုအခမ်းမရတောင်းလိုက်ပြီးတော့အမေသမီးဘာဖြစ်လို့လဲရင်လူရည်လည်းအများကြီးပဲဘာလာလို့ကြရလဲသမီးလေးနေမကောင်းလို့ဒီဆရာကြီးကကုသပေးနေရလေဒီဆရာကြီးကသမီးလေးရဲ့အသက်သခင်ကျေးဇူးရှင်ပဲဟဲ့သမီးရဲ့မထေးသေးမှသူမတတိလေးမင်မျောနေစဉ်ချင်းကဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်တွေကိုပြန်လည်ပြီးစဉ်းစားရင်းကနေမှတ်မိလာတယ်ဒီကမှဝမ်းသာဝမ်းနေနဲ့မျက်ရည်များပင်စီးကြလာပြီးဆရာကြီးဦးထွန်းမြင့်ကိုရိုသေစွာနဲ့ရှ िख ိုးကတော့လျော်တယ်ဆရာကြီးဦးထွန်းမြင့်လည်းမထေးရဲ့ယောဂဝိညာဉ်ကိုကုသပေးပြီးဝါခင်မမျိုးကိုပြန်ရွေးသွားပါတယ်မထေးလည်းတဖြည်းဖြည်းနဲ့ပြန်လည်ကျမ်းမာရေးလာတယ်တခါတရံမှာဈေးကျော်နားကိုရောက်ရှိတဲ့အခါရခင်ကဖြစ်ပျက်တွေကိုပြန်လည်သတိရမိပြီးဝမ်းနေမိသည်ကလွှဲပြီးတော့တခြားမိသည်အနောက်ရှက်ကိုမှမကြုံတွေ့ရတော့ပဲမထေးကတော့ယခုဒါရီရွာလေးမှာပြိုကြီးဘဝနဲ့ပင်နေထိုင်ရင်းကောင်းမှုကုသိုလ်တွေလောက်ကတိုက်ပိုင်နာဂရစာနဲ့တိုင်နှဲရှင်တွေကိုအမြတမ်းပေးဝေလျက်ရှိနေပါတော့တယ်။ပရိသတ်များခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူကိုဖြိုကျိုင်းလက်ရေးသားထားတဲ့တိုက်ပိုင်လေးရဲ့ချစ်ပုံမြေဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ဆက်ပေးခဲ့ကြတဲ့ပရိသတ်တို့တယောက်ချင်းစီကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျ။ဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကိုခန့်ပဲဖြစ်ပါတယ်ခင်ဗျာ။